ဒုတိယကြိမ်မြောက်လရောင်ဖြာပရိဒတ်သင်ထေရဝါဒအထူးဓမ္မသဘင်26ရက်3လ2026ခုနှစ်25ရက်3လ2026ခုနှစ်ကနေ29ရက်3လ2026တနင်္ဂနွေနေ့အထိညစဉ်တရားတော်များဟောကြားဝေယံအလူရှင်ဖြစ်တဲ့သူဓမ္မမဏိဇောတတရဦးအောင်တန်းဒေါ်လာဝင်းဒေါခင်မျိုးစုမိသားစုရဲ့ဦးဝင်းနိုင်ဒေါ်အေးမိသားစုရဲ့မိသားစုများစုပေါင်းလို့ဓမ္မဒါနပြုဓမ္မကတော့ကုသိုလ်တရားကိုလည်းဓမ္မလို့ခေါ်တယ်အကုသိုလ်တရားကိုလည်းဓမ္မလို့ခေါ်တယ်ဓမ္မဆိုတာဆောင်းတယ်မြန်မာလိုပြောရရင်အဲ့ဒီဆောင်းတတ်တဲ့သဘောကကုသလတရားသည်သုဂတိကောင်းတဲ့သဘောနတ်ရွာနိဗ္ဗာန်ကိုပါပေတိရောက်စေတယ်အာရမကတော့နေရိယံပါပေတိအပေငရဲကိုအပေလေးပါးကိုကြစေတယ်အဲ့ဒီထဲကသူဓမ္မလို့သူဆိုတဲ့စကားလုံးလေးရှေ့ကထည့်လိုက်တာဖြစ်ခြင်းကြောင့်အကုသိုလ်တရားကိုမရတော့ဘူးကောင်းတဲ့ကုသိုလ်တရားကိုပဲရတယ်တခါမဏိဆိုတာကတော့ဗရမ ्या အဲ့ဒီခုနတော့ကကောင်းတဲ့ကုသိုလ်တရားရှိနေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမဏိပဲမဏိဆိုတာဘာလဲဗရမ ्या ဘုံတောက်ဘုံကန်ချိတ်လာညောတော့ဘုံတောက်လာဗရမ ्या ဘုံတောက်မြတ်ကြောက်အေဂျင့်စိန်ဆွမ်းကုန်ရောင်ကြောင်မာသိတိမဏိနီလမေတ္တာကဲချုပ်ဘောမှုခွန်အားဥဒ္ဒဗျာကျမ်းမှာတန်တာကြီးကဲပလဲကျက်သည်ဂုံကိုဝေသည်လို့နဝရအဲ့ဒီနဝရဓမှာရှေ့ဆုံးကရေးတဲ့ဗရမ ्या ဘုံတောက်တနည်းအားဖြင့်အဲ့ဒီမဏိယရဏဇောတအယောင်တောက်တဲ့ဓရဆောင်ထားတဲ့ကောင်းတဲ့ကုသိုလ်တရားတွေရှိတဲ့ပုဂ္ဂိုလ်ကဘုံကံကြီးမားတဲ့အသိဉာဏ်ပညာကိုထွန်းလင်းတောက်ပါတယ်အဲ့တော့ခုနကတော့မဏိဆိုတော့ဗရမ ्या ဣရိကြော့ငွေဩတ္တရွှေနဲ့မကောင်းမှုဒုစရိုက်တွေကိုရှက်ရင်အဲ့ငွေရတာပဲမကောင်းမှုဒုစရိုက်တွေကိုလန့်တတ်ရင်ရွှေရတာပဲဣရိကြော့ငွေဩတ္တရွှေဩတ္တပါကရွှေနမွေးချပုံတရားနာခက်ယုံတန်တာတရားနာရင်တန်တာဆိုတဲ့ယရနာကိုရတယ်တဲ့နမွေးချပုံခက်ယုံတန်တာတတ္ထာမြက်မြတရားရှိလာရင်မြယရနာလေးရတာပဲတဲ့သီလပလဲတဲ့သီလဆိုတဲ့ကိုရင်တရားကတော့ပလဲလေးရတာပဲတဲ့သီလယူထားလိုက်တော့စွန့်ကြဲမဏိတဲ့မဏိဇောတဒါကတော့ကောင်းသားမဏိဇောတဆိုတာအဲ့ဒါပဲစွန့်ကြဲမဏိသာသနာတော်3ရက်တည်းကိုလှူဒန်းလိုက်တာပြောနိုင်ငံတော်ဆိုကမဏိဇောတတရအဲ့ဒီလှူတာကအိုးအစိုးတော်တွေရုပ်ရှင်မင်းသားတွေဇတ်သမားတွေသွားပြီးတော့လက်ကလေးထိပြီးပေးနေတာမဟုတ်ဘူးပေါင်တန်းရဲ့ဟုတ်ပြီနော်အဲ့ဒီမင်းသားတွေမင်းသမီးတွေကာရာဝေဆိုတဲ့ကောင်မလေးတွေဘန်းကုန်းဆွတ်တာမဟုတ်ဘူးပရိယပရိပတ်ပရိဝေဒသာသနာတော်3ရက်တည်းကိုလှူတာပြီးရင်သူဓမ္မကိုရတဲ့ဘွယ်ကိုအဓိပ္ပာယ်ပေါ်အဲ့ဒီမဏိတော့မဏိပဲစွန့်ကျဲမဏိစွန့်တယ်ကျဲတယ်ဘယ်စွန့်သွားစွန့်ကျဲတယ်ကောင်မလေးတွေရှိကာရာဝေသွားကျဲနေတာဇမင်းသားတွေဇမင်းသမီးတွေရှိသွားကျဲနေတာမဟုတ်ဘူးပရိယတ္တိပရိပတ်တိသာသနာတော်တဲ့ကိုအဲ့ဒီသာသနာတော်တဲ့ကိုစွန့်ကျဲတာဖြစ်ချင်းသူဓမ္မလမ်းဘေးမှာသွားကျဲတာမဟုတ်ဘူးအရက်ဆိုင်မှာသွားကျဲတာမဟုတ်ဘူးရုပ်ရှင်ုံနဲ့ကျဲတာမဟုတ်ဘူးဇက်ပွဲမှာကျဲတာမဟုတ်ဘူးဘုရားရဲ့သာသနာတော်တွေကိုစွန့်ကျဲတာဖြစ်ရင်သူဓမ္မရှိရနေဓမ္မရဲ့ရှိရသူ့လေကောင်းတဲ့သဘောရှိတယ်ကောင်းတဲ့ဓမ္မရှိတဲ့ပုဂ္ဂိုလ်စွန့်ကျဲတော့စွန့်ကျဲတာပဲဘယ်မှာစွန့်ကျဲတာလဲပရိယတ္တိထဲမှာစွန့်ကျဲတယ်ပရိပတ်တိထဲစွန့်ကျဲတယ်ကျောင်းတွေဆောက်တယ်တရားဝဲလုပ်တယ်ပရိဟိတတွေလုပ်တယ်လူမှုရေးတွေလုပ်တယ်အဲ့တော့နိုင်ငံတော်ဆိုတာသူဓမ္မမဏိဇောတာဒါပြောတာအဲ့ဒါပါပဲ
အဲ့ဒါဟီရိကြောင့်ငွေဩတ္တရွှေနဲ့နံမွေးကြအောင်ခက်ယုံတန်တာတတ္တမြင့်မြတ်သီလပလဲစွန့်ကျဲမဏိဗုဒ္ဓဝရဇိတောက်ထိန်9ပါးဥစ္စာများကိုတဲ့အဲ့ဒါအစဉ်တိုင်းပြောရင်တော့သီတတ္တသီလတုဒ္ဒဇာကပညာဟိရိဩတ္တပဒီလိုသွားတယ်ကြဗျာကစတဲ့ကံမှာတော့ရှေ့ကရှင်မရတ္တရရှင်မသီလမန္တမထေမြတ်တွေဆက်ခဲ့တဲ့အင်းဝကကစာကျုပ်တတ္တသီလတုဒ္ဒတတ္တဆိုတော့အစဉ်တိုင်းဆိုတတ္တကမြပေါ့သီလကပလဲပေါ့တုဒ္ဒကတန်တာပေါ့စာကဗရမ ्या ပေါ့ပညာကဝရဇီစိတ်ပေါ့ဟိရိကငွေဩတ္တပရွှေပေါ့ဒါကအစဉ်တိုင်းကြဗျာကတော့အဲ့လိုမလာဘူးဟိရိကြောင့်ငွေဩတ္တရွှေနဲ့နံမွေးကြားပုံခက်ယုံတန်တာတတ္တမြေတောက်ထိန်9ပါးဥစ္စာများကိုအဲ့ဒါယရဏ9ပါးဒီဘက်ကရွှေရယ်ငွေရယ်တန်တာရယ်ပလဲရယ်ဗရမ ्या ရယ်စိတ်ရယ်အဲ့ဒါတွေကပလဲရယ်အဲ့ဒါတွေကလောကီယရဏတတ္တသီလသုဒ္ဓစာကပညာဟိရိဩတ္တပကဒီဘက်ကဘုရားဘာသာဘက်ကလာတဲ့ဘာသာရေးကယရဏအဲ့ဒီယရဏ9ပါး2မျိုးကိုပြောပြီးတော့အာယုံပြုတ်ပြီးတော့ဆရာနန်းတော်ရှိဆရာတင်ကတထေဝါဒဆိုတဲ့သချင်းမှာယရဏ9ပါးရဲ့နဲ့အဲ့ဒါပြောတာအဲ့ဒီယရဏ9ပါးရှိနေရင်တဲ့ကောင်းတန်းတို့ဇနီးမောင်နှံတွေသားသမီးတွေမိသားစုတွေဘိုလ်ချုပ်ရွာသူရွာသားတွေတန်လင်းနေသူနေသားတွေအဲ့ဒီယရဏ9ပါးရှိရင်ယရဏ9ပါးရဲ့နဲ့အဲ့ဒီယရဏရှိရင်နဲ့ပျော်ပျော်ပါပါမော်တော်ကားနဲ့သွားမယ်ဆင်းရဲတာနားမလဲမင်းပွဲမှာဆင်းရဲတာမရှိတော့ဘူးတဲ့ပြောရတာဆင်းရဲတာမရှိတော့ဘူးတဲ့ကောင်းတာတွေပဲစားမယ်တဲ့အပေါင်းဓာတွေရဲ့ကောင်းတာတွေဒါစားမယ်ကွယ်နန်းတော်ရှိကူမေးလာကြရင်တထေဝါရလို့ဟာဆရာတင်ကပြောသွားတယ်အဲ့လိုပြောရတာအဲ့ဒီယရဏ9ပါးမဏိဇောတကိုအောင်တန်းရဲ့ရှိပြီဆိုရင်တဲ့အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်အိမ်နေလိုချင်တော့ဟာစိန်လိုချင်ရင်စိန်ဖြစ်ရမယ်ရွှေလိုချင်ရင်ရွှေဖြစ်ရမယ်ပြောတာငွေလိုချင်ရင်ငွေဖြစ်ရမယ်ကောင်းတန်းကွာကောင်းတန်းအရွယ်လေးကအသက်စိတ်30အသက်စိတ်ဟုတ်ပါမကောက်ပါကောင်းတန်းဘယ်လောက်အာကွာ25နှစ်လောက်ထင်တာဩကောင်းတန်းကြီးချစ်တဲ့ရည်စားရည်မှန်းထားတော့မကြခင်လက်ထပ်ရမယ်ဤပမာလိုမှတ်ကြကွယ်ဟာကော25နှစ်သားအောင်ဘလို့နဲ့ sorry ဗျာနဲ့ခင်ဗျရှေ့မှာထိုင်တော့25နှစ်သားလေးထင်လို့ဟောဗါလဲလေအဲ့ဒီယတနာ9ဥစ္စာခုနပြောတဲ့တတ္တသီလသုဒ္ဓစာကချင်းကောင်းတော့ကြိုက်တဲ့ကောင်မလေးကိုကြည့်လိုက်စမ်းချစ်တဲ့ရည်စားရည်မှန်းထားတော့မကြခင်လက်ထပ်ရမယ်ဒီပမာလိုမှတ်ကြကွယ်ဟာကောင်းလိုက်တော့ကြည့်စမ်းအဲ့ဒါမေ့နေကြတာလေမင်းတို့အဲ့ဒါတွေမေ့နေကြတာပြီးတော့မှသူများတွေတရုတ်တွေကလားတွေစီဝါလုပ်ပြီးချမ်းသာနေတာကိုကြည့်ပြီးတော့တိုက်တွေကားတွေဘာသာမျိုးရာတွေပိုင်တာတွေဆိုင်တာတွေသူများပိုင်တာတွေကြည့်ပြီးတော့မက်ဆေ့ချ်မဖြစ်နဲ့ကိုယ့်ကိုစူးစမ်းဆရာတင်ကပြောတယ်သူမတိုက်ကြီးတယ်အကြီးဟာကုံမဆိုရင်ကလားကြီးပဲရွှေတွေမှာဆိုစက်ဝန်တရုတ်တွေကြီးပဲမလုံးနဲ့တဲ့တိုက်တွေကားတွေဘာသာမျိုးရာတွေပိုင်တာတွေဆိုင်တာတွေကြိုက်ကောက်ဖရာကြီးကြည့်လိုက်စမ်းပါတဲ့ရွှေတကုံကြီးကြည့်လိုက်စမ်းပါမင်းဝန်ပထိုးတော်ကျစကိုင်းမင်းဝန်ကျက်မှာအဲ့ဗမာလူမျိုးတွေပိုင်ခဲ့ဆိုင်ခဲ့လို့တို့ဗမာတွေပိုင်ခဲ့ဆိုင်ခဲ့လို့လှူနိုင်တန်းနိုင်တာပေါ့ကြောင်းကြီးတွေကျတော့မင်းကြောင်းတက်ကြီးဟာဆရာတော်ဘဲဥစ္စာနေမှာတို့ဆရာတော်ဥဝနာတိခက်တဲ့ခဏရောက်တာတန်လင်မျိုးမှာကြိုက်ကောက်စီတော်ကြီးဟုတ်ဗျာမင်းမြောင်ပထမစာသနာကြီးတွတ်ချစ်လိုက်စမ်းအဲ့ဒီစာသနာကြီးတွေအဲ့ဒီကျောင်းတိုင်းကြီးတွေမင်းတို့ငါတို့မိဘတွေသူတို့အလုပ်စူးစမ်းပြီးလှူထားတာလေဟုတ်ဗျာအဲ့ဒါအလုံးမလုံးချင်ပြင်းတယ်ဗမာပြင်းတယ်သူတို့လည်းပြောလို့မရတော့ဒီဗမာလူမျိုးတွေကငပြင်းတယ်ဒီမင်းကမကြည့်နဲ့ဒါဒီနေ့ပေါ့ဒီနေ့ကဒါကပုံဟိုးပဲတမန်ကြီးဆိုတဲ့ရွာပါအဲ့ဒါမမ်းပါတယ်သွားပြန်မန်းတာကိစ္စမရှိသူများကားပေါ့နော်သူများလင်ကူစာကိုင်းလိုက်ပို့တော့တန်းလုံးတော့ဒီမလီအောက်ကကြည့်ပင်နေတဲ့ဟိုဘက်ဘာလဲဟိုဘက်ချောင်းနဲ့ကြာငါတို့သေမှာအညဆက်နေချက်ပြန်လာတာသေးလေးလွတ်တယ်သူများကားများထိလိုက်ရင်ပြုတ်ကြလဲငါလည်းသေကားလည်းဆုံးပဲဟောရဟောတော့အဲ့တော့ဖြတ်သွားလိုက်တော့ဒီဘက်မူပင်ညောင်တို့ကနေသွားလိုက်ရင်ရေနံမြေမူပင်ပြီးရင်လေအစိုးရတွေကိုဘာညာပြောမယ်အစိုးရကိုကောင်းတယ်မပြောဘူးအဲ့ဒီမှာမြောင်းတွေကိုရေရအောင်လို့အဲ့နာလေရွက်ကိုဘက်ဟိုးနဲ့ကုတ်ပေးထားတယ်မြေပုံကြီးကပုံးနေငါပြည့်မြေတွေဝယ်ရတာငါငမိုးတွေခြုံပေးနေတော့ဒီတက်တော့မြေတွေငါဝက်ကားတစ်စီးကို9သိန်း
အဲ့ဒီမြေတွေမင်းတို့သူတို့အိမ်ရှင်နော်ဒီလူတွေကငါဆင်းပြောခြင်းတွေပေါက်လာအဲ့ဒီမြေတွေတဲ့ပေါ့တချို့နေတော့2အိမ်3အိမ်ကတော့မြေတွေညှိပြီးတော့ခရမ်းညင်သီးစိုက်မယ်လေကွန်းလေးစိုက်မယ်လေမြေအလကားပုံပြီးတော့အဲ့နာမှလည်းရေချိုရှိတယ်ဘယ်ကောင်းမှမလုပ်ဘူးပြငပြင်းနေပဲအဲ့နာတရားမဟောသေးဟောရင်ငါပြောမှာလက်ညှိုးထွေငါလည်းမကြိုက်နဲ့နေငါပြောမှာတောက်လျှောက်မြေကြီးတွေကော်ပြီးပုံပြီးသူတို့အိမ်ရှင်ပုံပေးထားတာအဲ့အိမ်ပုံပေးတဲ့နေရာလေး꿰ပြီးတော့လမ်းလေးနဲ့ရှော့သွားတယ်ဒီမြေလေးညှိလိုက်ပြီးတော့ကွာဘုံလာလေးစိုက်မယ်ကွာခင်းဆိုင်မယ်ကွာအိမ်နောက်ကွဲဈေးဆိုင်တဲတာကွာမလုပ်ဘူးမင်းတို့ကငပြင်းနေရေရရှင်းသားမှာလေဒီမေဒီကြောင်းမနဲ့လာကြည့်လိုက်ပါကွင်းထီထီခေါင်းနဲ့သစ်ပင်ကြီးအပြည့်စိုက်ထားတယ်တတ်ကြည့်လိုက်အနှစ်စိတ်ရှိသွားတယ်နောက်မှငါပြောပြီးဘာမလကာပင်တွေကိုရင်လေးဒီဆိုင်နဲ့စပါပေါ့တည့်ရပင်ကြီးအဲ့လိုဝါသနာပါတော့စိုက်အဲ့မလုပ်ဘူးဗမာပြီးလို့ချင်းအစိုးရတွေကလေအစိုးရတွေကလေဟာလာဒါပဲတစ်ချိန်လုံးဒီအစိုးရကငါကောင်းတယ်မပြောပါဘူးတစ်ချိန်လုံးဒီအစိုးရပဲထိုင်ဆဲနေကိုဘာလုပ်အားလုပ်မလုပ်ကိုမလုပ်တာဒီပြစီထွက်အိမ်ရှိဒီပြစီလွှဲဖို့အမိုက်ပြဖို့တော့ဟာဘာသာမပါဘူးအမိုက်လည်းပြစ်ချင်လို့ပြစ်တာတို့အမိုက်တွေရှိတို့ကြောင်းနဲ့တစ်ပင်တွေများတယ်အဲ့တစ်ရွက်တွေဟိုတော့ဆုတ်လိုက်တယ်ဆုဟိုနောက်ငမိုးချောင်းဆက်နာမှာမြေကွက်လိုက်ပြီးအဲ့ဒီမှာအဲ့ဒီအမိုက်တွေကိုမီးရှို့တယ်မီးရှို့အဲ့ဒီအမိုက်ကမြေရောစံနဲ့ဒီတစ်ပင်တွေကိုငါလှုပ်လကားမထားဘူးအဲ့ဒီတစ်ရွက်တွေသူ့အကုန်လုံးငမိုးချောင်းနဲ့ပြစ်ချတာဘယ်တော့မှမလုပ်ဘူးဘယ်တော့မှမလုပ်ချောင်းနဲ့ဘယ်မှမချဘူးအဲ့ဒီချောင်းနဲ့တဲ့အမိုက်တွေချတာတဖြည်းဖြည်းနဲ့ငမိုးချောင်းနာမှာကျွန်တော်နေခဲ့တာအဲ့ဒီငမိုးချောင်းတွေကအမိုက်တွေချတာများပြီးတော့ရေကျသွားရင်လိုက်တဲ့မျိုးချောင်းတစ်ခုလုံးမှာအမိုက်တွေပြည့်ဒါတို့မြန်မာလူမျိုးတွေရဲ့စီးမရှိကမ်းမရှိဘယံပရာကလေကဝနေတတ်တဲ့အကျင့်တွေတကဘာလုံးမှာကဘာမှာဘယ်နိုင်ငံမှာအဲ့ချောင်းနဲ့မြတ်တဲ့အမိုက်မချဘူးလန်ဒန်မြို့ရဲ့နာမည်ကျော်သိမ့်မြစ်ခေါ်တာပါ River Thames လို့ခေါ်တယ်အင်္ဂလိပ်လိုတော့အဲ River Thames ချောင်းသွားရင်အဲ့သိမ့်မြစ်ပေါ်ဖြတ်သွားတယ်။အိုးလွန်နေက1800ရာစုကလည်းသူကပေ20ပဲအခုလည်းပေ20ပဲဒီARမြစ်ကြီးကအကြီးကြီးနည်းနည်းလေးငါတို့များရဲ့အသက်တို့65ပေါ့ကွာတို့အသက်60ဝန်းကျင်လောက်ရှိတဲ့ပုံကိုယ်တွေဆိုရင်55 60ဆိုရင်သိပ္ပံဆရာသိပ္ပံမောင်ဝရဲ့မောင်လူအေးတို့အကြောင်းဖတ်ဖို့လိမ့်မယ်မောင်လူအေးကပန်းလိုက်ဒီနာပန်းလိုက်မြေပန်းလိုက်ရနေတကြီးရနေပြန်လာတာခေါလုံးမျိုးတော့ရှိတယ်အော်သူဖမ်းခဲ့တဲ့လူညဆက်နေချက်တယောက်တည်းပြန်လာသူ့တင်မောလေးနဲ့အခုနေများတဲ့ကိုဖမ်းခဲ့တဲ့သူတွေကများတော့ right ဖဲနဲ့လှမ်းပစ်လိုက်ရင်တော့ငါဒုက္ခပဲတဲ့သူကြောက်တာမောင်လူအေးကအော်တဲ့ကိစ္စမရှိပါဘူးလေတဲ့ပန်းလိုက်မြေကြီးကပေ400ကျော်လောက်သူလှမ်းနေတဲ့ဟာဟိုဘက်400ဒီဘက်400ပန်းလိုက်မြေကြီးကပေ400ကျော်လောက်တော့ဒီကောင်လက်မတက်တော့ပါဘူးတဲ့သူ့စာထဲမှာအခုပန်းလိုက်မြေကမရှိတော့တော့ချိတယ်လေပန်းလိုက်မြေကပေ400လောက်ရှိခဲ့တာကဘာပေါ်မှာမြစ်တစင်းကိုအစနဲ့အစုံပိုင်တဲ့နိုင်ငံလက်ချိုးလို့ရတယ်ဒါပြောပြတာဒီတန်လင်းနဲ့ဒီနာကတ်နာအမိုက်ဒီအိမ်နာတွေဘုန်းနဲ့ပဲဟို6မက်ကိုအိမ်နာထားအိဘာချဤလိုနဲ့ဘောလုံးမျောအမိုက်တွေပြစ်ချဒါပဲဂျာမနီတို့ဘယ်လ်ဂျီယံတို့စပိန်တို့သူတို့ကရိုင်းမြစ်လို့ခေါ်တယ်အဲ့မြစ်ကနိုင်ငံ9နိုင်ငံလောက်ပိုင်တနိုင်ငံနဲ့မပိုင်တာဖြစ်ရင်အမိုက်မချရဲဘူးအနက်ဆုံးနေရာကိုသွားပြီးတော့ရိုင်းတိုးသွားပြီးတော့မြစ်တွေကိုလေ့လာတာဝါသနာပါတယ်အနက်ဆုံးနေရာ6မီတာတဲ့ငမွေးချောင်းတနာတာပေါ့သူတို့ငမွေးချောင်းတော့မရှိဘူးတခါတည်းသူတို့က rivers လို့ခေါ်တဲ့ကဒီငမွေးချောင်းတော့မရှိဘူးတန်လင်းမြေကြီးဆိုသူတို့ကအဲ့ဒါ sea လို့ပင်လယ်လို့ခေါ်တာတချို့က rivers တဲ့တိတိလေးအဲ့ဒီ river Thames ဆိုတဲ့တန်ဝင်ရဲ့သိမ့်မြစ်ကခုန်ကူးလို့ရတဲ့နေရာတော့ရှိသေးတယ်လုံးဝအဲ့ဒီမြစ်ထဲကလုံးဝနှစ်ပေါင်း200 300လည်းပေ20ပဲအခုလည်းပေ20ပဲမြစ်ထဲဘာမှမချARမြစ်ကြီးကအလုံးအရင်ကပေ80လောက်ရှိမယ်ငမွေးချောင်းအရင်တော့ပေ80လောက်နဲ့တာသူကပေ20ကျော်လောက်ပဲနဲ့တော့အောက်မှာအမိုက်တွေပြင်းတာကျောင်းသားနေဩဘလို့မှလည်းပြောလို့မရဘလို့မှပြောမရအိမ်နောက်ခွေးဇိမ့်တဲ့အိမ်နောက်ခွေးအိမ်နာတဲ့အမိုက်တွေပြချအဲ့ဒီလိုဆိုတော့ပြင်းတယ်ပုံသားရဲ့မဏိဇောတတရစွန့်ချဲတယ်မဏိဒါတွေကဒီမြင်တရားတော့ဗရမယနဲ့ပတ်သက်လို့ပြောတာပါကျရဏ9ပါးထဲမှာတတ္တတရားသာသနာတော်ယုံကြည်ရင်တတ္တမြရတယ်ကိုရှင်တရားသီလရှိရင်ပလဲရတယ်တတ္တသီလသုဒ္ဓတရားနာရင်သန္တာရမယ်စာကစွန့်ကြဲမှုရှိရင်ဗရမယရတယ်ခေါ်ပါတယ်
ဟုတ်ပြီနော်တတ္တာသီလသုဒ္ဓစာကပညာဆိုတဲ့ဝိပဿနာပညာမဲ့ပညာဘုပညာအဲ့ဒီတရားနဲ့ပတ်သက်တဲ့အဘိဓမ္မာပညာများအဲ့ဒါတွေရလို့ရှိရင်သူ့စိန်နဲ့ဗျမကောင်းမှုဒုစရိုက်ကိုရှက်တဲ့ကြောက်တဲ့ဟိရိဩတ္တပါအဲ့ဒါယတနာ9ပါးဒါပါပဲအဲ့ဒီယတနာ9ပါးတွေကတပါးဖြစ်တဲ့စွန့်ကြဲခြင်းမှာကောင်းမြတ်တဲ့စွန့်ကြဲခြင်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်သူဓမ္မမဏိဇောတဒရကောင်းတာဥအောင်တာကိုယ်ဝယ်လေးကိုမှတ်တာနော်ဩငါပွယ်လေးကသူဓမ္မတော့ဓမ္မပဲအဲ့ဓမ္မကသူဓမ္မဖြစ်ခြင်းကြောင့်ကောင်းတဲ့ဓမ္မဖြစ်သွားတယ်ဓမ္မတော့ဓမ္မပဲအကုသိုလ်ဓမ္မမို့တော့သူဓမ္မကောင်းတဲ့ဓမ္မမဏိဆိုတဲ့စွန့်ကြဲလို့လူတိုင်းလို့မဏိဇောတဆိုတာထုံးလင်းတဲ့ဒရဆောင်ထားတယ်ဩစွန့်ကြဲခြင်းဂုံရှိတဲ့ပုဂ္ဂိုလ်လို့ဂုံဆောင်နေတဲ့ပုဂ္ဂိုလ်ဆိုပြီးပေးလိုက်တဲ့ဘွဲ့အဲ့ဒီဘွဲ့ဒေါ်လာဝင်းရဲ့ဒေါခင်မျိုးစုမိသားစုရဲ့ဦးဝင်းနိုင်ဒေါ်အေးတို့မိသားစုအတွက်လက်ရောင်ဖြာအဲ့ဒါတရားကောင်းစဉ်လေးပေးတာပါတယ်တရားကောင်းစဉ်လေးလက်ရောင်ပမာစေရနာဝေဖြာစေရနာဝေဖြာလင်းလက်စေတော်လို့ပါတယ်လေလက်ရောင်ပမာစေရနာဝေဖြာလင်းလက်စေတော်ပြောကြည့်စမ်းပါညီတယ်နော်ညီတော့ညီတယ်ပါတယ်လေလက်ရောင်ပမာစေရနာဆိုကြည့်စမ်းဝေဖြာလင်းလက်စေတော်အချင်းချုပ်လေးပြောလိုက်မယ်လက်ရဲ့အယောင်ကလက်မင်းကြီးကဝိုင်းဝန်းဆက်ဆက်နဲ့အဝန်းညီတယ်အဲ့ဒီသင်္ကေတသည် equanimity ညီမြခြင်းဆိုတဲ့သင်္ကေတပါဥမှတ်ခဲ့အဲ့ဒီညီမြပြီးအဲ့ဒီညီမြခြင်းရှိလိုက်တယ်နော်ပြီးတော့သူတို့မှသူ့ရဲ့အယောင်လေးကအေးမြတယ်ဟုတ်ပြီနော်လက်မင်းကြီးရဲ့သဘောသည်ညီမြခြင်းသဘောရှိတယ်အေးမြခြင်းသဘောရှိတယ်စိတ်နှလုံးကိုချမ်းသာစေတဲ့ပျော်ရွှင်ချမ်းမြေ့စေတဲ့သဘောရှိတယ်ဒီနေ့ခေတ်ဒါတွေနဲ့တော့မတွက်နဲ့တော့ဟုတ်ပြီနော်ဒါတွေနဲ့မတွက်နဲ့တော့ကိုကြီးစားလေးရှိကိုစာပို့ခြင်းနဲ့တယ်လီဖုန်းရှိတဲ့ခေတ်မဟုတ်ဘူးလေအင်တာနက်တွေနဲ့ဖုန်းမရှိဘူးအဲ့ဒါဆိုချစ်သူကြီးစားရှိကစာလာရင်ငှက်ခါဆိုတာစာရည်လေးမှာကတ်ထားတာဒါကြောင့်မလို့ငှက်ခါလေးတွေတော့စာလေးလာပြောတာတထားနေစဉ်စာလာတော့ငှက်ခါဆိုတာစာလေးတွေလာတယ်ပြောတာသူတို့ခေတ်ကိုအဲ့ဒီတိုင်းမဲ့လေကိုချစ်သူကိုပြောကြတာအောင်သွဲတော်ဖိုးရွှေလာမင်းရဲ့အိမ်ထဲကိုဝင်ကားမပြည့်သူကဒီချစ်သူလာမင်းကြီးကိုကြည့်ပြီးတော့အဲ့ဒီလာမင်းကြီးအောင်သွဲဝေးပါလို့သူတို့ခေတ်ကဟာတော်တုံးတဲ့လူတွေပဲဒါမူလေးလောက်လိုက်ရင်ပြီးတာလေတန်လင်းကဘိုးရွရွလားအသေးလေးလားအကျွတ်လေးလားဆိုပြီးသွားပြီလေဟောတော်တုံးတဲ့သူတွေဒါမရှိဘူးလာမင်းကြီးကိုကြည့်ပြီးတော့အောင်သွဲတော်ဖိုးရွှေလာမင်းရဲ့အိမ်ထဲကိုဝင်ကားမပြည့်နဲ့ဒါပြောရတော့ဒါသူတို့ခေတ်ဒါပဲလေသူတို့ခေတ်လေမောင်းပန်ဝင်းကျင်ဝဲပန်းလှလဲပွင့်လာမှမြင်စမ်းမြလဲမတွေ့ဘူးလာမင်းကိုလည်းတိမ်ဝတိမ်ပုတ်တွေကပုံထားသူချစ်သူလေးကိုသူကန်ဆိုးတဲ့အကြောင်းကသူ့ဘဝပန်ဝန်းကျင်မှာပန်းလှတာလည်းမတွေ့စမ်းမြလည်းမတွေ့အဲ့ဒီကြမှာကောင်းရင်မောကြည့်တော့လာမင်းကြီးလည်းအယောင်မဖျားပဲနဲ့လာမင်းကိုလည်းတိမ်ပုတ်တွေကပုံထားပြီးထင်းတယ်ဆိုသူကန်ဆိုးပုံလေးကိုလာမင်းမตาလို့တော်တာမตาလာရောင်မဖျားတယ်သူကဒီလာမင်းလေးမตาတာမှာသူတို့ဘဝတွေညှဉ်းနှွမ်းသွားတယ်ရှေ့ကဒီနေ့ခေတ်မလို့တော့ပါဘူးဒီနေ့ခေတ်တော့မလို့တော့ပါဘူးဒါလေးတစ်ချက်ဆက်လိုက်ရင်ဘယ်လာမင်းဟိုမှလည်းအောင်သွဲခိုင်းစရာမလိုတော့ဘူးလာမင်းကြီးကိုတိုင်တဲပြီးတော့ဘိုးရွှေလာမင်းကိုပြောပြတယ်ပေါ့ဒါမလို့တော့ပါဘူးမလို့တော့အောင်သွဲတော့ဘိုးရွှေလာမင်းလို့တော့ခက်ကပြောင်းသွားပြီသူခေတ်နဲ့သူရှိတဲ့အရာကိုဟိုတုန်းကခက်ကပြောခဲ့တဲ့ရေးခဲ့တဲ့အရာတွေကိုဒီနေ့မလေးပါခက်မမိလိုက်တာရန်ကုန်မှာလာမှမမြင်ရန်ကုန်မှာတာတဲ့လားတာပြီးမဲ့အလကမီးတွေကတော့လင်းနေတာတော့မှတော့ဒါပဲလာမင်းတာလာလို့ရှိရင်သူတို့ကချွေလာတာဝဝဝင်းခြေစင်ဖြာခင်းအတင်းပြောမယ်စကားပြောမယ်တခုပေါ့ရှေ့ကလာမင်းလေးတာလာမင်းနဲ့ပတ်သက်ပြီးလာနဲ့ပတ်သက်ပြီးတော့လူတွေအတန်းတက်ချက်တယ်သူတို့ရဲ့နှစ်သက်မှုညမှမောင်းလာမင်းကြီးခီးလွန်နေပြီကွယ်အချစ်ကိုပဲလို့ပြောသူချစ်တာလေးကိုလာမင်းကိုပြောနေတာလာမင်းကခီးလွန်တော့ပြောမရဘူးသူခေတ်နဲ့သူရေးတာဒီနေ့ခေတ်မလို့ပါဘူး
ဒါလေးလုပ်လိုက်ရင်ပြီးသွားတယ် Facebook တွေက YouTube တွေကဘာညာကြီးလို့ပေါ့ဒါလေးနဲ့ဘာခေါ်လဲတယောက်နဲ့ပြောတာဘာခေါ်လဲဟောချက်တင်ဝင်တာငါတို့တခါမပြောဘူးဘာလုပ်တာဟောဘာလဲချက်တင်ဝင်တာဟယ်လိုဘယ်ရောက်နေတန်ရင်မှာဓမ္မစီဘုကောတရားသွားနေတယ်ဘယ်ပြန်လာမှာလဲဆက်နိုင်ပြန်အောင်မယ်ဆရာမဖုန်းမလားဟုတ်အဲ့ဒီလိုခေတ်လေဒီခေတ်ကအဲ့ဒီခေတ်အမြင်နဲ့မကြည့်ပါနဲ့လမ်းမင်းကြီးခီးလွန်နေပြီလွန်သွားသားပါစေတယ်လီဖုန်းရှိနေတာပဲတယ်လီဖုန်းခေတ်ရောက်သွားရင်တော့လာမင်းကိုတိတ်သတိမရတော့ဘူးအဲ့ဒီသတိမရတဲ့ကြားမှာမင်းတို့ခုနပြောတဲ့ရေတဲ့လမ်းမကြီးဆက်နေနေမြေတာယာကုန်းဘိုးချုပ်ကြီးရောကွာလာရောင်ဖျားတယ်လာမင်းကိုသတိမရကြတော့ဘူးဘယ်သူမှအောင်ပဲမခိုင်းတော့ဘူးအဲ့ဒီကြားမှာဒါတော့ခစ်မိနေတဲ့အချိန်မှာမင်းတို့ကခစ်နောက်ပြန်ဆွဲတယ်လို့ပြောရင်ပြောခြေနဲ့တယ်လာရောင်ဖျားဒါကြောင့်မလို့လာရောင်ပမာစေရနာဝေဖျားလင်းလက်စေတော်လို့ပရိုက်တာဖြစ်ခြင်းကြောင့်စေရနာဗราဏအဲ့ဒီလာမင်းကြီးကလေအချင်းချုပ်ပြောမယ်နူတဲ့အိမ်ပေါ်ကိုလေဒီအယောင်လေးနဲ့ဒီအေးမြပြီးဒီလိုဖျားတယ်ဘိုးချုပ်ကြီးရဲ့အိမ်ကိုလေဒီတိုင်းပဲလင်းတယ်ဆရာတော်ဖရာကြီးရဲ့ကြောင်းလေဒီတိုင်းပဲလင်းတယ်တန်လျင်ဘိုးချုပ်ရွာလေးကိုလေဒီအေးဒီအလင်းနဲ့ဒီအေးမြနဲ့ပဲလင်းတယ်ရှော့ပေးလိုက်တာရော့လိုက်တာပို့လိုက်တာမရှိဘူးဗျာ the economy ပရိမန္တလာအလုံးချစ်စရာကောင်းလားလာရောက်တဲ့သဘောဒါပဲအေးမြတယ်ကြည်လင်းတယ်ပါဠိတော်တွေထက္ကရာတွေမှာကြည့်လိုက်လို့ရှိရင်အေစီတံပဋိတံတုံရှံခိဗ္ဗမေဝသမိဇတုပိစေကဗုဒ္ဓအရှင်မြတ်တွေကိုတစ်ခုခုလှူပြီးတော့အရှင်မြတ်လို့ဆုတောင်းရင်အဲ့ဒီပိစေကဗုဒ္ဓအရှင်မြတ်တွေကအေစီတံပဋိတံတုံရှံခိဗ္ဗမေဝသမိဇတုမင်းတို့လိုချင်တဲ့အရာတောင်းတတဲ့အရာဒီမြန်ထက်တဲ့ပြည့်ပါစေတည်းဟောပိစေကဗုဒ္ဓတွေကဘလို့လဲတဲ့ဥပမာစန္ဒောပန္နာရသောယထာ15ရဲ့ယူကန်တက်မှာရောင်တဲ့ထိန်ဝါတက်ထွန်းလာသည်စန္ဒောယထာစီးနှင်းမြူတိန်သူရိမိကိုပြေမျိုးငါအင်ကင်းစင်လွတ်ပါတယ်လာမင်းအယောင်လေးလူမင်းရပါစေဟာသူကဘယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်ပဲပြည့်စစန္ဒောယထာတဲ့လာမင်းနဲ့ပဲလာမင်းလေးနဲ့တင်စားပြီးတော့အေစီတံပဋိတံတုံရှံခိဗ္ဗမေဝသမိဇတုတပ်ပေပုရိန္ဒုသင်္ကပ္ပစန္ဒောပန္နာရသောယထာဟာပြည့်စေကဗုဒ္ဓရှင်900လုံး1000ရှိရင်1000လုံးစန္ဒောပန္နာရသောယထာ15ရဲ့ဟိုယူတက်လာတဲ့လာမင်းကြီး15ရဲ့ယူကန်ထဲမှာတက်ထွန်းလာတဲ့ရောင်ဝါဖြာလာတဲ့လာမင်းကြီးဖြာလာတဲ့အဲ့လာမင်းကြီးကိုလေတိမ်အောင်တိမ်မုတ်တွေကဖုံးထားပြီထင်တယ်မဖုံးနဲ့တိမ်လေးစင်သွားတယ်တိမ်စင်လာစီးနေနေစီးနေနေပိတ်နေလို့မမြင်ရတာမဖြစ်စေချင်ဘူးမြူတွေ no စီးနေနေမြူတွေတိမ်နေအဲ့ဒီမှာယာဟုဟာလန့်ကပုတ်ဖမ်းမယ်အကလစ်လာချက်မယ်နေချက်မယ်အဲ့ဒါမဖြစ်စေချင်ဘူးစင်းနေမြူတင်သူတွေမိကိုပြမျိုးငါအင်ကင်းစင်လွတ်ပါတဲ့လမင်းကြီးလိုဖြာဝိဖြာပြီးတော့အဲ့ဒီစေတနာနဲ့မင်းတို့လရောင်ဖြာပရိုက်တာအသင်းသူအသင်းသားတွေစေတနာသည်လမင်းတို့အိမ်ကွက်ကြားမိုးမရွာလိုက်ပါနဲ့မိုးတာကွက်ကြားရွာမယ်လမင်းကဘတော်မှကွက်ကြားမသာဘူးအဲ့ဒါလေအယောင်မျိုးနဲ့ဒီတွဲသူမိုးကွက်ကြားရွာနိုင်ပါသည်ရွာရန်ရန်လုံး80ရန်ဖြစ်ပါသည်ဒါပဲမိုးကကွက်ကြားရွာတာရှိပါတယ်လာမင်းဖြာတာကကွက်ကြားမဖြာဘူးအဲ့ဒါလာရဲ့ကုန်ပါပဲဘာတယ်လဲနေရပူတဲ့အခါပူတယ်ကျဲတဲ့အခါကျဲတယ်နေပူကျဲလေးနေပူလေးနဲသွားတယ်လာမင်းကတော့အဲ့လိုမျိုးကျို့တို့ကျဲတယ်မလုပ်ဘူးဗျာသူကအဲ့ဒါကြောင့်လို့လာရောင်ဖြာဆိုဒီမှာလာရောင်ပမာစေရနာဝေဖြာလင်းလက်ပါစေတော့ဟုတ်ပြီနော်တယထာမိဘိက္ခွေယာကာစီတာရကရူပဏံပပါသဗ္ဗတာသန္နပပယကလဏကန္တိသောလသိတော်ထူးဆန်းတာကဒီလာမင်းမှာကလာလို့ခေါ်တဲ့အစိတ်လေး16စိတ်ရှိတယ်အဓိပ္ပာယ်တော့တော်တော်လိုက်ရတာခက်တယ်ဘေရင်နက္ခစေပညာပါဠိအဘိဓမ္မာအဲ့လိုခက်နည်းနည်းပေါ့ကိုယ်တန်ရနဲ့ပေါ့နော်အကြောင်းအရာတစ်ခုယူဆပြီးဆိုလို့ရှိရင်ကိုတန်ရနဲ့ဓာတ်ကြီး၄ပါးကိုအကြောင်းပြုပြီးတော့ဖရာတွေမှာမုတ်ကြီး၄မုတ်သစ္စာ၄ပါးကိုအကြောင်းပြုပြီးတော့မုတ်ကြီး၄မုတ်နမင်းကြီး၄ပါးကိုအကြောင်းမုတ်ကြီး၄မုတ်အရှိန်တော်တောင်မြောက်ကဘာတော့မှဘုန်းကြီးတို့ကိုတို့လုံးသားပဲဖရာတွေနဲ့ပတ်သက်တဲ့ကြံရေးပြီးသွားပြီဆမနာ1000ဝန်းကျင်လောက်ရှိပါတယ်နော်ရှားစားတော့စာအုပ်တွေကတော့ကျန်းတွေကရေးပြီးတဲ့အများကြီးပဲဒါလိုနေတယ်ထုတ်ဖို့ဆိုတာတောက်ဈေးတွေကကြီးတော့တုတ်ကိုအနည်းဆုံး300 400လောက်ကျမယ်ဆိုတော့
ရောင်းမစားဘဲနဲ့လှူမယ်ဆိုတော့နည်းနည်းလက်တွန့်တယ်ပေါ့တဲ့ပြောဒါလို့တဲ့ကျန်နေတော့ရေးပြီးတာအများရွစောက်တွေတစ်ကမ္ဘာလုံးကိုပတ်ပြီးစောက်တွေရှာခဲ့တော့ကမ္ဘာနိုင်ငံပေါင်း340လောက်သွားပြီးအဲ့စောက်တွေဝယ်ခဲ့ရတည်ခဲ့ရတယ်ဆိုတော့နဝကမ္မလည်းပါသွားတယ်ပေါ့တဲ့ပြောဒေါ်လာတွေလည်းပြောင်းသွားတယ်ပေါ့ကျုပ်စောက်လေးကအကြောင်းအရာလေးတစ်ခုတည်းကိုပဲသိကျင်တာဒေါ်လာ9သိန်းတော့အကြောင်းအရာလေးတစ်ခုတည်းကိုသိကျင်တာသိန်း20လောက်အဲ့လိုပေးရတဲ့စောက်ရှိတယ်ပါပါလေးတောက်ထဲပဲရှိတယ်မဝင်ရင်တခါတော့လည်းအဲ့ဒီလိုပဲဆွဲစုံချမ်းတစ်ခုကိုလှမ်းအင်္ဂလန်ရမယ်သူတစ်ခုသူတရားတည်းမှမရှိတယ်ဘယ်မှမရှိဘူးဒါသူပြောတဲ့ဈေးနှုန်းထိုက်တယ်ပါလေအဲ့ဒီစာအုပ်ကဒီလိုတစ်တာဘုံနဲ့4ဘုံတော့တုတ်ထဲတစ်တာတဲ့ဘုံအဲ့သူတယောက်တည်းရေးတဲ့တစ်တာဘုံနဲ့4ဘုံတော့ရှိတယ်အလုံးအတွဲပေါင်း138တွဲရှိပါတယ်တုတ်အဲ့တုတ်သူတယောက်တည်းရေးတာ138တွဲရှိတယ်သူ့လှမ်းမိလိုက်တယ်အင်္ဂလန်မှာဆိုလို့ပေါင်2900တဲ့So can you reduce price ဈေးနှုန်းလေးများနည်းနည်းလျှော့နိုင်လား9000တဲ့စစ်ခိုင်းလိုက်စစ်လိုက်လို့အင်္ဂလိပ်တွေအကျင့်ဘယ်တော့မှဈေးမစစ်နဲ့စစ်လိုက်တာပြနောက်တော့စကားထပ်ပြောပြနှစ်ဆက်တက်သွားတာ9000နေတော့မဝယ်တော့ဘူးပေါင်9000အဲ့လိုနဲ့နေရနေပြီးတော့မှရန်ဝင်ရောက်တဲ့ကတော့တယ်လီဖုန်းသူအီးမေးလ်ပို့လာတယ်မင်းကပညာရှင်လို့ယူဆဝင်ရပါတယ်တဲ့အဲ့ဒါကြောင့်မလို့3000လောက်ရရင်ရောင်းမယ်ဟာအဲ့ဒါဆိုတော့ဝယ်တယ်ဆိုပြီးတော့ပို့ပေးပါတယ်အလုံး138ကို139ဆိုတော့ဘုရားဒီပြောလို့တဲ့သဘောအဲ့ဒီအိန္ဒိယနိုင်ငံနဲ့ပတ်သက်တဲ့ဘာသာအိန္ဒိယပါကစ္စတန်ခုနပြောဘင်္ဂလားဒေ့ရှ်အဲ့ဒီနိုင်ငံ3နိုင်ငံရဲ့ဘာသာရေးသမိုင်းနဲ့ပတ်သက်တာသူအပြည့်စုံရေးထားပါတယ်စာမျက်နှာတိုင်းမှာသူ့ဒီစာအုပ်ကိုလိုချင်တာစာမျက်နှာတိုင်းမှာဖျားပွင့်တရားဟောစာမျက်နှာတိုင်း page တိုင်းမှာအဲ့ဒါထည့်ထားတယ်ဘုရားနဲ့ပတ်သက်ဒီပုဂ္ဂိုလ်ကအဲ့ဒီစာအုပ်139လုံးမှာဘယ်မျက်နှာပဲကြည့်လိုက်အပေါ်ဖျားမွေတော်ထွက်တရားဟောအကုန်ဘုရားရဲ့ဓာတ်ပုံအကုန်ကပုံတိုင်းဓာတ်ပုံတိုင်းကအမြဲတမ်း every pages မှာဘုရားအဲ့ဒါနဲ့ပဲဝယ်လိုက်တယ်ပေါ့ပြောချင်တယ်ပေါ့အဲ့တော့အခုနပြောလိုက်ပါပြီအရှိအနောက်တောင်မြောက်ဆိုတဲ့ four direction ရှိလို့ဘုရားမှာမုတ်လင်းမှုထားပါတယ်ဟုတ်ဘူး the fourth spiritual leader ခုနပြောနတ်ကြီး၄ပါးရှိလို့သစ္စာ form of truth သစ္စာ၄ပါးရှိလို့ပထဝီအာဝတ္တေဇောဝဓာကြီး၄ပါးရှိလို့14ရှိတဲ့ညာနဲ့ပတ်သက်ပြီးတော့အကြောင်းမျိုးပြောပါတယ်အဲ့ဒါဗုဒ္ဓမြတ်စွာဘုရားကဘုရားတဲ့နေထူးဆန်းတာမျက်ရှစ်စုပ်ပဲမျက်ရှစ်စုပ်ကျဲတော်မူလေဘုရားတိုင်းကမျက်ရှစ်စုပ်ပဲကျဲတယ်ပွင့်ပေါ်လာတဲ့ပလင်ကတော့ကွဲပြားတယ်ဟော14တောင်ဟော14တောင်ကျဲဝမ်းမတဲ့ဘုရားချမ်းတဲ့ဘုရား25တို့55တို့မြက်ကတော့ရှစ်စုပ်ပဲကောင်းသွားတယ်ဘုရားချင်းတူတော့လေမျက်ရှစ်စုပ်ကျဲတော်မူလေဒါဘုရားတို့ဘုရားဟော14တောင်ကျဲဝမ်းမတဲ့ပလင်တော်ပေါ်ထွန်းလာခဲ့သည်ဒီခေါရမဘုရားက14တောင်ဒီမြင့်55တောင်နဲ့ဖြစ်ကုန်အဲ့မျက်ရှစ်စုပ်နဲ့ပတ်သက်ပြီးတော့ရှစ်ခုသည်မဲခင်8ပါးအများပိဋက8ပါးအများတော့သူကသာသနာအံ့ဖွယ်8ပါးပရိခေသူကရှစ်ခဏနဲ့ပတ်သက်တော့အများကြီးပြောကြတယ်ရှိလားဆိုတော့ဘုရားဘာသာဆိုတဲ့အရာကိုတကဘာလုံးကအိုးကွယ်စီးကကြည့်ရှုလေ့လာနေတာဖြစ်ချင်းအောင်သူတို့ကမ္ဘာနိုင်ငံအသီးသီးကပညာရှင်အသီးသီးကမြင်မုံချင်းကပ်ပုံမတူပါဘူးရောက်တဲ့နေရာမှာတော့ရတယ်လို့တော့စာဝေး6000ကျော်လောက်စုစည်းပါတယ်အင်္ဂလိပ်လိုရေးထားတဲ့ကျမ်းပေါင်း6000လောက်3000လောက်ကတော့ဖတ်ပြီးသွားပါပြီကျမ်းပေါင်း6000လောက်စုစည်းရတယ်ပေါ့ဒီတဲ့လည်းပတ်စံရှိမှာအဲ့တော့စဉ်းစားကြည့်ပါအဲ့6000ဘိုးလောက်ဆိုဘယ်လောက်ကုန်မလဲလို့ကားမလို့ခြင်းပါဘူးကြောင်းလာမဆောက်ပါနဲ့ကျန်တဲ့ဘာမှမလို့ခြင်းဘာမှလည်းမလို့အောင်ကားလည်းမလို့ခြင်းပါဘူးကြောင်းလည်းမလို့ခြင်းပါဘူးခုလှူလိုက်တဲ့ဓမ္မပူဇာတွေအဲ့ဒီကျမ်းရေးဖို့တည်းပဲဆုလိုက်တယ်ဒါကတော့နှစ်တွဲကလှူပြီးသွားပါပြီနောက်ထပ်10တွဲလောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြွခဲ့တဲ့မြို့ရွာတွေ292မြို့ရှိပါ290တခုချင်းကိုသုတေသနလုပ်ပြီးပါပြီရေးဖို့အစနဲ့လုပ်ပြီးသွားပြီဘုရားရှင်တော်မြတ်ဘုရားကုန်းကြောင်းလျှောက်တာကီလိုမီတာ235,000 exactly တိကျသုတေသနလုပ်ပြီးပြီကျွန်တော်လုပ်ပြီးပြီမြတ်စွာဘုရားကြွခဲ့တဲ့ဗာရာဏသီကနေစပြီးပရိနိဗ္ဗာန်ခရီးကြွခဲ့တဲ့ခြေလန်းခဲ့တဲ့ခရီးလန်းသည်ကီလိုမီတာ235,000 exactly တိကျပြောနိုင်ပါလိမ့်အဘိညာဉ်တွေမပါတကိုးတွေမပါကုန်းကြောင်းကြွတာ on foot အဲ့ဒီ45ဝါကာလမှာတတ္တဝဝိညာဉ်တွေအတွက်
ကဘာမှာဘယ်မှမရှိဘူးကီလိုမီတာ3,500 2,3,500ကျော်တယ်ပို့ကဘာမရှိဘူးဟာကီလိုမီတာ6,000လောက်ကိုအမေရိကတက္ကမကဒီ Great Wall ကြီးလျှောက်တော့ကဘာမှတ်တမ်းတင်လိုက်တယ် Great Wall ကီလိုမီတာ6,000ကိုရောက်လျှောက်တယ်အဲ့မိမအဲ့ဒီကီလိုမီတာ6,000 6,000 kilometer the American woman says she can walk 6,000 kilometer မှတ်တမ်းတင်ဘုရားကကီလိုမီတာ2,3,500အစွန်းတော့မရှိဘူးကဘာမှတ်တမ်းတင်တဲ့ Guinness record တွေဘုရားရဲ့ဥစ္စာအစွန်းတော့မရှိဘူးပြီးသွားပြီဘိုင်မယ်ကျမ်းကိုအာဂုံရွတ်တယ်ဆိုပြီးတော့ကဘာမှတ်တမ်းတင်ပါတယ်ဘိုင်မယ်တော့လေးပဲရှိတယ်အဲ့ဒီဘိုင်မယ်တဲ့ပါဠိတော်က17ဆရှိတယ်မြန်မာနိုင်ငံအရှင်ဝိသိတသာရဘေးဝန်သားအခုဆိုရင်တပါးတည်းမကတော့အများကြီးပဲဟာ10ပါး15ပါးထွက်လာပြီအဲ့ဒီအရှင်ဝိသိတသာရဘေးဝန်သားကအဲ့ဒီဘိုင်မယ်ကျမ်းနဲ့17ဆရှိတယ်ပါဠိတော် pages ပေါင်း160,000 pages ဘာမှတ်တမ်းတင်သွားပြီးသွားပြီ1958ခုနှစ်မှတ်တမ်း Guinness record ဘုရားဘာသာအခုမင်းကုန်းဆရာတော်ဘုရားတို့ပဲခြားဆရာတော်ဘုရားတွေအဲ့ဒီတုန်းကတော့1958ဝန်းကျင်တုန်းကတော့မင်းကုန်းဆရာတော်ဘုရားကြီးတပါးပဲရှိသေးတာဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံမှာ Venerable Wisita Sarabeyonda he can recite canonical text ဆို 60,000 pages လို့ပြောနေမှတ်တမ်းနေဟုတ်ဗျာမြန်မာတို့ကလေကောင်းတာတွေအများကြီးမှတ်တမ်းတွေကောင်းတွေအများကြီးရှိတယ်ကမ္ဘာမှတ်တမ်းတွေမြန်မာလူမျိုးတွေသူတို့ကောင်းတဲ့မှတ်တမ်းတွေအများကြီးရှိပါတယ်ကမ္ဘာမှာဒါပြင်အကြောင်းမျိုးကြောင့်တို့တွေကမလေးရှားနိုင်ငံသွားတော့ဘုံမလေးကလာမွတ်စလင်ကလာငါသူကဆယ်တော်ဟောမြတ်တရားတွေကိုဗမာပြန်ပြီးဆိုငါမင်းကိုချစ်တယ်ချီညူတယ်ဘယ်ဘာသာမှမထီဘူးဘာသာတရားတွေကိုသေချာလေ့လာတာပဲဆိုအဲ့ဒီမွတ်စလင်ဘုံကလိုက်ပြီးတော့မလေးရှားနိုင်ငံမှာဘယ်ဆရာတော်ပဲတရားဟောတနာဖို့ကောင်းတယ်အဲ့ဒီ KL လို့ပြောဆိုပို့ဆိုခွာလာလမ်ပူတရားဝဲပြီးတယ်နဲ့ဖမ်းတော့တာဟိုတနေ့ကလည်းဘန်ကောက်ကပြန်ဘန်ကောက်သွားတယ်တရားဝဲပြီးရင်အဲ့ကောင်ရဲစောင့်နေတာဘော့ပါမယ်မရှိတဲ့သူတို့ခိုးနေတော့ဖမ်းတာပတ်စံပေးရတာကျွန်တော်ကတော့ကံကောင်းတယ်တခါမှအဲ့လိုအဲ့တပည့်တွေပြီးခဲ့တဲ့နေ့တုန်းကလည်းလူ5-6ထောင်တော့အဲ့ဒီဘန်ကောက်မှာတရားဟောတယ်နှစ်ပွဲလုံးမဖမ်းခံရအောင်မလေးရှားမှာ3ပွဲဟောတယ်3ပွဲလုံးလွတ်သွားတယ်အဲ့ဒီရဲကြီးကပုံမှုရရိုက်လာသူပြောတာဒါမာရိကကွင်းကြီးတဲ့နော်ညီငယ်တွေဒါမာရိကကွင်းကြီးတဲ့ကွာလာလမ်ပူမြို့ကမာရိကမြန်မာကချန်ပီယံဒါမာရိကကွင်းကြီးတဲ့ तू ကပြောတာ အင်္ဂလိပ်လိုပြောတာငါမိမတဲ့ဘာမှလို့အားပေးတာတဲ့မိမမလေးမလာထေးဘာပူဘာဒူးလို့អော်တာတဲ့အဲ့ကောင်ကပြောတာပြီးသွားပြီကွာမင်းတို့ကအခုရမလို့ပရိမီယာမတို့မင်းညီငယ်တို့စဉ်းစားကြည့်စမ်းပါအဲ့ဒီဘုံမူကဒုဘုံမူကြီးပြောတာရဲမှုသူ့မိမကတဲ့မလေးမဖြစ်ပြီးတော့ဗမာအားပေးတာတဲ့ဘာမန်လို့អော်တယ်ပြီးပါဇက်ကဘတ်ပုလှထေးဘတ်ပုဘာဒူးလို့អော်တယ်3ယောက်ရွတ်ပြတာဟာကဲကွာကဲတို့ဗမာလေးတို့ဗမာလေးဒါတွေအမှတ်တမ်းနေလေဂျပန်နိုင်ငံသွားလိုက်တယ်ဂျပန်သွားလိုက်တာဟိုကအဖိုးကြီးကဓာတ်ပုံထုတ်ပြတယ်ဗမာလူမျိုးတယောက်ဂျပန်နေပြန်တော့အဲ့တိုချိုလေးသိမှာဝိုင်းငိုတာဗမာကိုချစ်လွန်းလို့ပြန်လာခဲ့နော်တဲ့ဗမာဂုရိမြောက်ကလာသားအဲ့ဒီဘို့အဲ့ဒါလိုက်လာပြီးတော့အဲ့ဒီမှာဗမာမကိုယူတာအဲ့လောက်ချစ်တယ်တဲ့ကွယ်ဗမာတွေရဲ့စိတ်သက်ကောင်းလို့နှလုံးသားလှလို့လူတို့နှလုံးသားမုံမဘွားလို့ပဲမမုန်းတတ်ဘူးချစ်တတ်တယ်ကျင်နာတတ်တယ်မျက်နှိုးတတ်တော့အဲ့ဗမာကိုချစ်တာဗမာလူမျိုးနှလုံးသားတလှတိတ်နှလုံးသားလှလူမျိုးတဲ့သူတို့ရဲ့နှလုံးသားသူတို့ central core ကိုတိတ်လှတယ်ဘာလို့သူတို့မှာဗုဒ္ဓဘာသာယဉ်ကျေးမှုအလွန်မြတ်နိုးတဲ့လူမျိုးတဲ့တို့တွေကိုမေတ္တာတရားတွေရှိတယ်ခွင့်လွတ်တတ်တယ်သီးခံတတ်တယ်အဲ့ဒါကြောင့်မြန်မာလူမျိုးတွေကိုချစ်တယ်တဲ့ we love Burma ဂျာမနီရောက်ခဲ့တယ်ဩစတြေးလျရောက်ခဲ့တယ်သူတို့တွေအဲ့လိုမြင်တယ်ခုတော့မသိဘူးနော်ခက်စောကပြောတာခုတော့မသိဘူးကွာခက်စောကပြောအဲ့2000အစလောက်ကအားလီ2000လောက်က2002 2003 2004အဲ့လောက်ကတွေ့ခဲ့တာကြီးပြောတာပါနော်ဒါတွေ့ခဲ့တော့ပြောတာအဲ့လိုမျိုးတွေအဲ့ဒီပေးတဲ့ကန်တဲ့သတင်းစာအဟောင်းတွေကိုပြန်ကြည့်လိုက်ဘယ်နဲ့ဂျပန်နိုင်ငံမှာဘာလေးပဲဗမာနဲ့စံတန်ကြီးတသိန်းတောင်ကိုရီးယားမြောက်ကိုရီးယားစစ်ဖြစ်တယ်တောင်ကိုရီးယားဆိုစံတန်ကြီးတသိန်းမင်းတို့ကကိုရီးယားကိုရီးယားကဗမာကိုငေးပြီးကြည့်သွားတာမင်းတို့သိထားဖို့ညီငယ်ညီမငယ်တွေတို့ငေးကြည့်ခံရတာ
အခုအသက်ထင်ရှားရှိပါသေးတယ်သွားမေးရင်မေးလိုက်ဂိုးတင်အောင်မြန်မာဘောလုံးဖွဲ့ကဂိုးတင်အောင်အဖွဲ့ချုပ်ကဒိုင်လူကြီးဂိုးတင်အောင်အဲ့ဒီလူအသက်80မေးကြည့်လိုက်ရှိသေးတယ်80ကျော်သွားပြီကိုရီးယားကိုသွားတာအဲ့ဒီဗမာရဲ့ delegation အဖွဲ့ထဲမှာတင်အောင်ဆိုတဲ့ကောင်ပါလားလို့ဟိုကမေးတာအပပါတယ်ငါပါဆိုတော့တော့စိတ်ဆိုးတယ်ချစ်လဲချစ်တယ်စိတ်လဲဆိုးတယ်ကျွန်တော်ခမရပေါ့အနှစ်30ကျော်ပြီတဲ့မချင်တတ်တာနှစ်ပေါင်းများစွာတင်အောင်ကြီးပေါ့နှစ်ပေါင်းများစွာဖျောက်လို့မရဘူးတဲ့ကျွန်တော်ပန်နယ်ရီကန်တော်ကိုတင်အောင်ကဘယ်တန်ဆိုတော့ဒီကောင်ဘယ်နဲ့ကန်မှသိတော့ပုတ်လိုက်တာသူတို့ပန်နယ်ရီပေးတယ်ကိုရီးယားဘဏ်ကမြန်မာကအဲ့ရမဝင်တော့နိုင်သွားတော့အဲ့ဒီသူ့ပန်နယ်တီကိုပုတ်လိုက်တာအနှစ်30ဖျောက်လို့မရဘူးဒီနေ့ဒီခမရမမေ့ဘူးတဲ့အဲ့ဒီတင်အောင်ဆိုတဲ့ပါလူပန်ပြစမ်းပါကိုရီးယားတွေအသေးကိုမြန်မာဘလုံးသမားတယောက်ကိုအဲ့ဒီကိုရီးယားတွေနှစ်ပေါင်း50 60မမေ့ဘူးမေးကြည့်လိုက်တယ်လီဖုန်းဆက်ပြီးမေးလိုက်ဓမေစရီဥက္ကဋ္ဌနာဟောတယ်ဟုတ်လားလို့ဘိုးဦးတင်အောင်ရုပ်အဲ့ဒီဘုံမှုတင်အောင်မေးလိုက်အဲ့လောက်ထိမြန်မာလူမျိုးတွေကိုလေဩစတြေးလျကိုရောက်သွားတယ်မြန်မာတွေကနော်တဲ့တိတ်ချမ်းသာတာတဲ့အဲ့အဖွားရသူငယ်ငယ်ရောက်ဘူးတဲ့အဲ့ရွှေတုံဆိုတဲ့ဖွားရအမြင့်ကြီးတဲ့ရွှေတွေအပြည့်ပြားတဲ့သူကအဖွားရပြောတာအဖွားရပြောတာပြီးတော့လေလူကြတန်းကြလူတွေကအများကြီးပဲတဲ့အဖွားကြီးကပြောတာစိတ်တော့မကောင်းဘူးတဲ့အဲ့ငါသွားတဲ့အချိန်မှာကျွေးဝါရောင်တော်လိုင်းဖြစ်တော့ဘုန်းကြီးတွေနဲ့စက်သားတွေနဲ့ပြိပကဖြစ်တော့ဘာဖြစ်လို့ဒီအဝါတွေနဲ့အစိမ်းတွေကပြိပကဖြစ်ရတာလဲမသိဘူးလို့ငါလည်းငါမှမသိရလေငါနိုင်ငံရရောက်နေတော့ဘာလို့ဖြစ်တာလဲမေးတယ်မသိဘူးလို့ဖြေလိုက်ပြဿနာတက်မှာဆိုမသိဘူးလို့ဖြေလိုက်အဲ့ဒီချိန်တုန်းကအဲ့လိုဖြစ်2000ခေါင်သူအဲ့ဒါကြည့်ပြီးတော့ဘုန်းကြီးတွေကအလွန်ငြိမ်းချမ်းတဲ့ပုံကိုယ်တွေလေတဲ့အလွန်သူကတီလာတမသူကတရားပဲဟောတယ်တဲ့တစ်ထက်တည်းပဲစားတယ်တဲ့သူကအယောင်နဲ့တယောင်နဲ့တဲ့သူတို့ခွက်ကလေးမဲလေးတဲ့သူကဘာပြစ်မှမရှိဘူးလေတဲ့အဲ့ရမိုင်ဘုန်းကြီးတွေလိုပဲတဲ့ကရုံးလေးနဲ့မိန်းကလေးတွေသူတို့တီလာရှင်လို့ခေါ်တယ်နန်သူမေးတယ်နန်ဆိုတာ nuts နဲ့တူလားတဲ့အင်္ဂလိပ်တွေရဲ့ num ဆိုတာက nuts သူနာပြီးကနေ nuts က num ဖြစ်တယ်အဲ့တော့သူတို့ကအဲ့လိုတော့မဟုတ်ဘူးလို့အဲ့ဒီဆရာလေးဓမ္မတော် mind Buddhist people မြန်မာ people အဲ့လိုမပြောပါနဲ့တော့တရားဟောခြင်းကိုတရားဟောရင်အခြားຢာတွေပါသွားမှာဆိုလို့နိုင်ငံရေးတွေပဲပါလာမှာဆိုလို့အခုထိုင်းမှာလည်းအခုရောက်ခဲ့ပါတယ်ဘာသာရေးပဲပြောပါအခြားမပြောပါနဲ့သူလာပြောတယ်ဆိုတော့ဒီပရိုက်တာလာရောက်ပြပရိုက်တာအသင်းတဲ့ကိုခုနဖြတ်ကနေလှမ်းကြည့်တဲ့ကောင်ဆိုတခုရေးထားတယ်နိုင်ငံရေးနဲ့ပတ်သက်တဲ့အရှုပ်ရှင်းဒီမှာမရှိပါဘူးနိုင်ငံရေးကင်းရှင်းတယ်ဆိုတော့နိုင်ငံရေးကသီးခြားနေတဲ့တခုပါဘာသာရေးကလည်းသီးခြားနေတဲ့တခုပါသူတို့နှစ်ခုမရောသင့်ပါဘူး anyway ဘယ်လိုဖြစ်ကျွန်တော်ဒီ political science ဆိုတဲ့နိုင်ငံရေးသိပ္ပံကိုအချိန်များစွာဆိုဒီမှာနှစ်မများစွာပြောတာပါ18နှစ်လောက်လေ့လာပူပါတယ်စာအုပ်တွေလည်းအခုကျောင်းမှာအပြည့်ရှိပါတယ်နိုင်ငံရေးသိပ္ပံလို့ဆိုတဲ့စာအုပ်တွေဖတ်ကြည့်ပါတယ် political science နိုင်ငံရေးသိပ္ပံ18နှစ်လောက်ဖတ်ခဲ့ပူပါတယ်စာအုပ်တွေထောင်နဲ့ချီပြည့်ပါတယ်ပြည့်စာရေးထဲမှာပြည့်ရှိပါတယ်ပြောလို့တဲ့သဘောကညီငယ်ညီမငယ်တွေရောသူသီးခြားရှိတဲ့အရာနှစ်ခုပါဘုရားဘာသာရေးဘာလို့လဲဘုရားရှင်တော်မြတ်ဖရာကိုကြည့်လိုက်ဘုရားရှင်တော်မြတ်ဖရာသည်အဲ့ဒီကောသလတို့ဗိမသာရတို့မင်းနေနဲ့ရင်းနီကြွန့်ဝင်မနေဘူးဘုရားကိုကြည့်လိုက်ဘုရားရှင်တော်မြတ်ဖရာသွားတယ်ဘုရားသည်တတ္တိယဂါပတိလို့ခေါ်တယ်ခုနပထမတန်းစားအလွှာလဲတထေးတွေရှိတယ်တအားရင်းနီမရှိဘူးမြတ်စွာဘုရားရှင်သည်အဲ့ဒီ middle class လို့ခေါ်တဲ့အဲ့ဒီလူသားတွေကိုသာသနာပြုပါတယ်ဘုရားမင်းကိုကြည့်လိုက်ဘုရားရှင်တော်ကိမညတိဂါပတိကိုရှေ့ရဘာသာပြန်တဲ့ဂါပတိကိုတထေနုဂါပတိတထေမို့ဂါကအိမ်ပတိအိမ်ပိုင်ရှင်အလုံးလုံးနေတဲ့ပုဂ္ဂိုလ်အိမ်နဲ့ယာနဲ့အလုံးတဲ့ပုဂ္ဂိုလ်ဂါပတိလို့ခေါ်တာဒါဗုဒ္ဓဘာသာဘုန်းကြီးကဂါပတိတထေကြီးဆိုတာဘုရားတထေလေးကြီးပဲပေါင်းနေပြန်သွားမှားသွားတာဂေဟတပတိဂါပတိအိမ်ပိုင်နဲ့ယာပိုင်နဲ့မိသားစုရှိတယ်စီးပွားရေးရှိတယ်ပုဂ္ဂိုလ်တယောက်ကိုအောင်တန်းကိုဂါပတိပဲခေါ်မယ်တထေကြီးလို့မခေါ်ဘူးဒါဂါပတိဥတကြွယ်ဥတထေကြီးဆိုတော့စဘာသာပြန်နေလွဲလိုက်တော့ဒုဗုဒ္ဓကတထေကြီးလို့ပဲတောက်လျှောက်ခေါ်တယ် no it's wrong ဒါဘာသာပြန်တာလွဲလို့ရှေ့ကတောက်လျှောက်အစင်ဆက်ဆရာတော်ဘုရားတွေဂါပတိအနာရမင်တထေကိုဂါပတိဥတထေကြီးအဲ့ဒါနဲ့ဘာသာပြန်ခဲ့တာဂေယတပတိဂါပတိရိုးလေးပဲ this is the ordinary people မင်းတို့တွေကဂါပတိတွေပဲဘုရားအဲ့ဒီဂါပတိဆိုတဲ့လူဒန်းစားကိုဘုရားတရားဟောတာအဲ့ဒီ high class ဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုထိတယ်တိတ်မယဉ်နေဘူးကောသလမင်းကြီးနဲ့ထဲထဲဝင်မနေဘူးဗိမသာရနဲ့ထဲထဲဝင်မနေဘူးသိတယ်သူတို့ဗိမသာရတို့အဇာတတို့သူတို့နိုင်ငံရေးရှုပ်ထွေးမဲ့ဗုဒ္ဓသိတယ်ခပ်ဝေးနေလိုက်တယ်အဲ့ဒါဘုရားရဲ့တော့
အဲ့ဒီလမ်းစဉ်ကိုကြည့်ရင်ဗုဒ္ဓရဲ့ရှင်တော်ဘုရားကိုကြည့်ရင်ဒီတရားကိုဟောလိုက်တဲ့အခါမှာခေါင်းထဲမှာယင်ထဲမှာနှလုံးထဲမှာနိုင်ငံရေးဆိုတာတွေရှိတဲ့အရှင်ဘုရားတွေကတော့နှစ်သက်လိမ့်မှာမဟုတ်ဘူးလက်တဲ့ကိုရှိသေးတော့ကျွန်တော်ကဗုဒ္ဓဘာသာထေရဝါဒထိုးတရားပဲဖြစ်ခြင်းရောထေရဝါဒကိုမျက်နှိုးတော့ထေရဝါဒနှုံးနေပဲသွားပါတယ်ကျန်တဲ့ຢာတွေစိတ်ဝင်စားဘူးအဲ့ဒါဘာဖြစ်နေလဲဆိုတော့ထေရဝါဒနှုံးနေသွားလို့ထေရဝါဒကိုဟောရင်ဟိုဘက်ကနိုင်ငံရေးပုံကိုယ်တွေကသူတို့ကိုယ်တော့မဝေဖန်ဘူးလေထေရဝါဒလည်းမဝေဖန်နဲ့လေရှင်းရှင်းလေးပါကြီးကိုကြိုက်တာကိုလုပ်ခွင့်ရှိတယ်ကိုကြိုက်ကိုလုပ်ခွင့်ရှိတယ်ကိုလုပ်ခွင့်ရှိတယ်ဆရာနိုင်ငံသားတွေလည်းသွားခဲ့ပါတယ်ဒါမင်းတို့သိအောင်နိုင်ငံသားသွားတော့အင်္ဂလန်ရောက်သွားတယ်ဟာသူတို့ကနိုင်ငံရေးသမားဘုန်းကြီးတွေကိုကထေရဝါဒတရားဝါဒတွေလောက်တာဘုကောကဘယ်ပါတီလက်ခံတယ်ဘယ်ပါတီမှလက်မခံဘူးလို့ပြောတယ်မသိဘူးလို့ပြောတယ်နော်ထိုင်းသွားတယ်မေးတယ်အင်တာဗျူးလုပ်တယ်အဲ့ဒီရှေ့နေပေါ့ဘယ်ပါတီနိုင်တဲ့လဲတဲ့စိတ်ဝင်စားဘူးလို့ပြောတယ်အဲ့ဒီမေးခွန်းကိုအခုမမေးနဲ့ဒီသင်္ကန်းဝတ်ကချွတ်တဲ့လူဖြစ်တဲ့နေမေးလို့ဘာဖြစ်လို့လဲတဲ့နိုင်ငံတော်ရဲ့ဥပဒေမှာမင်းတို့စဉ်းစားလိုက်မဲပေးခွင့်မရှိသောပုဂ္ဂိုလ်များသာသနာဝန်ထမ်းရှင်နဲ့သီလရှင်များကိုယ်တိုင်တော့မဲပေးခွင့်မရှိတာကိုဘသူ့ကိုဘာပေးပါဘသူ့ကိုဘာလို့ this is not my right this is not my fee အဲ့ဒါဘုန်းဘုတော်ကြီးဘုရားဘုန်းကြီးတွေကငါ့ကိုပြောလေဝေဖန်လိုက်မယ်မင်းအရှင်များတို့ဘာလို့မရဘူးလေဥပဒေအရသတ်မှတ်ထားပြီးသားမဲပေးခွင့်မရှိသောပုဂ္ဂိုလ်များနိုင်ငံတော်ကိုဖျက်ဆီးလုပ်ကြံသောပုဂ္ဂိုလ်များဆရာတော်တန်ဃာတော်များသီလရှင်များမပေးရအရွယ်မရောက်သူများငါတို့ကအရွယ်မရောက်တဲ့ပါနေတာရှင်းနေတာပဲသီလဆရာလေးတို့အဲ့တော့ငါတို့ကိုယ်တိုင်တော့မဲပေးခွင့်မရှိဘူးလို့ပြောထားပြီးမှတော့ဘယ်ပါတီတွေဘယ်ဟာတွေမှစိတ်ဝင်စားတော့ဘယ်ပါတီလဲဗုဒ္ဓဘာသာ Buddhist Party အဲ့ဒါမျိုးပါအဲ့တော့မရောထွက်ပါနဲ့အင်္ဂလန်ရောက်သွားတယ်ဘာအတွက်လာတယ်ဒီတော့အင်္ဂလိပ်စာလေ့လာကျွန်တော်လာတယ်ဘယ်ပါတီကိုထောက်ခံတယ်တဲ့ဒီတော့အဲ့မသိဘူးလို့အသိကိုသိရမယ်တဲ့ဒီဥစ္စာကိုထောက်ခံမယ်တဲ့အရှင်များတို့အင်္ဂလန်နိုင်ငံမှာပါတီဘယ်နှခုရှိလဲလို့နှစ်ခုရှိတယ် Conservative နဲ့ Labour အမေရိကန်နိုင်ငံမှာ Republican နဲ့ Democratic သူတို့နှစ်ခုရှိတာပဲဒီတစ်ခုတည်းမှန်ရမယ်ဆိုရင်မှားသွားပြီလေအဲ့ဒါအတ္တဝါဒဖြစ်သွားပြီငါတို့ကပဲမှန်ရမယ်ဆို this is wrong အဲ့ဒါကြောင့်ဒွေမေဘိတ်ကွေအန္တာပပစီတေနနသေဝိတ္တပချစ်သားတို့အစွန်းရှောင်ရမယ်ဗုဒ္ဓဘာသာပဲမြန်မာနိုင်ငံမှာရှိရမယ်မွတ်စလင်တွေခရစ်ယာန်တွေမရှိရဆို wrong လုံးဝမှားတယ်အခြေခံဥပဒေအရကိုဗုဒ္ဓဘာသာသည်လူများစုကိုးကွယ်သောဘာသာဖြစ်သည်အခြားသောဘာသာများကိုလည်းလွတ်လပ်စွာကိုးကွယ်ပြုသည်လို့အခြေခံဥပဒေ constitution law ကြီးတည်ထားပြီးအဲ့ဒီ constitution law ကိုဘယ်ဘုန်းကြီးဘယ်သီလရှင်ဘယ်သူမှချိုးရလို့မရဘူးဒါနိုင်ငံထဲမှာရှိ constitution law အခြေခံဥပဒေပြီးသွားပြီလို့ဒီမြင်ဟာတော့ကျတို့ပြောစရာမလိုတော့ဒါပေမဲ့ဗုဒ္ဓဘာသာသည်လူများစုကိုးကွယ်သောဘာသူက straight religion လို့မပြောဘူးတချို့နိုင်ငံတွေမှာ Saudi Arabia အစ္စလာမ်ဘာသာသည် this is straight religion နိုင်ငံတော်ဘာသာတွတ်ထိလို့မရဘူးဒီမြင်ဘာသာကန့်ဝတ်မယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာကျင့်ကြံလိုက်ရင်မွတ်စလင်ခရစ်ယာန်သွားတော့ညောင်းတော့မရှိရဘူး the straight သူက Buddhism ဒီ not straight religion နိုင်ငံတော်ဘာသာမဟုတ်တာဖြစ်ချင်းကြောင့်ဒါကသူ့နိုင်ငံကြီးမှာရှိတာကိုဇွတ်ကြီးဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်အောင်ဖြစ်ရမလို့မဖြစ်ဘူးမရဘူးဟောဒူတွေနေပြီးသွားပြီအခြေချပြီးသွားပြီအဲ့ဒါကိုနားလည်ဖို့လိုတယ်ဟောဘာသာရေးကဘာသာရေးကိုရှိနေတဲ့အရာရှိနေတဲ့ဗုဒ္ဓဘာသာ86ရာခိုင်နှုန်းကိုစစ်မှန်သောအတွေးခေါ်တွေထည့်မယ်ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓရဲ့တရားစစ်မှန်ထည့်မယ်တော်ပြီကျန်တဲ့14ရာခိုင်နှုန်းထားလိုက်လက်ရကိုသွားလိုက်တော့လေဘာမတတ်နိုင်ဘူးလေဟုတ်တယ်လေကမ္ဘောဒီးယားနိုင်ငံမှာ96နှုန်းရှိတယ်ဒါသိပ်မတတ်ဘူးထိုင်းနိုင်ငံမှာ98နှုန်းသိပ်မတတ်ဘူးလာအိုနိုင်ငံမှာသိပ်မတတ်ဘူးဗုဒ္ဓဘာသာမြန်မာနိုင်ငံ86ရာခိုင်နှုန်းကတော်တော်တန့်သေးတယ်အယောတော့နည်းသေးတယ်အင်္ဂလိပ်ဆိုတာ mixture ထေရဝါဒလို့ခေါ်တယ် mixture ဆိုတာယောတာ so pure Theravada Buddhism mixture Theravada Buddhism ယောတာ so ကဘာလုံးကြည့်လိုက်တဲ့ခါကျတော့ထိုင်းနိုင်ငံမှာလေးမျက်နှာဖျားကွမ်ရင်သူ mixture ဖြစ်သွားပြီယောသွားပြီမြန်မာနိုင်ငံမှာတော့ဘုန်းကြီးကျောင်းတိုင်းမှာမသာအတုပဟာမရှိဘူးထိုင်းဘုန်းကြီးကျောင်းတိုင်းမှာကအတုပသင်္ညုဆက်ရှိတယ်လေးမျက်နှာဖျားထားတယ်ကွမ်ရင်ထားတယ်ဗုဒ္ဓဗမာပြည်ကဘုန်းတော်ကြီးကျောင်းမှာတော့တစ်ကျောင်းတစ်ကျောင်းသုံးလေးကျောင်းရှိကောင်းရှိလိမ့်မယ်ဗုဒ္ဓတဆူပဲကိုးဝယ်တယ်ဘယ်ကွမ်ရင်မှမကိုးစဘူး no မဟာယာနဆိုတော့ဒီမြန်မာနိုင်ငံထေရဝါဒ very pure တော်တော်များများက pure ထေရဝါဒ Buddhism ရှိနေတယ်နည်းနည်းပါနက်ကိုးဝယ်တာလေးတွေဝိဇ္ဇာလေးတွေအောင်မင်းကောင်လေးတွေဘိုးအနေရှိတယ်သူနည်းနည်းပါဒါဆိုထေရဝါဒကိုထိအောင်ဘိုးအောင်တို့ဘိုးမင်းကောင်တို့ကိုးဝယ်တဲ့မိသားစုတွေထေရဝါဒကိုထိအောင်ဗုဒ္ဓကိုပယ်လိုက်အောင်မလုပ်ဘူးသူကအဲ့ဒါသိပြီထေရဝါဒထူတရားဝဲဆိုနည်းနည်းပြောတာပါဆိုတော့ပြင်ဆင်ခြင်းဖြစ်ဆွက်ခြင်းနှုတ်ပယ်ခြင်းပြောင်းလဲခြင်းမရှိဘူးအဲ့ဒါကောင်းတဲ့သဘောပဲ
Nothing change, nothing modify, nothing add, nothing omit. No need to change, no need to modify, no need to add, no need to omit. ပြင်ဆင်တယ်ပြောင်းလဲတယ်ဖြည့်တယ်နှုတ်ပယ်တာမရှိဘဲနဲ့ originally ကောင်းတဲ့ဝါဒကိုထေရဝါဒလို့ခေါ်သည်အဲ့ဒါမှတ်ခဲ့ changing no nothing to change modification no adding no ထပ်ဖြည့်တာမရှိဘူး omitting ထုတ်ပလိုက်တာသစ္စာ၄ပါးกว่าတပါးထက်တယ်မရှိဘူးတပါးထောက်မယ်မရှိဘူးအဲ့၄ပါးတည်းမကျင့်တယ်သတိပဋ္ဌာန်၄ပါးกว่า၃ပါးကျင့်မယ်กว่า၂ပါးကျင့်မယ်မရှိဘူးတပါးထက်တယ်မယ်၅ပါးမရှိဘူးခန္ဓာ၅ပါးကို၆ပါးဟောမယ်กว่าမရှိဘူးအဲ့ဒါဒီထေရဝါဒရဲ့ကောင်းမြတ်တဲ့ဂုံပဲကျွန်တော်ကြိတ်မှန်များစွာထေရဝါဒနေတဲ့ထေရမြမပြီးထေရဝါဒကျုပ်အများကြီးထေရဝါဒအကြောင်းအကြာကြီးလုပ်ခဲ့ပြီးပြီနှစ်ပေါင်း20လောက်တောက်လျှောက်လုပ်ခဲ့ပြီးပြီနော်96လောက်တည်းတောက်လျှောက်ထေရဝါဒထူတရားဝဲထေရဝါဒမှတ်တမ်းထေရဝါဒနေပြီးတော့ထေရဝါဒမန္တလေးထေရဝါဒနေကုန်နေတန်းအများကြီးပြောခဲ့မိတ်ဆက်တော်များပြောခဲ့ပြီထေရဝါဒနှစ်သာရအဲ့ဒါနဲ့ပတ်သက်လို့1996ကနေတောက်လျှောက်20လောက်2000ကျော်လောက်ထိအောင်ပြောခဲ့ပါပြီဒါကြောင့်မလို့ထေရဝါဒအထူးဓမ္မတပည့်ပြေးလိုက်ကြည့်လိုက်ဘလောက်လှတယ်နည်းနည်းလေးမှတ်လိုက်မဟာစီစီတော်ဘုရားနဲ့မင်းကုန်းဆရာတော်ရှင်မာကတ္တဗနဲ့ရှင်အနန္ဒနည်းနည်းလေးပြောင်းလိုက်ဟိုဘုရားလက်ထက်ဟိုဘက်ကမြတ်စွာဘုရားပြိဋိဘံစံပြီးကစားကရှင်မာကတ္တဗကအရှင်အနန္ဒကိုမေးတယ်တို့မသိဘူးမှတ်တမ်းတို့ကမမှီတော့ဘူးမဟာစီစီတော်ဘုရားကြီးကမေးတယ်မင်းကုန်းဆရာတော်ကဖြေတယ်ငါးနိုင်ငံမှာရှိတဲ့ထေရဝါဒနဲ့အခြားပုဂ္ဂိုလ်တွေကိုစုစည်းလိုက်တယ်ငါရှင်ဝဇိရသရဘိဝန္တဤမင်္ဂလာသုတ္တတရားဒေသနာတော်ကိုအဘယ်ရ၌အဘယ်ပုဂ္ဂိုလ်အကြောင်းပြုအဘယ်သို့လင်ဟောတော်မူပါသည်ငါရှင်လို့မင်းကုန်းဆရာတော်ကြီးကဖြေပြီးဤမင်္ဂလာသုတ္တတရားဒေသနာတော်မြတ်ကိုသာဝတိယံယေဝဗန္တိလို့စတယ်ပဲအမေးနဲ့ဖြေပြီးသွားပြီဒုက္ခရဏပြောတယ်သုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာမင်းကုန်းဆရာတော်လက်ဦးလေးချီပြီးသွားပြီးတော့ရှောက်တာဆရာတော်ကြီးကသူ့တန်ခိုင်နဲ့တင်ခဲ့တာကိုကျွန်ုပ်ကငယ်စဉ်တုန်းကအိမ်မှာရခဲ့တယ်လို့လက်ဦးလေးချီပြီးမင်းကုန်းသွားရှောက်တာဆရာတော်ကြီးကကျုံညုံလေးထိုင်ပြီးလက်ဦးလေးချီပြီးနားထောင်တာဗျမင်းကုန်းဆရာတော်ကပြောကွာမဟုတ်ဘူးပြောကွာငါရှင်ဝဇိရသာရဘိဝန္တလူချင်းရင်ဒူဒူဖြစ်ပါလျက်အသက်ရေခြင်းကိုဖြစ်စေတတ်သောကံအသက်ဒူခြင်းကိုဖြစ်စေတတ်သောကံသက်ဝေလှကံစီမျိုးညံ့မင်းကုန်းဆရာတော်ကြီးခုန14ခုငါအချင်းချင်းမှတ်လိုက်တယ်အသက်ရှည်ခြင်းတူခြင်းဝေအနာရောဂါများခြင်းနေခြင်းလှရုပ်ရည်စင်လှခြင်းမလှခြင်းကံကောင်းခြင်းမကောင်းခြင်းမျိုးအမျိုးညံခြင်းစီဝါကောင်းမကောင်းညံပညာထက်ခြင်းမထက်ခြင်းဆိုပြီးဆရာတို့မင်းဘလို့မှတ်လိုက်တာလေတပည့်တော်သက်ဝေလှကံစီမျိုးညံအဲ့လိုဆိုတော့မမေ့တော့ဘူးအဲ့ကိုမှတ်နေပေါ့ငါးတယ်တော့ဟုတ်နေပါလားကွာဆရာတို့ရပါဠိလိုမှတ်တာအသက်ရှည်ခြင်းကိုပြည့်စုံသောကံသက်တူခြင်းကိုပြည့်စုံသောကံဣနတန်တို့ကိုဘယ်သို့လင်ဝေဖန်ပိုင်းကြတော်မူခဲ့ပါသည်ငါရှင်လို့မဟာစီဆရာဘုရားကြီးမေးတော့ဣရမန္နဝဧကေသောဣတိဝပုရိသောဝပါဏာတိပါရိယောတိလှုပ်တော်လောဣရာပါဏိစရှိသည်ဖြင့်မင်းကုန်းဆရာဖြေတာသူပါလူလင်းဤလောကနဲ့အချို့သောယောက်ျားအချို့သောမိန်းမသည်တတ္တဝါတို့ရဲ့အသက်ကိုတပ်ပြခြင်းလေးရှိပါ၏တော့ပြီကြော်လိုက်တော့မယ်ထိုပုဂ္ဂိုလ်သည်စုတိပြကျွေးသိလွန်သည်မနောက်ကာလဝဲသူ့အသက်ကိုတပ်ဖြတ်ခဲ့သောအကုသိုလ်ဒုစရိုက်ကံကြောင့်အပယ်လေးပါးနဲ့ကြောက်ရပါ၏ထိုအပယ်လေးပါးမှာအပရာပရိယကံတစ်ပါးကြောင့်ဤလူပြည်လောကဝယ်ပရိသန္တိတပံဒီနေ့ရပြန်ပါတော့လေထိုသူပြုတ်ခဲ့သောပါဏာတိပါဒဒုစရိုက်မှုကြောင့်အသက်တိုးခြင်းဖြစ်ရပါသည်ရှင်ဗျာနောက်တစ်ခုကတော့ပြောင်းပြန်ပေါ့မတတ်ခဲ့လို့နော်တပ်ဖြတ်ခြင်းကိုရှောင်ခဲ့တဲ့သူစရိုက်ကံကြောင့်စုတီပြကျွေးသိလွန်သည်မှာနောက်ကာလဝယ်ချမ်းသာရရှိတဲ့သူဂရီဘုံနဲ့ဖြစ်ရပါ၏ထိုသူဂရီဘုံမှာအပရာပရိယကံတစ်ပါးကြောင့်ဤလူပြည်လောကဝယ်စုတီပရိသန္တိစုတည်ပြီးတော့ပရိသန္တိတပံနေရပြန်မှာတော့လေထိုသူပြုခဲ့သောပါဏာတိပါဒမှာရှောင်ရင်းဆိုတဲ့သူစိတ်တရားကြောင့်အသက်ရှည်ခြင်းဖြစ်ရပါသည်ဘုရားဤသို့လျင်နေကုန်းချုပ်ပြီလူချင်းတူတူဖြစ်ပါလျက်အသက်ရှည်ခြင်းကိုဖြစ်စေတတ်သောကံအသက်တူခြင်းကိုဖြစ်စေတတ်သောကံဤနတန်တို့ကိုဝေဖန်ပညာဟောတော်မူခဲ့ပါသည်ရှင်ဘုရားလို့ဘုမာကမန္တလေးမြို့လေးပင်လေးရရန်ကုန်ပခုတ်ကူဟာဗမာပြည်အနက်ငါရွှေချင်းသူ့ဓမ္မတော်ရဘုန်းကြီးတွေပြင်ရတဲ့အကုန်လုံးကြည့်နေတာဒီအရှင်ဝိစိတ္တကိုတော်လေးကိုအဲ့တော့မဟာစီဆရာတော်ဘုရားကြီးကသုဏတုမိဗန္တိသံဃောကမောဇာထညတ်ထအရှင်သံဃာတော်ရှင်သူမြတ်တို့ဘုရားတပည့်တော်သည်ဘုရားတပည့်တော်သည်ဤသုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာတော်မြတ်ကိုတိပိဋကဓမ္မဗန္ဓာရိကဖြစ်သောအရှင်ဝိစိတ္တသာရဘိဝန္တအားမေးမြန်းခဲ့ပါ၏ဘုရားမေးတယ်ပုစိတ္တ
ဝိသေစေဆိုမေးတိုင်းသောအရာများကိုလည်းရှင်ဥစိတ်တာသာရဘိဝန္တဖြေဆိုခဲ့ပါပြီအခုတပည့်တော်မေးတဲ့ဖြေတဲ့နေရာမှာပါဠိချွင်ချင်းအ내ချွင်မြတစုံတရားရှိရင်ထပြောပါပြောထ come on လာပါ please ထ please စတဲ့ထပါဘူးမှမထဘူးတစ်ကြိမ်ဒုတိယမိနဲ့ဒုတိယမိဧတမထံဒုတိယမိနဲ့နှစ်ကြိမ်မြောက်မထဘူးတတိယမိဧတမထံဝရမိတတိယကြိမ်လည်းမထတာဖြစ်ခြင်းအရှင်မြတ်တို့ဗျာသုံးကြိမ်သုံးကမေးပြီးတဲ့အခါမှာအခုအရှင်ဝိဇိရသာရဘိဝန္တရွတ်ဆိုလိုက်တော့ပါဠိသည်ရှေ့ရှင်မာကတ္တဗအရှင်အနန္ဒမထေရမြတ်တို့သင်္ဃာတင်ထားတဲ့အတိုင်းမှန်ကန်သောကြောင့်ဤပါဠိကိုညီညာဖြပြစုပေါင်း၍ရွတ်ဆိုတော်မူ၍အတည်ပြုတော်မူကြပါကုန်အရှင်မြတ်တို့ဖရာအဲ့ဒါထေရဝါဒအဲ့ကြမှာပါဠိတွေစုရွတ်တာစုပေါင်းတာတန်ဂါယနာကရွတ်တာအဲ့ဒီစုပေါင်းပြီးရွတ်လိုက်တာ6ကြိမ်ရွတ်ခဲ့တယ်အဲ့ဒီတန်ဂါယနာ6ကြိမ်တင်ထားတဲ့ဗိဓကစပေတွေကိုဟောတဲ့ပြောတဲ့တရားဘက်ကိုထေရဝါဒအထူးတရားပွဲဒါပြီးသွားပြီမနေ့တနေ့ကမှပေါ်တဲ့နိုင်ငံရေးမဟုတ်ဘူး BC 943ဟာ BC 943နှစ်ပေါင်း2500ကျော်ပေါ်ခဲ့တဲ့ထေရဝါဒမနေ့တနေ့ကမှပေါ်တဲ့နိုင်ငံရေးမဟုတ်ဘူးဟောဗျာမနေ့ကတနေ့ကမှပေါ်တဲ့အတွေးခေါ်မဟုတ်ဘူးဟောဗျာမနေ့တနေ့ကပေါ်တဲ့အတွေးခေါ်မဟုတ်ဘူးကျေစံဘယ်လောက်ကောင်းလဲအခုကြမှာမင်းတို့တွေ့ဦးတာလွတ်တော့ပြည်သူလွတ်တော့အတီးပြုကောင်းမဲ့ပါသလားခင်ဗျာမင်းတို့ကခုမှကိုကကြားဦးတာလေလွတ်တော့ကောင်းမဲ့ပါလားခင်ဗျာကောင်းမဲ့ပါလားခင်ဗျာသုံးချိန်မင်းကပြောဒုံးဆိုထူလိုက်တာလေဟိုကချွတ်တင်မေးခဲ့ပြီနှစ်ပေါင်း2500ဟိုနှစ်ပေါင်း2500တည်းမေးခဲ့ပြီတစ်ချိန်ဒုတိယမိဧတမထံဝရမိတတိယမိဧတမထံဝရမိသုံးချိန်သုံးကမေးတဲ့အခါမှာယတနက္ခမတိသောဘာသေးရမကျေနဲ့ထပြောပါတုံနီတိတ်လေးနေလို့ရှိရင်သဘောတူညီတယ်လို့လက်ခံလိုက်ပါပြီအဲ့ဒါကြောင့်ဒီပါဠိကိုအတည်ပြုပါတယ်စုပေါင်း၍ရွတ်ဆိုတော်မူ၍အတည်ပြုပါဗျာအဲ့ဒါသံဃာနာတင်တာအဲ့ဒီသံဃာနာတင်ပြီးတန့်ရှင်းတဲ့ပါဠိတွေကိုထေရဝါဒရှင်မာကတ္တဗအရှင်အနန္ဒအရှင်ဥပါလိတို့ကဲ့သို့ပဲမင်းကုန်းဆရာတော်ဘုရားကြီးမစိုးရင်ဆရာတော်ဘုရားကြီးညောင်ရမ်းဆရာတော်ဘုရားကြီးမဟာသီဆရာတော်ဘုရားကြီးတို့ဒီဆရာတော်ဘုရားကြီးတွေအတည်ပြုထားတဲ့ထေရဝါဒထိုမထေမြတ်တို့စကားဒီတဲ့ခိုင်အဲ့ဒီစကားကြိုင်ပြီးပြောတာလေအဲ့ဒီသတ္တသံဃာနာ6တန်တဲ့စကားကြိုင်ပြောတာဘယ်အစိုးရရဲ့ဘယ်ဘူချုပ်ကဘယ်စာရေးဆရာအရာမှ refer လုပ်ပြီး reference မလုပ်ဘူးခုနကတော့ကမ္ဘာစာပေတွေဖတ်တယ်ဆိုတာတချို့နေရာဒေသတွေသူတို့ကသုတေသနပြုတယ်အဲ့လိုသုတေသနပြုတာဖြစ်ချင်းကြောင့်သူတို့ကိုကားပါတယ်တချို့ကလည်းဆရာတော်ပြောတယ်အင်္ဂလိပ်စာတွေဒါအာသန်တယ်မဟုတ်ပါဘူးငကိုလိုနေကဒါရှိပါတယ်ဗုဒ္ဓဓမ္မကိုခိုင်ရမှသိရတာဖြစ်ရင်စာဖတ်လိုက်တယ်ဆိုတော့ဖတ်လိုက်ဆို press ဖတ်လိုက်တယ်အဲ့ဒီကောင်ဘာကောင်တန်းသိတယ်အဲ့ဒီစာရေးဆရာဘယ်လိုတန်းသိတယ်တချို့ကဗုဒ္ဓဘာသာတရားတွေကတန်500 million တန်900လေ့လာနေတယ်အဲတန်900လေ့လာဖြစ်ရင်ဒီအကြောင်းအရာလေးကိုဓမ္မပဒဝတ္ထုလေးတွေမမှားဘူးသူကအဲ့ဒီကိုကားနဲ့မာစီဆရာတော်ရဲ့အကြောင်းတို့စွန်းလုံးဆရာတော်ရဲ့အကြောင်းတို့အဲ့ဒါလေးတို့သူတို့ဗမာပြည်လာပြီးတော့ဘိုးဘုဆရာတော်ရဲ့အကြောင်းတို့သူကတင်ပြလိုက်တော့ဒါရသွားတယ်သူကကျတော့ marketing system နဲ့သွားတာဗုဒ္ဓဘာသာကိုစီးပွားရေးတခုလို့သူကမမှားဘူးစီးပွားရေးလို့စားတာအဲ့ဒီကောင်လည်းနည်းနည်းသိမဆိုးနောက်ဒုတိယပုဂ္ဂိုလ်သူကကျတော့ပညာရှင် scholar သူကဗုဒ္ဓကိုစိတ်ဝင်စားဘူးဗုဒ္ဓတရားကိုစိတ်ဝင်စားဘူးဗုဒ္ဓဒီမြန်မာနိုင်ငံကရွှေတုံဘုရားကြီးဒီတကယ်ဆက်လားစေဆန်တော့တကယ်ဆက်လားတရုတ်ပြည်ဆွဲတော့တကယ်ဆက်လား DNA စစ်ဆေးကြည့်မယ်ဒါမျိုးမေရောမာယာကအင်းရင်းမိုင်းကြီးကိုကိုင်နေဆိုတာတကယ်ဟုတ်လားဟုတ်တယ် dendrology ဆိုရှိတယ် dendrology ဆိုသစ်ပင်တစ်နှစ်တည်းတရတိုးတဲ့ဒီအရစ်ပေါင်းဒီ2006အမှန်နဲ့သူကကျတော့သူရသနာလုပ်ပြီးတော့အဲ့ရောက်အဲ့လိုမှန်လိုက်တာဖြစ်ရင်တရဏဂုံယူလားမယူဘူးဖះကိုချစ်လားမချစ်ဘူးကိုယ်ဝယ်လားမကိုယ်တဲ့အမှန်တရားတစ်ခုတင်ပြတယ်အဲ့ဒါမျိုးစပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့မှာရှိနေဘာမီယန်ဇီတွေပစ်ချလိုက်တယ်အော်ဝါချက်ချင်းရောက်လာတယ်အဲ့နာမှာရှိတဲ့စက်သားရောက်ဆို9သန်းပေးလိုက်တယ်ဒေါ်လာ9သန်းပေးလိုက်တယ်9သန်းပေးပြီးအဲ့ဒီဖះအကြောင်းကိုဒီပညာရှင်ကပြောတာအဲ့ဒီခုနတာလီဘန်ငါဓာတ်ပုံရှိတယ်တာလီဘန်တက်ဘေးချပြီးအဲ့ဒီပညာရှင်ကိုထိုင်ကြတော့တာဖះယူလို့ထိုင်ကြတော့တာဒီကောင်ပတ်စံလည်းရသွားတယ်အဲ့ဒီအစိုးရကိုဒေါ်လာ9သန်းပေးလိုက်တယ်ကျွန်တော်ဝင်ရောက်ပြုပြင်နေပါတယ်လို့သူတို့ကကြတော့ဘာသာရှေ့ချတဲ့ဖះကြီးဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာဝင်လာမှု they are not Buddhist people ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဗုဒ္ဓဘာသာရဲ့တည်ရှိမှုချစ်တယ်မျက်နှိုးတယ် culture တွေ art တွေ Buddhist art ကိုချစ်တယ်ဗုဒ္ဓဘာသာအနုပညာကိုချစ်တယ်ဗုဒ္ဓဘာသာ civilization တွေ culture တွေအဲ့ဒါတွေသူချစ်တယ်သူမျက်နှိုးတာပညာရှင်အစစ်သူတို့ကိုယ်တိုင်မွတ်စလင်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဟိုပါကစ္စတန်ကပုဂ္ဂိုလ်တယောက်the history of the Buddhism in Pakistan
ပါကစ္စတန်နိုင်ငံဗုဒ္ဓဘာသာတမိုင်းကိုရေးတယ်ကလားတွေကိုတကယ်ဆော်ပြီးရေးတာသူကလည်းမွတ်စလင်နဲ့သူရေးတယ်ဒါရီတွေကမွတ်စလင်မှားနေတယ်သူရေးတယ်သူပေါ်တင်ရေးတယ်သူပညာရှင်တုတ်ပဲထွက်တယ်ပါကစ္စတန်နိုင်ငံစောက်တုတ်ပဲထွက်တယ်အဲ့ဒီဘုတ်ကိုကောင်းတယ်တုတ်ထဲထွက်တယ်တုတ်ထဲထွက်တယ်ပါကစ္စတန်နိုင်ငံဗုဒ္ဓဘာသာတမိုင်းသူတယောက်ထဲထွက်တယ်တတ်ရှိတယ်သူနိုင်ငံñောက်သွားပါကစ္စတန်မနေရဘူးသူဒါတွေမင်းတို့မှားတယ်ဒါမင်းတို့ဘာဆိုင်လို့ခွဲရတာလဲလို့ तू ကအမှန်ဘက်ကရေးတယ်အဲ့လိုပညာရှင်ရှိပါတယ်နောက်တစ်ယောက်ပညာရှင်တော့ဟုတ်တယ်တန်းအသာလေးရေးပြီးတော့မှဗုဒ္ဓဘာသာမသိမသာတွန့်ချတယ်အဲ့တယောက်လည်းရှိနောက်တစ်ယောက်တက်ဗုဒ္ဓဘာသာကိုဆန့်ကျင်တယ်ဆိုတော့စာဖတ်လိုက်တာနဲ့ဒီလူကနည်းနည်းလေးဖတ်လိုက်ရင်သိသွားပြီတောင်းတွေအများကြီးဖတ်လာတဲ့အခါမှာသိတာဖြစ်ချင်းကြောင့်ဘလောက်ပဲဖတ်ဓမေစီတို့အတွေးခေါ်မှားရင်မရှိပါမရှိဘူးမရှိပါဘူးဘာလို့လဲဗုဒ္ဓရဲ့ပရိစ္ဆသမုပ္ပါဒ်တို့သတိပဋ္ဌာန်တို့သစ္စာလေးပါးတို့ခိုင်ခိုင်မာမာထဲထဲဝင်ဝင်လေးလာထားတာဖြစ်ကြောင်းဘလောက်ရေးချက်တဲ့လောက်ရေးချက်တဲ့လောက်ရေးကဘာလုံးချက်တဲ့နေရာသွားလိုက်သိတယ်ဒါမှားနေတယ်ပြောလဲပြောခဲ့ပါပြောချင်တဲ့သဘောဆိုတော့အဲ့လိုအတန်းစားအဲ့လိုခွဲလိုက်တယ်ဒီစာအုပ်တို့ဆိုတော့စာအုပ်6000လောက်မှာ30လောက်ပဲရှိတယ်ကျန်တဲ့ဟာတွေအကုန်လုံးမကောင်းဘူးစာအုပ်1000လောက်ဖတ်တာ30လောက်ပဲကောင်းကောင်းမွန်မွန်ရေးတယ်30လောက်ကျန်တဲ့ຢာတွေကတနေရာမှာမဆော်ကွာကပလူရဲ့မြို့ကြီးအကြောင်းနဲ့မြတ်စွာဘုရားအကြောင်းကိုရေးတယ်ကောင်းလိုက်တာနောက်ဆုံးကြမှာနည်းနည်းလေးကြမှာငါကွာဒီကောင်ကွာဒီလူကွာလို့ဘောရမတဲ့ကပလူရဲ့မြို့ကိုတိတ်ချစ်တယ်တဲ့ဟောသူအချိန်များစွာလဲတရားတွေခေါ်တယ်တရားတွေလည်းတအားကောင်းတယ်တဲ့အဲ့ဒီကောင်းသေးတယ်အဲ့သုတ်တန်တွေကိုမာယမသုတ်မာသမယသုတ်တန်တွေအင်းလိုပြန်ပြတယ်အဲ့ဒီအတွေးခေါ်တွေကဘာငင်းငင်းကိုဗုဒ္ဓစိုက်ဒါတွေအကုန်ကောင်းတယ်တစ်လုံးလေးကြမှာဗုဒ္ဓလေတဲ့ကပလွတ်ကိုဝိရူပနေပြီးတော့ဖြိုစည်းတဲ့ခါမှာဗုဒ္ဓကြီးကျယ်ဝင်နေပြီးငိုကြွေးတယ်သေဟာသွားဘုရားဘယ်ငိုမလို့အဲ့မှာမှားတော့တာဒါတော့ Oxford ကထုတ်လိုက်တဲ့ပညာရှင်တွေရေးတဲ့စာအုပ်ဟိုမြတ်ဗုဒ္ဓဂေါတမအားတဲ့ဘလောက်ကပလွတ်ကိုချစ်လဲဆိုရင်တဲ့သူ့အမျိုးတွေကိုဝိရူပတတ်တဲ့ခါမှာညောင်မြောက်ကကြည့်ပြီးတော့ကြီးစွာဝင်နေပြီးငိုကြွေးရှာတယ်တဲ့ဟာသေရောသွားပြီမှားသွားအဲ့လိုမျိုးပဲအဲ့ဒီတိုင်းပဲမြားဘုံဘာလဲစကိုင်းထဲမှာပြသွားတဲ့ဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအိန္ဒိယရိုက်တယ်ပြီးအောင်နေကြည့်လိုက်တယ်နောက်ဆုံးကြမှာမှားတော့တာပရိနိဗ္ဗာန်စံဃာနီးမှာအနန္ဒာလောကကြီးလွမ်းနေတာဖေဟာအနန္ဒာပန်းတွေကလည်းငါ့ကိုပူဇော်နေတယ်နတ်တွေကလည်းငါ့ကိုပူဖေဟာဝင်းနေပြီပရိနိဗ္ဗာန်စံသွားတယ်တော်တော်မှားတာပဲအဲ့ဒါတဏ္ဍနိုင်ငံလုံးကြိုက်တယ်အမလေးပြီးတဲ့ဒီလွှင့်တာမြမတန်တော့သူမသိဘူးမခံစားရဘူးလေအဲ့ဒါပါပဲဆိုအဆုံးသက်လေးကြမှာအဲ့တိုင်းပဲရှေရုခံရဲလိုက်တဲ့အသောကဟာသိကောင်းတာပဲပြီးတော့မှဗုဒ္ဓံတရဏံကိစ္စမီလို့မှသူကလားကိုသူကြောတာသူဟင်းအဲ့ဒါအကေရအာသောကရာဟိနီဖုန်းကြီးကိုကိုးဝင်ဘလို့ဒီဖရားတွေတင်มาတော့တန်ခါနာတင်มาတော့လို့ရှင်းနေတာပဲအာသောကကြီးကဗုဒ္ဓဖြစ်မှန်းကိုအဲ့ဒီကလားကရအောင်ဟိနီဖြစ်အောင်လုပ်တာဒါပဲသုံးကရှိသွားပြီရိုက်တာအရှော့ကရိုက်တာမကောင်းရှေရုခံလည်းသွားတာပဲ sorry ပဲရှေရုခံသူတို့အိန္ဒိယမှာတွေ့ရင်ပြောမင်းရှေရုခံမှားတာပဲပြောတယ်မင်းတို့စဉ်းစားကြည့်ရင်အာသောကရာအကေအာသောက he is a Hinduism ဖြစ်ရင်ဘာလို့ဖရားတွေတင်မှာသင်္ကနာတင်မှာတော့လို့ပြောတယ်အဲ့တော့ဟိုးပဲသွားလိုက်မှာရှန်တိတုခဆိုတာအဲ့မှာဝိရိဒခေါ်တာပေါ့ဝိရိရှာလို့ခေါ်တယ်အဲ့ဒီဝိရိရှာမှာ तू ကသူ့ရဲ့လက်နဲ့ဓမ္မနဲ့လဲတဲ့နေရာမှာမှတ်တမ်းရေးထားတယ်ငါသည်လူတွေကိုတတ်တာဒီမှာလက်နဲ့လဲပြီးဗုဒ္ဓရဲ့ဓမ္မကိုကိုးဝယ်လို့ဒီနေရာမှာတတ္တဝါတွေမတတ်ဖို့ဆိုပြီးတော့ပြောခဲ့တာလေအဲသူတို့ကအဲ့ဒါကိုသူတို့ကအဲ့နားမှာတွေ့တဲ့ဘုန်းကြီးကိုကလားရှရုခံအာသောကလို့အဲ့ဒါကြောင့်မလို့ဘာသာတရားတွေကိုချိလိုက်တဲ့အခါမှာဘုရားဘာသာကိုတကွာလုံးကနီးမျိုးစုံနဲ့ရေးကြသားကြနော်အဲ့လိုမျိုးတွေရှိတယ်အဲ့လိုမျိုးတွေရှိတဲ့အခါမှာဟိုးဒုတိယပရမကဘာစစ်1914ရဲ့အဲ့ဖြစ်တဲ့နာမှာအဲ့ဒီဖြစ်တဲ့နာမှာတို့အဲ့နာရောက်သွားတယ်ရောက်သွားတော့အဲ့နာမှာဘုရားဇေဒီတည်ခဲ့တာဇေဒီအဲ့ဒါရှေ့မှာခရိယန်လောက်ပြီးတော့တို့ကအရင်စထရူပါဘုရားတရားရှိနောင်စစ်ကြီးတွေမဖြစ်အောင်ဆိုရည်ရွယ်ချက်နဲ့1914ခုနှစ်ပထမကမ္ဘာစစ်လုပ်ခဲ့တယ်နေရဆာရာယေဗိုဆိုတာဆာရာယေဗိုတွားခဲ့တယ်အဲ့နာလေးကတ်နေအဲ့ဒါဒီဆာရာယေဗိုဆိုတဲ့မြို့လေးနားမှာဘုရားဇေဒီတဆူရှိတယ်အခုတော့အဲ့ဒါလေးရတယ်ခရိယန်ကျောင်းလေးလို့ဖြစ်သွားပြီပေါ့ရင်ဆက်ခစောတပိတ်မှတ်တမ်းတော့အဲ့လိုပါဒါကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဖိရဝါဒရဲ့သွားနေတဲ့ဖြစ်စဉ်လေးကိုပြောတာတကယ်ရှိတော့နော်အခုပြောအောင်အခုပြောချင်တာကလမ်းမင်းကြီးမှာအစိတ်6စိတ်16စိတ်ရှိတယ်တရားရှင်ရဲ့ပါဠိကတရားဒါဘိဘိက္ခွေယာကာစိတာရကရူပနံပပါချက်သားရန်တို့ချက်သားချက်သမီးတို့အဲ့ဒီကျယ်ရီနက်ခတ်တွေမှာပပါအယောင်ဖြာပါတယ်တဲ့ခုနတောက်ကြကျလားဆိုတောက်ကြကျလဲအယောင်တောက်တာပဲဒူဝင်ကျယ်ရီတောက်ကြကျယ်ရီ90ကျယ်ရီရှိတယ်ဒါပေမဲ့အဲ့ဒီရှိသမျှ
တာယာနက္ခတ်တရားတဲ့နော်ရှိသမျှတာယာနက္ခတ်တရားလမ်းမင်းရောင်ကိုမမီဘူးတဲ့16စိတ်စိတ်တစ်စိတ်တော့မမီဘူးတဲ့ဟောတရားဒါဝိဘိက္ခဝေယာကာစီဒါရကရူပနံပပသဗ္ဗတာစန္ဒီမပပကလဏကံတိသောလသိအဲ့ဒါရှင်းတော့မယ်ချက်သားယံချက်သားယံတို့ချက်သားသားတို့သမီးတို့ချက်သားချက်သမီးတို့ကောင်းကင်မော့ကြည့်လို့ရှိရင်နက္ခတ္တရာတွေအယောင်တွေတွေ့ပါလိမ့်မယ်တဲ့ကျယ်တွေအများကြီးလင်းနေအဲ့ဒီကျယ်တွေလင်းနေတဲ့လင်းအောင်ကလမ်းမင်းကြီးရဲ့16စိတ်ကဒစိတ်လေးတော့မမိဘူးတဲ့အဲ့တော့သူတို့ကပြောတယ်16ရက်နေ့မှလာအလွန်ပြည့်တယ်တဲ့လာဇန်1 2 3 4 5 15ရက်ပန္နာရတဖြစ်သွားတယ်တရက်ရှိတယ်တဲ့ဒါဟင်ဒီတွေရဲ့အယူဆအဲ့တော့15ရက်ပြီး16ရက်နေ့ပြည့်တယ်လားကအပြည့်စုံတဲ့ဒါ16စိတ်ရှိပါတယ်တဲ့ဒါကလာတွေနက္ခတ်တွေကိုပြောတဲ့သူ astronomy တွေ astrologer တွေအယူဆပါနောက်တစ်ခုကတော့မဟုတ်ဘူးမဟာတတိပဌာနာတုတ်မှလာတဲ့လောဘရှိလောဘယာကဖြစ်တဲ့စိတ်ယာကကင်းတဲ့စိတ်ဒေါသကင်းတဲ့စိတ်စသည်အပြင်အချင်းစိတ်အကျေစိတ်ပြင်းတဲ့စိတ်16ပါသောစိတ်ကိုရည်ရွယ်ပြီးဘုရားကဟောတာတဲ့ဒါတတိပဌာန်ကိုတန်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးပါဏာသမျက်စိမနိကေမှာဝိထသုတ်တံဆိုတာရှိတယ်ဝိသမလောဘစိတ်တတဥပကိလေဥပကိလေတရား16ပါးရှိတယ်ဟောသောတာပတိမက6ပါးအနာဂိမက4ပါးအရဟတမက6ပါး16ပါးသောစိတ်တဝိသမလောဘောစိတ်တတဥပကိလေသောစိတ်ကဥပကိလေတရားညင်နွမ်းတဲ့16ခုကြီးအဲ့16ခုကြီးရှင်းသွားလိုက်ရင်လမ်းမင်းကြီးကလင်းတယ်လို့အဲ့လိုပြောနေတာတဲ့ဝိထသုတ်ကိုကိုးကားပါတယ်မဟာသတိပဋ္ဌာန်သုတ်ကိုကိုးကားပါတယ်ဝိထသုတ်ကိုကိုးကားပါတယ်မဟာသတိပဋ္ဌာန်သုတ်ကိုကိုးကားတဲ့အရှင်ဘုရားတွေပညာရှင်တွေကစိတ်ဓာနုပဒနာမှာလာတဲ့16ပါးသောစိတ်ကိုရည်ရွယ်ပြီးတော့အဲဒီခုနကလန်နဂံဒီသောလသိမ့်လို့ဆိုရတယ်လို့ပြောပါတယ်ဝိထသုတ်ကိုကြည့်ပြီးစိတ်တသက်ဥပကိလေသာစိတ်ကညင်နွမ်းမှု16ခုလေးရှင်းသွားရင်လမ်းမကြီးလင်းတယ်လို့ပဲလင်းတယ်လို့ဆိုပါတယ်ဒါပေသည်တကယ်တမ်းကျတော့အဲ့ဒီကလာဆိုတဲ့အရာကိုကြည့်လိုက်တဲ့အခါမှာတစ်မှတ်လိုက်ပေါ့နော်ဒါရှားကြပါပါဒါကတော့ရှေ့ချင်းနေပေါ့ကာလဟော16ခုရှိတယ်ကာလစိတ်တမုနိဝောမုနိနာမနောသောမနတသောမနတိယအိဋ္ဌိဗလနာဂတရဏယတတရိဒဘောဂဒင်ညလို့အဲ့လိုတော့တစ်မျိုးရှိတယ်အဲ့ဒါရှားပပပဲเนาะဒီနေ့မှလောက်လိုက်ရှာပြီးတော့သောစာပေတွေအဲ့တော့ကလာ16ခုပြောတဲ့အခါမှာခုနတုန်းက16ခုလည်းပြောဒါကတော့ဘေဒီနက္ခဘက်ကလာတယ်အခုအဲ့ဒါတွေခဏထားပြီးလာရောင်ဖျားလိုက်တဲ့အခါမှာ16ခုရှိပါတယ်တဲ့အဲ့ဒီ16ခုတွေကတစ်ခုတောင်မှတလောကလုံးမှာရှိတဲ့ရှေ့တရားတွေရဲ့အယောင်ကမမီဘူးတဲ့မော့ကြည့်လိုက်ပေါ့လာမင်းနေထွက်လိုက်နဲဒီတရက်လာလေး3ရက်လာခုံးမြစာလေးကျေတာတွေအကုန်လင်းတယ်3ရက်ပဲရှိသေးတယ်ကလာ3ခုပဲရှိသေးတယ်အဲ့တော့ကလာ16ဆိုရှိပါတယ်တဲ့ကလန်နဂန္တိသောလသိစန္ဒပပတာသံဧကမခယတိစန္ဒပပလာယောင်ဖျားလိုက်ခြင်းသည်ဒေသံတာသံတို့တာရကနက္ခတို့ရဲ့ပပအယောင်ကိုလွှမ်းမိုးနိုင်လို့အမျက်ဆုံးလို့ဆိုတယ်ဟုတ်ကဲ့နော်ဒါကပဂရိလာယောင်နဲ့တင်စားလိုက်တာအဲ့ဒီလာယောင်ဖျားတာဘာလဲဆိုတော့အနိစ္စနုပဒနာတဲ့မှတ်ခဲ့လာယောင်ဖျားညီမြခြင်းအနိစ္စနုပဒနာမှတ်ခဲ့မင်းတို့ရဲ့ဒုတိယအကြိမ်မြောက်လာယောင်ဖျားပရိယတ်ပရိဒအသင်းသည်ဘာလဲလဲလာယောင်ဖျားညီမြခြင်းအနိစ္စလက္ခဏာအနိစ္စနုပဒနာလာယောင်ဖျားဆိုတဲ့စကားလုံးလေးကိုကြားလိုက်တာနဲ့ဩအနိစ္စအဲ့ဒါလေအနိစ္စလို့မျက်စိနဲ့မြင်မဲ့အဲ့ဒီအနိစ္စလို့မြင်တာကပရိစိတ်တို့လေအနိစ္စအဲ့လိုတော့မလုပ်နဲ့စိတ်တွေကတကယ်ပါမယ်အနိစ္စရဲ့လို့စိတ်ကတော့မထင်ပါဘူးသိတော့မပါဘူးပါဇက်လေးရအဲ့လိုတော့မရဘူးအနိစ္စရဲ့လို့စိတ်ကတော့မထင်ပါဘူးဒုက္ခမီရဲ့လို့နှုတ်ကပင်ရောင်လို့ညှိတော်လဲလူစည်းစိမ်ပမရာပွင့်တဲ့သားတွေတွေးလိုက်တော့အေးတော့မလို့တဲ့ဖွက်ကောင်ဆရာတော်ဘုရားကြီးရဲ့ခဗျာဓမေစီကိုရင်လေးမိုးခင်လေးအဖေဦးသမ်းမြင့်ခမီးတော်ကြီးရဲ့သင်ပေးတာအိဋ္ဌာရဲ့လို့စိတ်ကတော့မထင်ပါဘူးဒုက္ခမီရဲ့လို့နှုတ်ကမရောင်လို့ညှိတော်လဲဓမေစီဘွားမှာရတာမဟုတ်ဘူးနော်ခလေးလေးကသင်ပေးတာဦးသမ်းမြင့်ကအိဋ္ဌာရဲ့လို့စိတ်ကတော့မထင်ပါဘူးဒုက္ခမီရဲ့လို့နှုတ်ကမရောင်လို့ညှိတော်လဲလူစည်းစိမ်ပမရာဘွေနဲ့သားတွေတွေးလိုက်တော့အေးတော့မလို့အေးကိုအောင်တန်းကြီးရဲ့အိဋ္ဌာကွဒုက္ခကွ
အိမ်ရောက်သွားတော့ဖိုးဖိုးကြီးပြန်လာပြီလားလို့သားတွေသမီးတွေပြောလိုက်တော့လူစည်းစိမ်ပမရဘွေနဲ့သားတွေတွေးလိုက်တော့အေးတော့မလို့အနတ္တရေလူဆိုသာဆိုကိုနဲ့ပါရကဆရာတော်တန်ဃာတော်တွေကဆရာလေးတွေကလည်းပြောတယ်အနတ္တပါတက္ကမကြီးဟဲ this is mine ဒါငါလို့လုပ်နေတာလေအနတ္တရေလူဆိုသာဆိုကိုနဲ့ပါရကထင်ကြက်ကဲကွာအနိစ္စကိုနိစ္စလို့ထင်တယ်ဒုက္ခကိုဒုက္ခလို့ထင်တယ်အနတ္တကိုအတ္တလို့ထင်တယ်အတုပကိုတုပလို့ထင်တယ်မင်းတို့ထင်သမျှတွေကတခြားပါထင်ကြက်ကဲကွာတင်းလက္ခဏာရေးရနဲ့ရင်းစကြဘလို့သုံးပေမဲ့ဝတ်ထောင်ကိုလွတ်အောင်ယုံနိုင်မှာမလား။အိုးကွယ်မင်းတို့မှမြုပ်မိတဲ့ငါထွက်ခွန်ဆရာတို့ရဲ့ကြပြကောင်းလိုက်တာ။ဘောင်သားကြမ်းမှတ်မယ်နော်ညီလေးရဲ့ဘာလဲမြုပ်မိတဲ့ငါဟုတ်ပြီနော်ထင်ကြက်ကဲကွာတင်းလက္ခဏာရေးရနဲ့ရင်းစကြဘလို့သုံးပေမဲ့ဝတ်ထောင်ကိုလွတ်အောင်ယုံနိုင်မှာမလား။အိုးကွယ်မင်းတို့မှမြုပ်မိတဲ့ငါသနာစရာလေး။ဘောင်သားမြုပ်နေတဲ့ငါလွတ်လန်းရှိလားလွတ်ဘူးသိပြီးတာပဲအဲ့ဒါအနိစ္စမထင်ဒုက္ခမထင်အနတ္တညင်မဝင်မြုံမိတဲ့ငါပဲဗျမှတ်ခဲ့အဲ့ဒါဆိုတစ်လာရောင်ဖျားသည်အနိစ္စတင်ညာကိုဆိုပါသည်မမြဲတဲ့တရားလေးဩခင်ဗျားတို့ကစဉ်းစားကြည့်ဖို့ကိုရှိမှတဲ့သမရတွေလည်းပြောင်းတယ်ဝင်းကြီးရုပ်တွေပြောင်းတယ်ဘိုးတွေပြောင်းတယ်တထေးတွေပြောင်းတယ်ရွေ့တယ်မြင်းနေတာလေမနေ့ကမှမောင်းသွားတာကားလေးအကောင်လေးဒီနေ့စုံလို့အိမ်မှာရက်လိုက်ရတယ်လေဒါတော့ပြောင်းလဲနေတာနှိမ့်ဆက်လက္ခဏာမထင်ဘူးလားမထင်မောင်းဟာကျောင်းရှိမှာကားတွေကိုလေပြည့်ကျက်ဟာလမ်းလာကားသမားကားလာအစောရက်ထွက်လာခဲ့ရတယ်လေနှစ်ထပ်သုံးထပ်နဲ့ဟိုကမောင်းဒီကရှောင်းတယ်ပြည့်ကျက်ဟိုအဋ္ဌိဒုက္ခအဋ္ဌိဒုက္ခကားမရှိခင်တုန်းကလှဲရင်လေးနဲ့သွားခဲ့တုန်းကအဲ့ဒီစီမတန်းခဲ့ရအောင်ခစ်တွေမိလာတော့ကားတွေဖြစ်လာတယ်စီတွေပြလာတယ်ခစ်တွေမိလာတော့စီကားရှိလာတယ်လွယ်ကူသွားရပါတယ်ဒါရင်စီတွေတစ်ခွက်ရောက်ပါတယ်တဲ့ဟဲ့နွားဆိုဒုံးသူလက်ရင်လေးနဲ့လေလက်ရင်ကြော်လေးနဲ့မလို့လက်ရင်လေးနဲ့သွားခဲ့တာလှေလေးနဲ့လေကိုလှေလေးကိုကောက်လော်တာမလို့ပါဘူးစီမလို့ပါဘူးမလို့လက်ရင်လေးနဲ့သွားခဲ့တာလေကိုအဲ့ခစ်တွေလေအဲ့ဒီခစ်ကနေပြီးတော့လှေတွေလဲတွေခစ်ကနေပြီးတော့ကားတွေဒုံးမြန်တွေဖြစ်လာတယ်ကိုနိုင်ငံခြားခီးမသွားလို့တော်သေးတော့ပြန်လာတာဘာထိုင်းရပြန်လာပြီးတိတ်မကြောက်ဘတ်ဆိုစီပိတ်သွားတယ်ဟောဗျာခက်ကခစ်တီလေဒုက္ခနဲ့ဒုက္ခတော့မှန်ပါပဲဗျာမှန်ပါတယ်ဗျာကျွန်တော်တို့ခက်မှာတော့ဗျာကိုခက်မှာရောက်လာပြီဒုက္ခနဲ့ဒုက္ခတော့လုတ်ခဲ့တာလေအိမ်နေတိတ်မရှိဘူးတိုက်ကြီးတွေမမြင်ဘူးငလင်လှုပ်လို့တေးတာတိတ်မများဘူးအခုရတိုက်ကြီးမြင်လှုပ်ချကုန်းဝကုန်းရောအမြဲတော့ရှိပြီးသားလဲလေးနဲ့သွားတယ်လဲဘဝကြလိုက်တယ်ကျိုးမယ်ပဲ့မယ်ဒါပဲလင်းမောကြတယ်သေမယ်ကြတယ်ဒါပဲနွားပြေးတက်လိုက်တယ်နွားတက်တယ်လဲသွားတယ်ဒီကောင်ပွန်းယုံပဲကားတိုက်သေတယ်ဗျာတေးတယ်ဗျာဆိုတော့လေနွားရှိတာရှိရင်မျက်စာလေးကျွေးရင်သွားတယ်ဗျာအဲ့နွားအခုကားရှိတယ်မျက်ကျွေးလို့မရဘူးဗျာဒါတော့ကောင်းချင်းဆိုချင်းတရားကိုပြောတာပါကားတွေကိုမကောင်းဘူးမဝယ်နဲ့လို့မပါဘူးတယ်လီဖုန်းတွေโอเคတယ်လီဖုန်းကိုဆက်လိုက်တယ်လေတငယ်ချင်းကဟိုဟာဖြစ်နေတယ်လေဟာမလားဆိုပါသွားပြီဘာမှမဆက်တော့ပါသွားတယ်လီဖုန်းလေဘာမှတယ်လီဖုန်းနာမရှိခင်စစ်လို့အဲ့ဒါမတွေ့ဘူးပေါ့ဟိုမှာကောင်မလေး၄ယောက်ပါတပည့်မတွေကျောင်းဆရာမတွေပါသူတို့ကပြန်လာကြတာပေါ့ကွယ်ဆရာမ၄ယောက်ဆရာတော်တပည့်မတွေပါပဲသူကဟိုနင်းပါလဲသူတင်ပေးရတဲ့အရာလေးကို तू ကရှားနေတာဖုံဟိုကောင်လေးကအဲ့ကားထဲမှာတခုပါတယ်ဆိုသူများပြောလိုက်လို့ तू အဲ့လိုအဖြူပါရပါတယ်ဆို तू ကလည်းထအော်လိုက်တာဟာဒီမှာတွေ့ပြီဆိုတော့ခါ तू ကဘာတွေ့ရလဲပေါ့မဟုတ်ဘူးမန तू ကတွေ့တာသူ့တငယ်ချင်းဥစ္စာပေါ်တာကို तू ကအဲ့ဒါတွေပေါ်လာပြီလို့ဓာတ်ပုံတွေတွေ့တာဆိုတော့ဖမ်းသွားတယ်မဟုတ်ပါဘူးကျမတို့ကကိုယ့်ဘာသာကိုတွေ့ပြီပြောတာပါတဲ့တခါလဲတပည့်ကနောက်မှာအဝတ်တွေဘုံနေတဲ့ကို तू လျှော်တဲ့အဝတ်တွေထည့်လာတာဟိုနားမှာအဝဘကုန်းနာကြရဲရဟာနောက်မှာလည်းဘုံနေခါတနတ်တွေနဲ့ပြေးလာဟာမင်းကွာငါဘုံကအဝတ်ထည့်တာပါကွာအဲ့လိုပေါ့ခေတ်ကာလဘုံဆိုတော့ကြောက်လန့်သွားတာဩဒုက္ခစကလုံးလေးတူတာနဲ့မရဘူးလေခေတ်ကာလတွေသဘောကိုပြောတာဟုတ်ပြီနော်ဟဲ့တနတ်ကောပါလားဆိုကြိုက်ထီးကပြန်လဲတနတ်ပြောတာဟောကစက်သားတွေကလာဝယ်မို့ကြိုက်ထီးကတနတ်ကိုပြောတာခင်မိလာတဲ့အခါမှာကောင်းတာတွေလည်းအများကြီးရှိတယ်ဆိုးတာတွေလည်းအများကြီးရှိလာ
အဲ့ဒါကိုအနိစ္စလို့တစ်ခုတည်းနဲ့မှတ်လိုက်ဩပြောင်းလဲနေတာပါလားတွေ့တော့ပြီနော်ပြောင်းလဲနေတယ်လို့ဩပြောင်းနေ changing system ကိုအနိစ္စလို့ခေါ်တာပဲဒီလောက်ဆိုတော့အဲ့လောက်တော့ပေါ်သားအဲ့လောက်ဆိုရပြီအဲ့ဒါလာရောင်ပြာကအနိစ္စတင်ညာဩဗျာမမြဲပါလားမမြဲပါလားဒီလောက်ပြောနေလဲမမှတ်မိဘူးမမြဲဘူးအဲ့ဒါတွေမြဲတယ်မထင်နဲ့ဘုရားကမမြဲဘူးလို့ပြောရတယ်ကိုကမြဲတယ်ထင်တာမင်းတို့ထင်ချက်ကဲကွာပြောတာပြီထင်ချက်ကဲကွာတင်းလက္ခဏာရေးရဲ့နဲ့အနိစ္စကိုနိစ္စလို့ထင်တယ်ထင်ချက်ကဲကွာဒုက္ခကိုဒုက္ခလို့ခင်းတယ်ထင်ချက်ကဲကွာအနတ္တကိုအတ္တလို့ထင်တယ်ထင်ချက်ကဲကွာဘယ်နေရာကစောင့်လဲဘုရားရဲ့တရားကအဲ့ဒီလက္ခဏာရေးသုံးနဲ့ထိုင်ဆောင်လိုက်မိတာပဲ။သွားဘိုးချုပ်ကြီးလည်းမိတယ်တမရာလည်းမိတယ်ဖုံကြီးလည်းမိတယ်သီလရှင်လည်းမိတယ်မလွတ်ဘူးစိတ်ချဒီ point မှာလာမိတာအနိစ္စဒုက္ခအနတ္တဟာပဲညောတုံကကျွန်တော်ဆရာပါအဲ့ချိန်မှာကျွန်တော်ကမြို့နယ်တန်ခါနဲ့ဥက္ကဋ္ဌဆရာကဥက္ကဋ္ဌအရင်အခုသူ့သားတပည့်ရအကောသနာနဲ့ငါ့ဟိုတဲ့ဘွဲလျှောက်ထားတယ်တဲ့ဘွဲလျှောက်တာရေးတာလွဲနေလွဲဆိုဘုန်းကြီးလည်းကိုကဘာမှမပြောတော့ဘူးပြင်ပြီးတော့ရေးပေးဘုန်းဆိုအဲ့ကမှတတ္တမဆိုတည်းကဘွဲထွက်လာပျော်သွားတယ်သူရေးတဲ့တင်တာလွဲလို့ငါအမှပြောင်းရေးပြီးတော့ပြောင်းရေးပြီးထောက်ခံတော့ဘွဲကရတယ်ဟာသူသိပ်ပျော်သွားတယ်ဘွဲမပေးခင်ပြန်တော်မူသွားတယ်ဟုတ်တယ်လေအဲ့ဘွဲမရသွားရှာဘူးဟုတ်လားဟောဗျာမရသွားရှာဘူးဟောသိအောင်ဟောစရာကောင်းတာဟိုဘကမန္တလေးရပဲသိကိုချငါကွာသားလားမင်းကငါတရားဘက်မှာကွာမင်းကငါပွင့်မှာကအဲ့ဘုံကြီးငါ10သိန်းလူမယ်တနာပါလေပြောအဲ့လိုပြောတာသူအက်ကမှာပေါ့နဲ့ဒစိတုံးကြီးနဲ့လေငါပင့်လိုက်တယ်သူပါဠိပါတူစာပညာတတ်ကြီးအဲ့ဒါသိလို့ကျင်တာ तू ကအဲ့နဲ့သတင်းစာတွေတူတော့သူ့ဘွယ်တွေ့တော့ပျော်သွားတာကွာဩတရားဝဲပင့်ကျင်လို့ပြောတာမဟုတ်ပါဘူးကွာဒီဘုန်းကြီးကွာငါပျော်လိုက်တာအသက်လည်း80နာမှအက်ကမှာပန္တိတာဒစိတုံးကြီးနဲ့လေပုံသူ့ဘွယ်ရေးပြီးတော့မင်းကငါပင့်မှာပါဠိပါတူသဆောဘွယ်ပညာတတ်ပေါ့သူ့မြမရရှာဘူးအဲ့ဘုန်းကြီးရပါလိမ့်မယ်ဗျာလို့ကိုကပြောလိုက်တာပြောတော့ဘွယ်ရသွားတယ်ဆရာတော်အဲ့ဆရာတော်ကြီးအဲ့နှစ်မှာနိုင်ငံတော်ကတပေါင်းလာပြည့်နေမှာစဘွဲ့ပေးတဲ့နှစ်အရင်တော့အေးကွာငါကောင်းတာမင်းကြီးငါလာတဲမယ်ကွာငါတို့ကအညာသားဆိုတော့ကွာမိုးကြောက်တယ်ကွာဘုန်းကြီးလို့နေုံလာကိုပြောင်းမယ်ထင်ပါတယ်လို့နေုံလာမိုးတွေကွာကွာငါမိုးတော့ကြောက်တယ်ကွာငါအညာသားဆိုတော့တဲ့တော်လို့ပြောသေးတယ်ဘုန်းကြီးလို့ဟိုတွေပဲပြောင်းရင်ပြောင်းမှာပါလို့အစိုးရလို့ပြောတော့တကယ်ပဲတပေါင်းလာပြည့်ပြောင်းသွားတယ်အဲ့ဘုန်းကြီးကိုကစောင့်နေတာတပေါင်းလာပြည့်တော့တည့်နေမှာဇာပနပြီးသွားတာဟာဝင်းနေတာကိုကသူကဒိန်းကိုလှုပ်ရှင်တာလေတပေါသူစားလေးရောက်တော့တပေါင်းလာပြီးတော့တင်းနေမှာဇာပနပြီးသွားပြီသေရောဒုံးမနဲ့မလုပ်လိုက်ရရှာဘူးမလုပ်ရရှာဘူးလေဟောဗျာဇော်လင်းမှာသေမဘွဲရတာမဟုတ်ဘူးဘုန်းကြီးတွေသေမဘွဲရတာရှိတယ်ဩဗျာဩအနိစ္စရဲ့လို့စိတ်ကတော့မထင်ပါဘူးကဲသူကလေကိုစိတ်မသွားမတွေ့ရဘူးဖြစ်သွားတာဘယ်တော့မှသူဟိုနေဖြစ်လိမ့်မလဲသူတကားတော့မှသူလက်ထောက်ဘုန်းကြီးလည်းကိုမတွေ့တော့မတွေ့ရဘူးဘိုးကောနဲ့သူ့ချစ်တော့အဲ့ဘုန်းကြီးလေးတနာပါတယ်တပေါင်းလာပြီးတော့တဲနေမှာဇာပနပြီးစီခြင်းနဲ့ဟောဗျာသိပြီအဲ့ဆိုတပေါင်းလာပြီးမတိုင်ကလေးသူကိုပြန်တော်မူတော့ဗောပြောလို့တဲ့ဘောအနိစ္စအဲ့ဒါလာရောင်ဖြာတာတာရကာတွေတဲ့ပိုလင်းတဲ့လာမင်းကြီးကအဲ့လာမင်းကြီးလင်းတယ်ဆိုတာဘာအိပဲလဲဆိုရင်အနိစ္စတင်ညာလို့မှတ်ပါတဲ့အဲ့ဒီအနိစ္စတင်ညာကိုပွားလိုက်ရင်ကြံတဲ့ဒါနာလေးတွေသီလာလေးတွေကတာရကာတွေအလင်းအနိစ္စတင်ညာကလာမင်းကြီးအလင်းလာမင်းဖြာလိုက်အောင်ဖြာပြီနှစ်အတေကုပေတတ္တဥပောတရတကလံပိတေနန္နုဘဝန္တိသောလသိစန္ဒပပတာရကာသသဘောတတ္တမဟိနာရိသနရောသဟောသီလကောင်းမလေးတွေလမ်းလျှောက်လာတယ်ဝိသခာနဲ့နင်တို့ဘယ်သွားမလို့လဲသီလယူမလို့တဲ့ဟောနာရီကောင်းမလေးတွေမေးလိုက်တယ်နင်တို့ကဘာရွေးရှိလဲကျမတို့ကတော့တဲ့15နှစ်16နှစ်ဆိုတော့တဲ့ကျမတို့ကလေပြိုတုံးအရွယ်လေးကိုလေယောက်ျားရလို့ရှိရင်ကိုနဲ့သဘောကျတဲ့ယောက်ျားမျိုးလေးလူချင်းတယ်ဟာ तू ကနင်တို့ကရောအိမ်အောင်ကြပြီးကသာမိမကျမတို့ကတော့တဲ့သားယောက်ျားလေးမွေးရင်တယ်ဟိုကြီးမမအဖွားကြီးတွေကတေပြီးလို့ရင်နတ်ပြည်သွားခြင်းနဲ့ဟဲဘုရားရှင်တန်ခေါ်သွားတယ်ဩမြတ်စွာဘုရားရှင်သာသနာမှာသီလလာဆောက်တည်ပြီးတော့လင်းလိုခြင်းလို့ခလေးလိုခြင်းလို့နတ်ပြည်လိုခြင်းလို့ညံ့လိုက်တာပါတယ်လေဘလို့တဲ့လေရှစ်ပါးသီလဥပုသ်ဆောက်တည်ပြီးတော့လင်းလိုခြင်းလို့တဲ့ခလေးလိုခြင်းလို့တဲ့
နတ်ပြည်ရောက်ရှင်လို့တဲ့ဟောဗျာဇာတိဇရာဗျာတိမရဏဒုက္ခတွေငြိမ်းဖို့တဲ့ရည်ရွယ်မှာအဲ့လိုရည်ရွယ်ပြီးသီလစောင့်တည်ရင်အဲ့ဒီသီလစောင့်တည်သူတဲ့ခြေလန်းကလာမင်းကြီးရဲ့ခုနနက္ခတရာ16စိတ်တစ်စိတ်မမိသလိုပဲဆိုရင်သီလရှိတဲ့သူကိုလာမင်းလာရောင်ဖြာဟောခုနကတော့ဗါတယ်လေအနေဆတင်ညာရှိသူသည်လာရောင်ဖြာတာပါဗျာသီလရှိသူသည်လာရောင်ဖြာပါတယ်လင်းပါတယ်ဗျာရမလားနောက်တစ်ခုအပမတော်တဲ့တတိမမေ့တဲ့ပုဂ္ဂိုလ်လာရောင်အမြဲတမ်းဖြာတယ်မင်းတို့ကလေမြင်ရမှလည်းမေ့တယ်ကြားရမှလည်းမေ့တယ်စားရမှလည်းမေ့တယ်သွားရမှလည်းမေ့တယ်မင်းတို့ကလေအမြဲတမ်းမေ့လို့ပါဟုတ်တယ်မေ့လို့ပါမေ့ွက်ကိုရှာရမယ်ဆိုလို့အမလေးဟာမြင်ရမှလည်းမေ့တယ်ကြားရမှလည်းမေ့တယ်စားရမှလည်းမေ့တယ်သွားရမှလည်းမေ့တယ်ဆရာတို့မန်းလေးမှာသာသနာတက်ကတော့ဆိုတော့ဆရာပါမောက္ခတွေဌာနမှုတွေကဆရာတို့နဲ့ရင်းနေတယ်ကောတော့လိုက်ကစမှာကွာတယ်ငါတို့ဆရာဝန်ကြီးဥမမောင်လေးတဲ့အခုတော့ဆရာကြီးလည်းမရှိတော့ပြန်တော့ပြန်တော့မဟုတ်ဘူးကောတော့လိုက်ကစကွာလိုက်သွားတာပေါ့ကိုကငယ်တယ်ပေါ့ကိုကဒုတိယနှစ်လောက်ကျောင်းသားပေါ့ဌာနမှုတွေပါမောက္ခလိုက်သွားပြီးတော့ဆရာဝန်ကြီးဥမမောင်လေးကဦးစင်းနဲ့ဘုန်းကြီးတဲ့တပည့်တော်ပေးတဲ့ဆေးတွေကိုကောင်းတော့လာဟိုနှစ်ခွက်လောက်ကမေ့သွားတယ်ဘုန်းကြီးကအဲ့ဒီမှာဆရာဝန်ကြီးဥမောင်လေးကအပမာရိဏသံမာရိဏကိုပြောတဲ့တမှာကိုတော်တို့ပါဇက်ကအများဆုံးပဲတဲ့ဘုန်းကြီးဘာလဲလဲသီလယူပြီးဘာပြောလဲဆရာလေးတို့အပမာရိဏသံမာရိဏဟုတ်လားဒိဋ္ဌရဏိဏသရဏအပမာရိဏသံမာရိဏအပမာရိဏသံမာရိဏကိုပြောတာကိုတော်တို့ဘုန်းကြီးတွေအများဆုံးတဲ့ဆေးတော့မှမေ့တာအဲ့ဒီဘုန်းကြီးတွေအများဆုံးတဲ့အဲ့ဥမမောင်လေးရှုံးသွားရှာပါပြီဆရာဝန်ကြီးဥမမောင်လေးသူကတော့မင်းကုန်းဆရာတော်ဘုရားရဲ့တပည့်ဆိုတော့အဲ့ဒီဆရာတော်တွေကလည်းမင်းကုန်းဆရာတော်တပည့်တွေဆိုတော့အာမနာပါမနာပြောပါတယ်ဗါတယ်လေအပမာရိဏသံမာရိဋကိုပြောတာဆရာလေးတို့ကျတို့အများဆုံးမေ့တာတဲ့တို့မေ့တယ်တို့လည်းဆရာတို့လည်းသတိတော်ကောင်းပါတယ်ဒါသတိထားရနေမေ့သွားတဲ့အရာလေးတွေရှိပါတယ်အခုနည်းနည်းလေးအခုကျတော့ဘာမေ့လဲဆိုတော့ပါဠိတော်တွေကြက်ထားတယ်တခုမှမေ့ဘူးတရားမမေ့ဘူးနေ့တရက်တွေမသိတော့ဖြစ်သွားတယ်တနင်္ဂနွေတနင်္လာအင်္ဂါမသိတော့စာရေးထားတယ်အခုဆိုတော့26ရက်တရားဟောအဲ့ဒါမရတော့ခဏပြန် remind လုပ်ရတယ်ညောင်လုံးဆရာတော်ဘုရားကြီးရဲ့ဇာပနာကိုအပီးတီသွားသိညူပေးလိုက်တယ်ဆရာတော်ဘုရားအခုကျေးဇူးနိုင်ငံတော်သံဃာမာနကအကျိုးတော်တော့ပင်လည်းပင်မှန်းတော့တယ်အိပ်ပျော်သွားတယ်အဲ့မှာနိုးလည်းနိုးဘုရားလေးရှိခိုးရေချမ်းလေးကစီမီလေးပူစောတပည့်လို့တဲ့ပုဂ္ဂိုလ်ကလည်းသိသိချာပြီးရင်ပြောဘုန်းကြီးဘုရားတဲ့တယ်လီဖုန်းနဲ့ဘုန်းကြီးတပါဘာလဲကွာနေငါမဖျားရှိကုန်နေတယ်ကွာဘုရားဟုတ်ဘူးတဲ့တရားဝဲတဲ့ဟာရှိတဲ့မြတ်ပြည်ဇောတိကာယုံတိုင်းတန်ဟာတော်သေးတော့ဗျာဆရာတော်ကြီးတွေကလေဟာရှက်လိုက်တာဗျာဆုံးစားလို့မရဘူးဖြစ်သွားတယ်မနေ့9နာရီတရားဝဲ10နာရီဝဲမှာတယ်လီဖုန်းဆက်တာဆရာတော်ဘုရားတဲ့ဘယ်နေရာကျူအောင်မလဲကြောင်းမထွက်ရသေးဘူးသိပြီဟာအဲ့ဒါတော့ဒီပေါ့ဗျာမနေ့ကညောင်လုံးဆရာတော်ကြီးဇောင်းတော့ဘုန်းကြီးတွေအကုန်လှည့်ပြီးကြော့တယ်ဆရာတော်ကြီးတွေကအဲ့ဒီမှာသက်80ကျော်ဆရာတော်ဘုရားကြီးတပါသူကတော့စိတ်တော့မဆိုးပါဘူးသူစတာထိုင်လိုက်သူကမျက်နှာတော့ဘယ်ကောင်းမလဲဘုန်းကြီးကမနေ့ဆွဲရစောင့်နေရနှစ်ချက်တနာရီတို့နှစ်နာရီမှာတရားဟောပြတူတာလေ10နာရီခွဲမှာမင်းလာအုပ်ဖို့သွားရမှာလေဟာသေဟာပြီးတော့နှစ်နာရီနဲ့မရောက်ဘူးဘလို့မောင်းမသိကားသမားလည်းမခေါ်ထားဘူးဒရိုင်မာလည်းမရှိဘူးဘလို့ကားငါမလို့ဟောတွေ့တဲ့ကားခေါ်ကွာဆိုရတွေ့တဲ့ကမကားတာပြီးအဲ့လိုမျိုးတစ်ချိန်မဲမေ့ဘူးပါတယ်အဲ့တစ်ချိန်မေ့သွားပြီးခဲ့အဲ့မှာအုပ်ဖို့အဲ့တရားရေးသက်ချတာပေါ့နော်ဆရာတော်ဘုရားကြီးတွေအဲ့ဒါနဲ့အဲ့ဒီ80ကျော်85နဲ့ဆရာတော်ဘုရားကြီးတွေပါသူအရင်သွားကြတော့ဘုရားတရားကြည့်ပြီးတော့ငါတဲ့ကောသံလာဓမေစီတို့သိချစ်တယ်တဲ့အားမတော့မမြင်ဘူးတဲ့မင်းတော်ချိုးတဲ့ကိုတော်လေးပဲမလီဝင်းနေတာပါအဲ့လိုတွေပြောလိုက်တော့ငါကွာတဲ့အတန်လေးပဲကြားဘူးလားဆိုဒါပဲသိတဲ့မနဲ့တရားငါနေနေတာတဲ့တရားနာရှင်လို့တဲ့နောက်ကြတယ်တဲ့ပြန်မယ်တဲ့ဒီမှာဘုရားကျန်တဲ့ဘုန်းကြီး100လောက်ကတရားနာတယ်တော်သေးတယ်အဲ့ဒီဘုန်းကြီးကတော့ပြန်သွားတယ်ငါပြန်နေဆိုစိတ်ဆိုးလို့မဟုတ်ပါဘူးကွာတဲ့ငါစာဝါချเสียရှိလို့တဲ့9နိုင်မှာငါစာဝါချမယ်ငါပြန်မယ်အစတည်းပေါ့နော်အဲ့လိုဆိုတော့တဏှာကြီးမှာစာဝါချမယ်တဲ့ငါပြန်မယ်ဆိုတော့တင်မဖះဆိုပြီးတော့တဏှာကြီးခွဲလောက်မှတရားဟောပြတယ်ပေါ့အဲ့ဒီဆရာတော်ဖះကြီးတွေကမနဲ့တည်းကနေစိတ်လက်ချမ်းသာနဲ့တရားစောင့်ပြီးတော့အကုန်အပါးစီကြောတောင်းမှန်တာပေါ့မေ့လိုက်တယ်
အပမာလားလာရောက်မဖြာဘူးဖြစ်သွားမျက်နှာလည်းစိတ်မကောင်းတော့ဘူးပေါ်မဲ့တရားတော်ဖြောက်မတက်ဖြစ်သွားဘဝတစ်လျှောက်လုံးမှာအချိန်တစ်ခါမှအသက်60ကျော်ပြီအမြဲတမ်းမှတ်ဉဏ်ကောင်းတယ်မေ့တာမရှိကြဘူးတစ်ခါမေ့သွားအဲ့တစ်ခါတောင်ဝဲကဟိုမှာဆရာတော်တွေအကုန်ဆုံးနေဗျာတဲ့တကယ်တန်ခါနကမှာအကုန်လုံးဖုံးပြီးအကုန်ဆုံးဟာပေါ်မဲ့ဓမ္မဂရိကအခုမှအဲ့ဒါနဲ့ကော်ဖီလေးကိုတငုံလားတောက်တယ်ပြစ်ဆိုပြစ်ချပြီးတော့သင်္ကန်းပခုံးပေါ်တင်ပြီးရေတော့ဖို့ရှူးဖို့မသတိမရတော့ဘူးအမေ့သွားမရတော့ဘူးမောင်းစားဟာဆိုအဲ့ဒါကော်ဖီလေးတငုံပဲတောက်သေးတယ်အဲ့ဒါနဲ့ဘုန်းကြီးဖြစ်သွားတယ်မေ့လိုက်တယ်မေးလိုက်တော့လာရောက်မဖြာနိုင်တော့ဘူးလမ်းကပုတ်ဖမ်းသွားတာဒီချိန်တစ်ခါမှမမေးခဲ့ဘူးမေးတဲ့ဝါသနာတွေကိုလို့ပလီမောကနေမြင်ရမှလည်းမမေးနဲ့ကြားရမှလည်းမမေးလို့အချိန်များစွာပြောခဲ့ဘူးတယ်ကျွန်တော်ကိုယ်တိုင်မေးခဲ့သွားတယ်ဒီချိန်တော့မဖြစ်အောင်လို့သတိအမြဲတမ်းသတိပေးပါသတိပေးပါအဲ့ဒီအပမရတရားကလာရောက်ဖြာတာရပြီနောက်တကလေးစန္ဒပပသူရိယပပအေဂိပပပညာပပလာရောင်ဖြာတာရဲ့နေရောင်ဖြာတာရဲ့မီးရောင်ဖြာတာရဲ့ပညာရောင်ဖြာတာရဲ့ပညာရောင်ဖြာပါစေဟောပညာအဲ့ဒီလာရောင်ကပညာအကောင်းဆုံးငါမေတ္တာစိတ်တ္တသုဘာဝိတ္တကလံပိတေနာနုဘဝန္တိသောလသိစန္ဒပပတာရကကနာဝသဗ္ဗေလာပြန်ပြီမေတ္တာနှလုံးရှိထားတဲ့မေတ္တာစိတ်တွေရှိတဲ့ပုဂ္ဂိုလ်ကလေကျဲတာရနက္ခတ်တွေဝိုင်းပြီးခစားတယ်လို့ပဲတဲ့အဲ့လာရောင်ကြီးအောက်မှာကျဲတာရရဲ့ကျဲရီတာရရဲ့အယောင်ကပျောက်သွားတယ်လို့ပဲတဲ့ပြီးသွားပြီမေတ္တာတရားလေးရှိလိုက်ရင်ပြီးသွားပြီဟာမင်းတို့ကတချင်းလေးတော့ဆိုတယ်ကွာစိန်ရွှေငွေရတနာနီလာပလဲမင်းတို့ဆိုတာလေစီကဆွဲမလှမယ်မတင်နဲ့အလှဆိုတာရဲ့စင်မြဲသင်္ခါရပဲကွယ်မင်းတို့ဆိုတာနော်ယောသားသိမ်မယိုးဘူးလူတွေကယောသားသိမ်မွေးသဘောကဖြူစင်လောကတခွင်လှဆင်နိုင်လိမ့်မယ်ဘုန်းကြီးဆိုတော့မကောင်းလို့နဲ့အတန်နဲ့ရှော့လိုက်တာမင်းတို့ဆိုနေကြသူငယ်ငယ်လေးတွေကဟုတ်ပြီနော်ရှင်တဲ့ကလာကရေးတယ်စမြဲရှင်တဲ့ကအလှကိုထားစမ်းပါလူတွေကိုဘာဖြစ်လို့မုန်းကျင်ရတာချစ်တတ်စမ်းပါလူတို့နှလုံးသားမုံမဘဝလို့ပဲမြတ်တာဆွဖြန်းချစ်ပန်းလိုင်းစီဘာလို့မုန်းကျင်ပါလဲကွာစဉ်းစားကြည့်သူလဲခန္ဓာဝင်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးကိုထန့်ထားဒီခန္ဓာဝင်ထန့်တာ၄ပါတယ်စာဝတ်နေရည်တွေလုံနေရတယ်အဲ့ဒီစာဝတ်နေလုံနေရတဲ့ခါမှာငါတို့တွေ့နေတယ်လေကားတွေကိုကတော့သွားခြင်းမီလေးတရားဝဲအရေးကြီးတယ်မလုံရဘူးသားလေးလက်လေးပြပြီးတော့လက်ထားမနဲ့မိုးလေးနဲ့စောင့်နေတာစိတ်တုန်နေတာအဲ့ဒါလေမင်းတို့ငါလာတာမင်းတို့ဝိုင်းပိတ်လိုက်သေဝါမှာဗျမနဲ့မိုးလေးနဲ့ညဟိုနေ့ဘကိုးကပြန်လာတဲ့7 နာရီကားလေးတန်းစီနေတယ်ကိုချင်းစားလိုက်လေကိုချင်းစားလိုက်ပါလားကိုချင်းစားတာမေတ္တာတရားပဲအဲ့ဒီကိုချင်းဆိုင်ရင်လာရောင်ဖြာတယ်ဗျာမေတ္တာစိတ်တ္တသုဘာဝိတ္တမေတ္တာစိတ်ကိုကောင်းစွာပွားရသောပုဂ္ဂိုလ်ဤစိတ်နှလုံးသားသည်စန္ဒပပတာရကကနာဝတ္တပေကောင်းရမှာရှိတဲ့တာရကနက္ခတ်တွေအကုန်လုံးတဲ့လာရောင်ဖြာပြီးတော့ကလံပိတေနန္တုဘုန်းဤသောလတ္တအဲ့ဒီလာရောင်ကြီးမှာရှိတဲ့16စိတ်ကိုဒစိတ်တော်မမီဘူးတဲ့ဗျာဟောကဲလာရောင်ဖြာတဲ့ပုဂ္ဂိုလ်တွေကြက်ကြက်နာပြောခဲ့ပါတယ်စန္ဒုပမသုတ်တံတဲ့အဲ့ဒီကနေယူလိုက်တာလာမင်းပမာကျင့်30ရဟုတ်ဗျာလာမင်းပမာကျင့်30ရအဲ့ဒီရဟန်းတော်တစ်ပါးလို့တို့စာလဲရေးခဲ့ပြီးပဲအဲ့ဒီပရိပတ်8ဖြာဆိုပြီးစာအုပ်လဲထုတ်ပြီးပါပြီစာရေးထားပြီးပါပြီနန္လကပရိပတ်အမျက်ဆုံးအဲ့ဒီနန္လကပရိပတ်ပြီးရင်တုဝရကပရိပတ်နန္လကပရိပတ်ဆိုတာမောနေရအချင်းကျင့်တဲ့ကိုတော်မြတ်စကားမပြောဘူးရှာကြိုက်ထားတယ်အတူကမှဝစီပိတ်ဆိုတာတစ်ပါးပဲရှိတယ်အဲ့ဒါတကယ်ဝစီပိတ်တာအဲ့တော့သာသနာမှာဝစီပိတ်တယ်ဆိုတာတစ်ပါးပဲရှိတယ်ဘယ်သူလဲနာလကမထေဆုံးခံလို့အရှင်မရဘယ်ရွာမှာသတင်းသုံးတဲ့မပြောဘူးရှာကြိုက်ထားတယ်ဖះကိုလည်းတစ်ချိန်ပဲတွေ့တယ်တရားလည်းတစ်ချိန်ပဲနားတယ်ဆုံးခံအိမ်ရှိမှတစ်ချိန်ပဲရက်တယ်မတ်တက်ရက်ပြိဋိမဆိုတာတစ်ပါးပဲရှိတယ်အဲ့ဒါကနာလကမောနေရပြိပတ်ခြင်းနဲ့အမျက်ဆုံးဖះရှင်ပြီးလို့ရှိရင်ဒီပုဂ္ဂိုလ်မျိုးကတဆူပဲအဲ့ကသာဝက2ပါးပေါ်တယ်မောနေရခြင်းက1ပါးပဲပေါ်တယ်အဲ့သူကျင့်တဲ့အခြင်းကိုနာလကပြိပတ်တစ်ပင်မှာတစ်ချိန်ပဲထိုင်တယ်ဆုံးခံကြွားရင်တစ်ခါပဲဒီတင်းရှိကိုနောက်နေမကြွားဘူးဘသူကမေရှာကိုကြိုက်ထားတယ်စကားမပြောဘူးအဲ့ဒီနာလကပရိပတ်ဝစီဘိတ်ကျင့်တဲ့တပါးရှိတာသာသနာမှာအဲ့ဒါနာလကပရိပတ်
တုဝတကပရိပတ်မြန်မြန်လောက်ရမယ်စန္ဒုပမပရိပတ်လာမင်းပမာကျင့်ရမယ်ရထဝဏိတပရိပတ်အနုပါဒဥပါဒနဲ့ဥပါဒကင်းအောင်ကျင့်ရမယ်မဟာဂောသိင်္ဂပရိပတ်ဂောသိင်္ဂထဲမှာနေတဲ့တပည့်တော်တို့သည်အတ္တနောမိမိရဲ့စိတ်တန်စိတ်ကိုနေခိပေရထားပြီးပရိသန်သူသားတွေစိတ်တန်စိတ်ကိုအနုဝတ္တရကိုယ်စိတ်လေးကိုထားပြီးတော့သူများစိတ်နဲ့နေတာတဲ့ဟာသိငြိမ်းချမ်းတာပဲဒါပဲကိုယ်သဘောကြီးပဲရှေ့တန်းတင်မငြိမ်းချမ်းဘူးသူများဘက်ကိုကြည့်ကြည့်လိုက်သိငြိမ်းချမ်းတယ်နေလို့သိကောင်းတယ်ဟိုမှာညီငယ်ညီမငယ်တွေလင်းနေမယားတွေတခါတည်းပြောခဲ့လိုက်မယ်လင်းနေမယားတွေမှာဇနီးမောင်နှံတွေချစ်သူတွေခိုင်မြဲခြင်းကိုယ့်ဘက်ကမချိနဲ့ကိုယ့်ဘက်ကိုချစ်ကြည့်လိုက်ငါတရားတယ်လည်းခေါ်ခဲ့ဘူးတဲ့အမေတော်တင်လာဦးသန်းမြင့်နဲ့တော်တင်လာကုတ်ကျုပ်ကအမေကပတ်စံသိမ့်မမောတယ်အဖေဦးသန်းမြင့်ပတ်စံတွေကုန်ပေးလိုက်တယ်မရွှေတင်ကိုမင်းကိုပတ်စံတွေနှစ်ချက်လောက်တယ်ဘာလို့လဲတဲ့အဲဒီသူ့ယောက်ျားလိုမေးတာဟိုကိုမြင့်သပင်ညက်မယ်တဲ့လက်ဖေးတောက်မယ်ဤကြကွေးလေးလက်ဖေးငါမူဤကြကွေးငါမူရော့တကြရှင်းကောင်းကသပင်ကပါပါလေးလေတဲ့ကိုသိန်းဦးသိန်းနဲ့သပင်ညက်ဆိုင်ရတောင်းကလာရသဝတီလာမှာရှိပါတယ်အဲ့ဒါဦးသိန်းနဲ့ရှင်နဲ့ခင်တယ်လေတဲ့ရှင်းသပင်ကပါပါလေးတဲ့ငါမူနဲ့ပြောပြီးညက်ပါလားတဲ့မရွှေတင်ရဲ့တဲ့ကိုမင်းကလူကြီးလေတဲ့လူကြီးတစ်ချက်ကလေးငါမူလေအိုးတဲ့ကိုနဲ့ခင်နေတာပဲပြောရင်ရမှာပေါ့တဲ့သူမိမကိုဆက်မပြောတော့တစ်ချက်ခွဲယူပြီးထွက်သွားဦးသန်းမြင့်ညီမတို့ညီတို့မင်းတို့အဲ့လိုပေါင်းသားနေသမ်းမှာဒီဦးသန်းမြင့်ဘာလုပ်လဲလို့ဒီကွာသနာကိုတော်လောင်းလေးကလိုက်ကြည့်တာအဲ့ဒီရသဝတီလားတောင်းကလားရသဝတီလားဦးသိန်းဆိုင်ဦးသိန်းကတစ်ချက်ပေးရတာဗောလူကြီးတစ်ချက်လေဦးသိန်းဆိုင်ကိုတစ်ချက်ပေးဆက်ညှက်လိုက်တယ်ရှေ့ရလက်ဖေးချိန်သွားပြီးတော့ငါးမှုလက်ဖေးတောက်ပြီးတော့ဤကြခွေးမစားပဲပြန်လာတယ်ဒေါ်တင်လာသေသွားတဲ့ထိမသိဘူးသူ့ယောက်ျားနောက်တစ်နေ့နောက်တစ်ပတ်လည်းတစ်ချက်ခွဲပဲသူရတယ်ထင်သွားတာမဟုတ်ဘူးဟိုလူကသူ့ရဲ့အခွင့်အရေးကို all right ကိုslunt လိုက်တာတဲ့သွားတယ်လေလင်မယားညောင်စကားမင်းရလဲကွာညမလားကွာမင်းရောက်ဟာစကားများမယ်မပြောဘူးမပြောတော့တစ်ချက်ခွဲတောင်းလိုက်တယ်တပတ်တည်းအဲ့ဒေါ်တင်လာသိလိုက်တာကကိုသိန်းကငါးမှုနဲ့သူ့ယောက်ျားကိုညှက်ပေးတယ်နော်မဟုတ်ဘူးကိုသိန်းကတစ်ချက်လက်ဖေးငါးမှုဤကြဝဲငါးမှုမတော့ပြန်လာတာပြီးသွားမတဲ့သွားပြီသူမိမနဲ့ဦးသန်းမြင့်နဲ့ဒေါ်တင်လာတဲ့တယ်ဗျာတခါမှစကားမရဘူးပြီးသွားပြီအဲ့တော့ဒေါ်ရွှေတင်ကသူ့ကိုယောက်ျားကတစ်ချက်ခွဲနဲ့ပြေစုံနဲ့ထင်တာမဟုတ်ပါဘူးခင်ဗျာလက်ဖေးတောက်ပြီးဤကြခွေးငါးမှုမစားဘဲနဲ့ပြန်လာပါဗျာကိုယ်တိုင်တွေ့ခဲ့ရတာပါဗျာဩအဲ့တော့သိလိုက်ဦးသန်းမြင့်လို့နှလုံးသားထားလိုက်ရင်ဒီရီသမီးသားတွေဒီချစ်သူတွေဒီလင်မယားတွေမတည့်စရာမရှိတော့ဘူးစကားများစရာမရှိတော့ဘူးပြီးသွားပြီပတ်သိမ့်သွားငွေလေးငါးမှုနဲ့စကားမများဘူးကျန်အဲ့ဒါပဲတပည့်တော်တို့ဟာတဲ့အတ္တနောမိမိရဲ့စိတ်တန်စိတ်ကိုနေကိပေးရထား၍ပရိသန်သူတော်တို့နဲ့စိတ်သူတော်တို့စိတ်တဲ့အနုဝတ္တရသူတော်ရဲ့စိတ်ကိုလိုက်နာနေပါတယ်တဲ့ဂောသိင်္ဂပရိပတ်ဦးသန်းမြင့်ကျင့်သုံးသွားတယ်ဗျာဟောဗျာကျင့်သုံးသွားတယ်ကျင့်သုံးသွားသူ့မိမကိုသူချစ်တယ်လေကျင့်သုံးသွားတယ်ဘယ်ကပြန်လာစားတယ်ဆိုအမြဲတမ်းပါတယ်ငါနဲ့တော့သိမတည့်ဘူးပေါ့ငါသားလေးမိနဲ့သွားကတ်လိုက်မေးရဲ့အဲ့ဒီမုတ်ကိုမကုတ်ဘူးနော်ကိုသန်းမြင့်ကသူ့မိမကိုကြွေးနေတာငါတော့ကတ်ပြီးလက်ဖေးလေးဝဲလာတယ်ခိုးပြီးတော့မိမကိုတိုက်မေးသားလေးပကံဆေးမယ်နော်မင်းကခြံထားတယ်ဒေါ်တင်လာကလည်းငါအကြောင်းသိတော့အဲ့လိုငါသွားလုပ်တယ်မင်းအဲ့ခေါက်ဆွဲကြော်ကြီးကုံနော်တော့ခြံထားတာဗောနင်းငါ့မကြိုက်ဘူးကိုသန်းမြင့်ကသူ့မိမအတွက်အမြဲတမ်းပါတယ်ထိုးတယ်ဘယ်တော့မှမပါဘူးဟာအဲ့လိုချစ်တာငါလည်းရအောင်ဆိုသားလေးမိမအောင်သားလေးငါနားပါတယ်လက်ကလေးနဲ့ကုတ်ပြီးမရွှေတင်ခေါက်ဆွဲကြော်အဲ့အကြားလိုက်ဘာစားလိုက်တော့မိသားသမင်းစားရမနဲ့မဝညနေမဝတာဒေါ်လာကျွေးပြီလေခွန်ပြီလေအဲ့လိုငါလှုပ်တယ်ငါလည်းငါတော်အချင်းပုတ်တယ်ငါဥကောတန်လားမကောင်းဘူးနော်အဲ့လိုဆိုတော့အဲ့ဒီလိုယောက်ျားမျိုးဘယ်သွားအဝဲအထက်စားရဆိုအမြဲတမ်းပါတယ်ဩလှေကားသုံးနေစင်းလူယိုဖြစ်တယ်ဆိုတဲ့ညီတော်တို့မလုပ်ပါနဲ့နော်မလုပ်ပါနဲ့အမေတ္တာတရားသိသွားပြီဂောသိင်္ဂပရိပတ်လို့ခေါ်ပါတယ်ကွယ်နောက်တစ်ခါမဟာတုံညတပရိပတ်အဲ့လိုပရိပတ်တွေကစန္ဒုပမပရိပတ်လာမင်းလေးအဲ့လာမင်းလေးကဘာလဲတဲ့၃ချက်ရှိပါတယ်ကွယ်မှတ်ခဲ့လာမင်းရဲ့အချက်လက်၃ချက်ရှိတယ်ကွယ်မှတ်ခဲ့ကွာနော်ပေးသားကြီးလာမင်းရဲ့အချက်လက်၃ချက်ရှိတယ်တိမ်တိုက်ထဲကနေကင်းပြီးတော့တိမ်တိုက်မှာလွတ်ကင်းတဲ့လာမင်းပမာကျင့်သုံးပါနော်အဘမௌဒ္ဒစန္ဒသမဝိဟရန္တိနော်တိမ်ထဲကလွတ်ကင်းလိုက်တဲ့လာမင်းလေးပမာကျင့်သုံးပါလာမင်းလေးဖြားတယ်ဘလို့ကျင့်သုံးမလဲလို့မေးတယ်
သမ္မာသမ္ဗုဒ္ဓိသာဓမ္မံဒေသင်ဒီပုရဒေါထိတော်မြတ်စွာဘုရားရှိရမြတ်စွာဘုရားတရားဟောတော်မယ်ဆိုလို့ရှိရင်ဘုရားရှင်ကတင်စားလိုက်တဲ့အခါမှာဟောအေးတတ္တဝါတွေကြည့်လိုက်တယ်တတ္တဝါတွေကြည့်မြတ်စွာဘုရားတရားဟောတော်မယ်အဲ့ဒီတရားဟောတော်မယ်ဆိုလိုက်တာနဲ့စัจ java ဝါဒမှာရှိတဲ့နတ်တွေလာစုဝေးတယ်စုဝေးတဲ့အခါကျရင်မြတ်စွာဘုရားကငါ့ကိုကြည်နေတယ်တရားအခုမင်းတို့လိုပေါ့တရားဟောလိုက်တာနဲ့ဘုရားကသူ့တရားသူဟောတာဒါလူတိုင်းဘုရားကသူ့ကိုကြည်နေတယ်လို့မြင်တယ်အဲ့ဒါစန္ဒပပါလာရောင်နဲ့တင်စားတာပါဟုတ်ပြီနော်စန္ဒသမဂိတာဗုဒ္ဓတဲ့မှတ်ခဲ့မြတ်စွာဘုရားတို့မြည်သည်လာရောင်နဲ့တူတယ်တဲ့ကွယ်တို့ရဲ့ဟောစန္ဒသမဟိဗုဒ္ဓဘလို့ကြောင့်လဲတဲ့စံတော်လာမင်းကြီးယထာစံတော်ဂဂနကမစ္စေကောင်းကင်အလယ်မှာထိတော်တီလိုက်တဲ့အခါမှာလာမင်းတီလိုက်တဲ့အခါမှာလာမင်းမော့ကြည့်လိုက်ကြည့်တဲ့လူတွေရဲ့မျက်နှာအဲ့လာမင်းကိုမင်းတို့ကြည့်နေတယ်လို့မင်းတို့မြင်နေတယ်လို့ခံစားရတယ်တဲ့လက်ရောင်ကြည့်လိုက်မော့ကြည့်လိုက်ဟိုးအမေရိကမော့ကြည့်လဲအမေရိကဒကမတွေကိုအဲ့လာမင်းကြီးကြည့်နေတယ်တန်လင်ကကြည့်လဲတန်လင်ကကြည့်နေတယ်ရန်ကုန်ကနေပြည်တော်ကဟိုးဖြတ်ပုံကဒေးတွေကလာမင်းကြီးကိုမော့ကြည့်လိုက်ရင်တဲ့အဲ့ဒီလာမင်းကြီးကလူတိုင်းမကွေးရသူတွေပခုတ်ကူရသူတွေကရင်ပြည်နေရသူတွေကချင်ပြည်နေရသူတွေတိုင်းနေပြည်နေအသီးသီးရလူတွေသူတို့အဲ့လာမင်းကြီးကိုလူတိုင်းကသူ့ကိုကြည့်နေတယ်ထင်တယ်လို့ပဲတဲ့မြတ်စွာဘုရားရှင်တရားဟောရင်လေအဲ့တရားဟောတဲ့သူအလုံးကဘုရားကသူ့ကိုကြည့်ဟောတယ်လို့အဲ့လိုထင်တာတဲ့ဒါဂုဏ်တစ်ခုပဲဒါစန္ဒသမကိရဗုဒ္ဓမြတ်စွာဘုရားတို့မြည်သည်လာမင်းကြီးနဲ့တူတယ်တဲ့တရားတော့ကိုယ့်ကိုဟောလိုက်တာပဲတဲ့ဟိုသီလရှင်တွေရတယ်ဟိုမျက်မှန်တဲ့သီလရှင်ကသူလောဘတွေကြီးနေတယ်ကွာဒေါသတွေကြီးနေတယ်အဲ့ဒါမြတ်စွာဘုရားမေတ္တာတရားဟောရင်ဩငါဟောတာငါဒေါသတွေလျှော့ရမယ်လို့အဲ့လိုပြောတယ်ဥအောင်တန်းကြီးကမောဟတွေအိမ်ငိုက်နေတယ်အိမ်ငိုက်ခြင်းကမကောင်းဘူးထိနာမိတယ်ဖြစ်တယ်ဟောသူဟောတယ်လို့ထင်တယ်အဲ့လိုပြောတာသန္ဓသမဟုတ်ပြီနော်လာမင်းမှာ၃ချက်ရှိပါတယ်တဲ့ဘယ်လို၃ချက်ရှိလဲအချင်းချုပ်ကချက်သားတို့အပက္ခသေဝကာယံအပက္ခတစိတ်တံဟောချက်သားတို့နိဒနာဘဝတန်ရုပ်ပါဠိတော်စန္ဒုပမာဘိက္ခဝေချက်သားတို့စန္ဒုပမာဘိက္ခဝေကုလာနိလာရောင်ဖျားအသင်းရတကားအသင်းသူအသင်းသားတို့ဒီဆွေတွေမျိုးတွေကုလာနိအသင်းသူအသင်းသားတွေပြည်သူပြည်သားတွေကိုတိုင်းသားပြည်သူတွေကိုဆက်ဆံတော့မယ်ဆိုရင်ဟုတ်ပြီနော်အပက္ခတစိတ်တံနေဆာနဝကကုလေသူအပ္ပဂဗ္ဗ၃မျိုးဟောခဲ့ပါမယ်စန္ဒုပမသုတ်တာတိကိုယ့်ရဲ့အသင်းကြီးကိုလာပြီးတော့ချင်းကတ်တယ်လာပြီးအကူကြီးတောင်းတဲ့ပုံကိုယ်တွေကိုအပက္ခတကာယံစိတ်တံတဲ့ဟောကိုယ်နဲ့စိတ်ကိုထိန်းချုပ်ပါတဲ့ကိုယ်နဲ့စိတ်ကိုထိန်းချုပ်ပါပြီးသွားပြီဒါပဲကာယကံလေးကိုထိန်းချုပ်မယ်ဝစီကံဝစီကံကိုထိန်းချုပ်မယ်မနောကံကိုထိန်းချုပ်မယ်ကိုယ်နဲ့စိတ်လောက်လိုက်တဲ့ပုဂ္ဂိုလ်တခုဟောကစရင်လေးလာသွန်းတယ်ကွာဘိုးဆောက်ရေးလိုက်တယ်ကာယကံကိုမထိန်းချုပ်တာစိတ်ထဲရနေမပါတာဝစီကံမနောကံကိုမထိန်းချုပ်တာအဲ့တော့ကာယံကိုယ်ကိုယ်တော်၎င်းစိတ်တန်စိတ်ကိုယ်တော်၎င်းအပကတ်သေးဝထိန်းချုပ်ပါကိုယ်စိတ်နှစ်ပါးကိုထိန်းချုပ်တဲ့တရားလေးအဲ့ဒီကိုယ်စိတ်နှစ်ပါးကိုထိန်းချုပ်တဲ့တရားလေးကိုကုလာနိကိုယ်အသင်းသူအသင်းသားနဲ့ဆက်ဆံလာတဲ့ပုံကိုယ်ဒီပုံမှာဆက်ဆံလိုက်ရင်လာရောင်လေးဖြာရရောက်ပါတယ်တဲ့ရပြီနော်ပေါင်းတိုင်းကိုယ်အသင်းကိုလာပြီးအကူကြီးတောင်းမယ်ဟုတ်ပြီနော်ပရဟိတပရသူတော်ဘာဟိတဇီးဘွားပရဟိတဆိုတဲ့ဗြဟ္မစုဖြစ်သွားပြီပရဟိတသမားရဲ့နှလုံးသားမှာမေတ္တာရှိတယ်ချစ်တတ်တယ်ဒါအကူကြီးတောင်းကိုတနာတတ်တယ်သူအောင်မြင်သွားတယ်သူအဆင်ပြေသွားတယ်မုရိဒဝမ်းမြောက်တယ်ဟုတ်တယ်နော်ဟိုအသက်ငယ်နေတဲ့လူတယောက်ဆေးုံလိုက်ပို့တယ်သေသွားတယ်မတတ်နိုင်ဘူးဥပ္ပခဒါတော့မတတ်နိုင်ဘူးဥပ္ပခနှလုံးသားပဲဆေးရုံသွားပို့လိုက်မယ်မေတ္တာကရုဏာမုဒိတာလုပ်ပြီးသေသွားတယ်မတတ်နိုင်ဥပ္ပခပဲဒါတော့ကုညီတဲ့နာကုညီမယ်အဲ့အတွက်ဝင်းနေမနေနဲ့ဥပ္ပခနော်မေတ္တာချစ်တတ်မယ်ကရုဏာသနာတတ်မယ်ကိုလုပ်ပေးလို့အောင်မြင်သွားရင်မုဒိတာဝမ်းမြောက်မယ်လုပ်ပေးပါလျက်ခင်နဲ့အလောက်ခံတဲ့ပုဂ္ဂိုလ်ကကျေးဇူးမတင်ဘူးဥပ္ပခဘာအဖွဲ့ပြောသမှာအဖွဲ့သားတွေဟိုလို့လက်ညှိုးထောင်သမှာအဖွဲ့သားတွေဟာပြောသမှာဟိုနီးတဲ့လူကမထောင်ဘူးအဖွဲ့သားတွေဘာလဲလဲဆောင်ရွက်ပေးလိုက်တဲ့မှာမေတ္တာရှိရှုမယ်သနာကျင်တဲ့ကရုဏာနှလုံးသားထားမယ်ဆောင်ရွက်ပေးလို့အောင်မြင်သွားရင်မုရိဒာဖြစ်မယ်မချစ်နဲ့ဘူးကျေးဇူးမတင်ဘူးရှိတတ်တာဗော
လူတွေပဲဟာပုရုဇဉ်လူသားတွေပဲလှုပ်ပေးပါလေနဲ့ဆောင်ရွက်ပေးရတဲ့အကောင်းမပြောဘူးအဲ့ကျရင်ဘာနှလုံးသားလဲဥပက္ခနှလုံးသားစတာဘာနဲ့စမလဲလာရောင်ဖျားတို့ဒီမေတ္တာနဲ့လာရောင်ဖျားတယ်ကရုဏာနဲ့လာရောင်ဖျားတယ်မောရိတာနဲ့လာရောင်ဖျားတယ်ချစ်ချစ်ခင်ခင်နဲ့ဆောင်ရွက်ပေးတဲ့မေတ္တာသူတို့ဘာမှကျင်နာသနာတဲ့ကရုဏာဆောင်ရွက်ပေးလို့အောင်မြင်သွားတဲ့ဝင်းမြောက်တဲ့မောရိတာလှုပ်ပေးပါလေနဲ့အကောင်းမပြောဘူးမကျင်နဲ့ဘူးအဲ့ပရိဒတ်တရားလေးမျက်နှာလိုက်တယ်ကိုအောင်တိုင်းကျတော့တထေးမလို့သူဓမ္မမဏိဇောတဒရမလို့ပြောတယ်အဲ့ဒီပြောတဲ့ခါကျရင်ပြန်မတုံ့ပြန်ပါနဲ့ဥပက္ခနှလုံးသားထားမယ်လက်လူရှုပေးလိုက်ပါဟောမေတ္တာဥပက္ခနှလုံးသားကရင့်တယ်မြတ်တယ်နော်မေတ္တာချစ်လွယ်ပါတယ်ကရုဏာသနာလွယ်ပါတယ်ကရုဏာနည်းနည်းလေးပိုခက်လာတယ်မုဒိတာဝမ်းမြောက်ဖို့ခက်လာပါတယ်ဥပက္ခပိုခက်လာပါတယ်အစဉ်တိုင်းခက်သွားပါတယ်အဲ့ဒီပြေမစုံနှလုံးသား၄ခုရှိတာသည်လာရောင်ဖျားတာပဲအဲ့ဒီ၄ခုရှိလိုက်ရင်အပကတ်သေးဝကာယံအပကတ်သေးဝစိတ်တာကိုယ်နဲ့စိတ်ကိုထိမ့်ချုပ်တဲ့နေ့သည်မေတ္တာကရုဏာမုဒိတာဥပက္ခ၄ခုနဲ့ပြေမစုံတရား၄ခုနဲ့ထိမ့်ချုပ်မယ်ရပြီလာရောင်ဖျားတယ်အဲ့ဒီထိမ့်ချုပ်လိုက်ခြင်းသည်ကာယကံကိုယ်နဲ့စိတ်ထက်တူကြတာသည်လာရောင်ဖျားတာကညီညာတဲ့အာနဲ့တူတယ်တဲ့ဆင်းရဲတဲ့အိမ်ကိုလည်းလာရောင်ကလင်းပါတယ်ချမ်းသာတဲ့အိမ်ကိုလည်းလင်းပါတယ်ရုပ်ချိုးတဲ့မမလေးတွေပေါ်မှာလည်းလင်းပါတယ်ရုပ်ဆိုးတဲ့မိန်းမပေါ်မှာလည်းလင်းပါတယ်ကလမပေါ်မှာလည်းလင်းပါတယ်တရုပ်ပေါ်မှာလည်းလင်းပါတယ်ဘုန်းကြီးတွေပေါ်မှာလည်းလင်းပါတယ်သီလရှင်လေးတွေပေါ်မှာလည်းလင်းပါတယ်အဲ့လိုညီမြစွာလင်းတာပြင်အောင်ကိုယ်နဲ့စိတ်ကိုထိမ့်ချုပ်ပြီးတော့ညီမြစွာလင်းနိုင်ပါစေနှစ်နေဆနဝကအဲ့ဒီဆောင်ရွက်ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေကအာဂါနုကစိတ်ထားရမယ်ဘလို့စိတ်ထားလဲလေဆောင်ရွက်ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေအပေါ်မှာဘလို့ထားရမလဲအာဂါနုကစိတ်ထားတဲ့ယာယီဥကောသန္လာကိုဆောင်ရွက်ပေးလိုက်ရင်ဥကောသန္လာရှိရာဘာများပြန်ရလာမလဲလို့အဲ့ဒီညှိကတ်တဲ့မျောလင်းချက်ကင်းတာဖြစ်ရမယ်ဟုတ်ပြီနော်ဥအောင်တန်းကြီးကိုတရားလာဟောလိုက်ရင်ဥအောင်တန်းသုဓမ္မမဏိဇောဒဒရသုဓမ္မမဏိဇောဒဒရလေးကိုအရင်ဦးဆုံးရှင်းပြလိုက်ရင်ကိုဥအောင်ဆွမ်းစားလေးပဲပြည့်မှုရဲချက်ရှိလားဟမ်အတော်သေးတော့ရှိတယ်ဥအောင်တန်းကြီးကိုသုဓမ္မမဏိဇောဒဒရကိုရှင်းပြပြီးတော့ပြောလိုက်ရင်ဆွမ်းစားလေးပါလေးတော့ပင့်တိုင်ကောင်းရဲ့လို့မရှိရဘူးနော်ဘာလဲလဲမရှိရဘူးဆရာလေးတွေဆွမ်းစားလေးလောက်မှာဆရာလေးတွေချစ်စရာကောင်းပါတယ်မိမသားဆိုတာလှကျင်ပါတယ်အဲ့အလှလေးကိုခေါင်းပေါ်မှာသပင်လေးကိုဖယ်ပြီးတော့မိမသားဆိုတာနှခမ်းနေလေးနဲ့ပါးနေလေးနဲ့သပင်လေးတွေကောက်ပြီးတော့လှတာများမှလိုချင်တယ်လှတာများမှစားဝတ်ချင်တယ်မလှဘူးဆိုရင်ဖြင့်မိမသားဆိုတာမလှဘူးဆိုရင်ငိုချင်တဲ့မိမသားအဲ့ဒီမိမသားတွေကသပင်လေးမထားမျက်တောင်လေးအတုမလို့နှခမ်းနေလေးမစိုးပဲနေတာလေးတစ်ခုတည်းနဲ့ကြည်ညိုစရာဖြစ်ပါတယ်ကျန်တာမသိချင်မိမသားဆိုတာအလွန်လှချင်တာဓမေဇီရီရဲ့အမေ85 86အခန်းကြီးလေးအမေကလှချင်တော့မယ်လက်ကမွာလေးတပတ်ကလေးဝယ်အယောင်နှုတ်နဲ့အယောင်ကြီးဟာလွတ်ပလိုက်တာဒီလိုအယောင်ကြီးလွတ်ပလိုက်တာအယောင်နှုတ်လေးတွေပေးအမလေးနိုင်ငံခြားလည်းပြန်လို့ရေမွေးပလင်းတွေရေမွေးပြင်သစ်ကပြန်ရေမွေးပလင်းမပေးလို့ရေမွေးတနိုင်ငံသွားရေမွေးပလင်းတစ်ခုဝယ်ခဲ့ရတယ်တပတ်ဝယ်ခဲ့ရတယ်လက်ကမွာဝယ်ခဲ့ရတယ်အမလေးထပ်ထားရတယ်ဒါငါသားပေးတဲ့လက်ကမွာချောကလက်တွေထပ်ထားအမေအဲ့ချောလေးစားလေးပျော်သွားလိမ့်မယ်အဲ့လိုသူသိလှကျင်တာအဲ့ချောကလက်တော့မှအယောင်လှလေးမှမဲမဲကြီးတွေမစားဘူးအမေအဲ့ဒါ dark chocolate လို့ခေါ်တယ်ဈေးသိပ်ကြီးတယ်သူကပိုကောတယ်မကြိုက်ဘူးတဲ့မဲလို့အဲ့လိုလာတာဒီဆရာလေးတွေလေကရုံးလေးတွေနဲ့အခန်းကြီး no အခန်းကြီးပန်းကြီးမိတ်ကတ်တွေလေတစ်ချက်လှဖို့ပါဖို့ဆိုတာလေအချိန်မရှိပါတယ်ကျင်းသူတို့လေမင်းတို့ကိုရဲ့မောင်မောင်ရဲ့အဲ့ဒီလိုပတ်ခါချွဲအဲ့ဒီမပါဘူးဘယ်တော့ကြည်ညိုစရာကောင်းလဲဟောဗျာသူတို့ကြည့်လိုက်လေကိုရဲ့မောင်မောင်ရဲ့အဲ့ဒီလိုပတ်ခါချွဲထက်ခါတလဲလေပလီပလာတိတိတာမပြောတော့ဘူးကွယ်ယူပါတယ်ကြည့်ဆရာလေးသိအောင်ဌာနရှင်များရှင်လို့ဒါလေးပြောတာလေမင်းတို့ကိုရဲ့သူတီတို့ဆွနေလောင်းတော့ပြောဘူးလားပြောဘူးလားပြောဘူးညညီတို့ကငါပြောပေးတာလေပြောဘူးလားကိုအောင်တန်းကြီးကိုအောင်ရင်တီကိုလေမပြောဘူးပါဘူးမင်းတို့လာတာလေကိုရဲ့မောင်မောင်ရဲ့အဲ့ဒီလိုပတ်ခါချွဲထက်ခါတလဲပလီပလာတီတီတာမပြောတော့ဘူးကိုဆရာလေးတွေလေ
ယူပါတယ်အာပါတယ်ယူတယ်အားတယ်ဆိုပြီးတော့အထင်မသေးပါနဲ့လောင်းပါဆွမ်းလောင်းပါဒါပြောချင်တာနော်သမီးတို့ရဲ့ဘယ်အိမ်မလေးသွားလိုက်ပြီးတော့ကလည်းကမပြောတနာတယ်မျက်စက်ကုန်လေးချပြီးတော့တနာကြဟာတကယ်ပြောတာဆွမ်းလောင်းနဲ့သီလရင်မပါဘူးပါလားပါဘူးကထိန်သင်္ကန်းပါဘူးဝါဆိုသင်္ကန်းမပါဘူးဆွမ်းကြီးကမပါဘူးသူဘယ်တော့ပါတယ်မရှိဘူးသီလရှင်ငါတော့ငါမွေးနေသီလရှင်62ပါးကိုရင်62ပါးပြင်တယ်တပါ62သိန်းကိုပြည့်ရှုပ်တော့ဆရာတော်ကြီးမပြင်တော့ဘူးကွာတော့ပြင်တော့အရင်တော့ပရမတ္တကမင်းရောဆရာကြီးပြင်နောက်တစ်နေ့ကျတော့64နှစ်ကြာတယ်65လည်းအခုခလေးတွေပဲသီလရှင်တွေခလေးတွေပဲပြင်သူကရခဲ့တယ်ကွာမလုပ်တော့ကြီးကျယ်မလုပ်တော့ကုံမဲ့ပတ်စံနဲ့သီလရှင်ဖြူတယ်အေးတာဟုတ်ရမင်းတို့ကမေတ္တာကွက်ကြားတယ်အဲ့ဒါပြောတာလာအောင်ဖျားတို့ရဲ့ရပြီဆက်သွားနေဆနဝကအဲ့ဒီသီလရှင်ဆရာလေးတွေကမင်းတို့အိမ်ရှိမှာဆွန်းလေးဝင်ခံလိုက်တယ်ဘတ်ဆိုဆွန်းလေးလောင်းလိုက်တယ်လက်မကြည့်ဘူးဆွန်းနေလောင်းတဲ့တက္ကမအသားမဲလားချော်လားမကြည့်ပါဘူးသူတို့လည်းတပိတ်လေးနဲ့မင်းတို့ရှေ့ရောက်လာတယ်တပိတ်ဆွန်းလေးတပိတ်ထဲရှေ့ထွက်သွားတယ်အဲ့ဒီလိုလေးကျင့်သုံးရမယ်တဲ့ဒီလိုမျိုးပရိုက်တာဆောင်ရွက်ပေးလိုက်တာပြင်အောင်နောင်တို့ဒီလိုကုညီလိုက်ရင်အဲ့ဒီကုညီခန်းတဲ့လူကဘာများပြန်လာမလဲလို့ no မမျော်လင့်ရဘူးတဲ့နေဆန်တော်ကဧည့်သည်လေးလို့ဆက်ဆံမယ်တဲ့အခုရှိသွားပြီကိုရောစိတ်ကောထိမ့်ချုပ်ပြီးမေတ္တာကရုဏာမုဒိတာနှလုံးသားနဲ့ဆက်ဆံမယ်ဥပ္ပခါနဲ့ရမစိုး၄ပါးနဲ့နေ့ဧည့်သည်လေးလို့ဆက်ဆံမယ်လာလိုက်တဲ့ပုဂ္ဂိုလ်ဧည့်သည်လေးလို့ဆက်ဆံလိုက်အဲ့ဒါဆိုလေအေးငါသူ့ကိုကောင်းလေးကုညီပေးလိုက်ရင်တို့ဘာတွေများပြန်လာမလဲလို့မသွားပါနဲ့တဲ့အပကပမကျဉ်းတမ်းပါနဲ့တဲ့ကျဉ်းတန်းကာယကံဝစီကံမနောကံအဲ့ဒီကံဒီမကျဉ်းတမ်းပါနဲ့ကျဉ်တန်းမဆက်ဆံပါနဲ့ပရိုက်တာလုပ်တဲ့ပုဂ္ဂိုလ်ကလေပြစ်ကျွန်ုပ်ကလေတရားဟောတဲ့အခါမှာကျွန်ုပ်ကအတန်မာထန်ထန်နဲ့ဟောတယ်အကြောင်းကိုလာကြည့်လိုက်ပါဘယ်တက္ကမဘယ်သီလရှင်ဘယ်ယောက်ျားအိုမှတစ်ချိန်မှအောက်တာတွေအဲ့ဒါကြောင်းသွားလို့ရှိရင်လည်းတွေ့ရတဲ့ကောက်ပေါ်မှာသိနာမည်ဆိုးထွက်တာဘာလို့မလာရတာလဲကြောက်တူတယ်ဘုံကတားဒေါသကြီးတယ်ဒီခွေးလေးတွေအခုခွေးလေးလမ်းမေးမှာခွေးလေးတကောင်ပြက်ထားတာအဲ့ဒီခွေးလေးကိုပေါ်မွေးတာအခုကြည့်လိုက်တော့ရေပင်းရှိတယ်အတန်ကဆေးကူတာသူဆေးကူတာငါတောင်ကုန်နေသေးတယ်တရိษံလေးတောင်မှငါတို့ကအဲ့လိုထားပါတယ်ခွေးတွေကိုလေတွားကြည့်လိုက်အဲ့ဒါဘာလို့လဲခွေးထားတာလို့ကြာနာခွေးကိုနေတိုင်းရေဆေးပေးတယ်ခွေးထားတဲ့အိမ်ကလူနေတယ်လို့အိမ်တော့ထားတာကျန်တဲ့ကိုရင်ဥစဉ်ကတော့မပြောနဲ့တော့ဘယ်ကိုရင်ဥစဉ်ကမှလက်နဲ့တစ်ခါမှမရွယ်ဘူးဒါအပြင်မှာတော့ငါ့ကိုဒေါသကြီးတယ်ငါကတော့တောက်ကောဒေါ်ကောတဲ့ဒေါက်တာကောဝိဒကျတော့တောက်ကောတဲ့သူကတော့ဒေါက်တာပွဲငါဒေါသကြီးတဲ့လူငါ့ကိုအမြဲတမ်းပြောပါတယ်ရှိစီတော့နော်ရှိစီတော့ဟုတ်ပြီနော်ရှိစီတော့အဲ့ဒါကြောင့်မလို့အပကပချန်တန်တရားဟောတဲ့နေရာမှာတော့မန်နဲ့ထန်နဲ့ဟောပါတယ်တရားဝဲပလင်ဘွားအောက်စင်းကလာကြည့်ပါဒီလိုဒေါသဒီလိုမျိုးဟန့်နေပန်နေမမြင်ရပါဘူးအဲ့လိုပြောတော့မကောင်းပါဘူးတောင်းတော်ဆွမ်းလာမကတ်ရဘူးတစ်ချိန်မှတစ်ခုတည်းပဲစဉ်းစားလိုက်တယ်တန်လျင်ဘိုလ်ချုပ်ရွာဆွမ်းလာကတ်တယ်ဟင်းကောင်းရင်မှကောင်းမယ်ဆိုးရင်မှဆိုးမယ်တစ်ခုတည်းစဉ်းစားလိုက်တယ်မီးမမွေးရဘူးဆံမဆေးရဘူးဈေးမသွားဘူးဈေးသွားဆံဆေးမီးမွေးပြီးချက်ပြီးအစင်းနေတာ no ဘယ်တော့မှဒေါသမရှိဘူးပျော့တာတွေမာတာတွေငန်တာတွေမင်းတို့ကလေဆံလဲဆေးရတယ်ဈေးလဲသွားတယ်ဝတ်သားတွေခေါ်ရတယ်ချက်သားတွေခေါ်ငါအစင်းချက်ပြီးငါလာပို့တာလေငါဘာကိစ္စနဲ့ဒေါသထွက်ရမှာလဲဘာကစိတ်မဆိုးပါဘူးတခါမှချက်လာသူကဆုံးကတ်တာလေငါတို့ဆုံးကတ်ရင်ဘုန်းကြီးဥကောသနာရေးလဲအပေါက်ဆိုးတယ်အဲ့လိုငါ့ကိုနာမည်ထွက်ပါတယ်နော်အပကဘောဆိုတဲ့စကားလုံးမှတ်ထားပါတယ်အပကဘောကုလေသွားနာနုဂိတ်တော့အဲ့တော့လာရောင်ဖျားကညီငယ်ညီမငယ်ဒကာဒကမတွေအပကပလောက်ရပါဘူးအဲ့ဒီအပကပသည်ကျယ်ဝင်းစွာတော့ဆိုပါတယ်ဘလို့ကျယ်ဝင်းစွာဆိုလဲဆိုတော့တချို့က8ဌာနရှိတယ်4ဌာနရှိတယ်ဌာနတွေအများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘုန်းတော်ကြီးတွေဆိုရင်တန်ခါတွေခဏအပေါင်းအသင်းတွေအုပ်စုတွေဂိုင်းဖွဲ့တွေပုဂ္ဂလပုဂ္ဂိုလ်ချင်းဘောဇနာသာလစားတဲ့နေရာဇန္နကရရေချိုးတဲ့နေရာနာနာတိတ်တဲ့ရေချိုးစိတ်ဘိက္ခစာရမက်ကဆွမ်းငံကြွတဲ့အချိန်အန္တရဂရပဝေဒနာရွာထဲဝင်တဲ့အချိန်ဘုန်းကြီးများမကြမ်းရနုညံ့ရမယ်တဲ့ဘုန်းကြီးများအတွက်မင်းတို့ကြတော့လေအဖွဲ့အစည်းတွေနဲ့ကြုံလာတဲ့ကဏအဖွဲ့အစည်းနဲ့ကြုံလာတာတန်ခါတော့ရှင်သမီးဆရာလေးသီလရှင်တွေသူတို့နဲ့တွေ့တဲ့ခါမှာမကြမ်းပါနဲ့ဒါပြောချင်ပါတယ်နော်အဲ့ဒါအဓိကပြောချင်တာကတော့ငယ်တခါတော့ဝုတ်တော့ဒါကငယ်တဲ့ကောင်လေးငယ်တဲ့ကလေးလေးမဂိမ်းမဆိုင်ဘူးဒါကလူကြီးမလို့ဒါအရာရှိမလို့
ဒါပတ်စံမရှိလို့ဒါရုပ်ချောလို့အဲ့ဒီဟာတွေမကွဲမပြားပဲနဲ့နေတာကိုမကျင့်တတ်မှုလို့ဆိုပါတယ်တဲ့အပကပ္ပအေးမြတ်စွာဘုရားကအဲ့ဒါဇန္ဓုပမာဘိကဝေဟောဝစီကံကာယကံမနောကံလည်းမကြမ်းတမ်းရပါဘူးတဲ့နော်မနောကံလည်းမကြမ်းတမ်းပါနဲ့ကာယကံလည်းမကြမ်းတမ်းပါနဲ့ဝစီကံလည်းမကြမ်းတမ်းပါနဲ့အဲ့ဒီကာယကံဝစီကံမကြမ်းတမ်းမဲ့နေတဲ့ပုဂ္ဂိုလ်ကိုလာရောင်နေအမြဲတမ်းနှလုံးသားထဲမှာဖြာဆင်းနေတယ်လင်းလက်နေတယ်လို့ဆိုပါတယ်အဲ့ဒါစန္ဒုပမသုတ်တန်ကြီးပါဗျာမြတ်စွာဘုရားရှင်ကိုရောမြတ်ကစန္ဒုပမဘိကဝေကုလချက်သားချက်သမီးတို့လာရောင်ပမစေရနာသုံးနံကိုဝေဖြာလင်းလက်အောင်လာရောင်ဖြာပရိယတိလာရောင်ဖြာပရိဒအသင်းကိုအဲ့ဒီစကားသုံးခုအချင်းချုပ်၍ပြောခဲ့ပါတယ်ပြန်ညီကုန်းချုပ်ပါမယ်သီလကိုကျင့်တရားသည်လာရောင်ပဲမေတ္တာတရားသည်လာရောင်ဖြာတာပါအနိစ္စတင်ညာပွားများအထုတ်တာလာရောင်ဖြာတာပါအပမာရတရားမမဲတဲ့တတိတရားလေးရှိတာလာရောင်ဖြာတာပါသီလမေတ္တာအနိစ္စအပမာရပြန်ပြောမယ်သီလ၈ပါးသီလရှိနေတဲ့ပုဂ္ဂိုလ်၅ပါးသီလမြဲနေတဲ့ပုဂ္ဂိုလ်ဒီနှလုံးသားထဲမှာလာရောင်လေးအမြဲတမ်းလင်းလက်ဖြာပြီးအေးဆက်ညှိညောပြီးငြိမ့်ချက်နေတယ်တဲ့နှစ်မေတ္တာတရား၃အနိစ္စနုပဒနာမမြဲဘူးလို့နှလုံးသွင်းတာ၄အပမာရတရားတော်ပြီအဲ့၄ခုနားလဲပါအဲ့၄ခုနားလဲပြီးရင်၃ခုကာယကံဝစီကံချုပ်ချယ်ခြင်းမရှိပါစေနဲ့ဧည့်သည်ပမာချစ်မှာဒီလိုလှူလိုက်ဒီလိုကူညီလိုက်တာပြည်ချင်းရောက်ဘာပြန်ရမလို့မကတ်ညီတာပဲဧည့်သည်လို့ပြောအပကပ္ပကာယကံဝစီကံမနောကံတို့ကြံ့ကြံ့တန်တန်မဆက်ဆက်မှနဲ့9မျိုးဒုတိယအချိန်မြောက်လာရောင်ဖြာပရိဒအသင်းသီရဝါဒအထုဓမ္မသဘင်မှာဟောခဲ့ပါတယ်အဲဒီလိုမျိုးလာရောင်ဖြာတဲ့နှလုံးသားယင်ထဲမှာထားရင်ခုနတုန်းကပြည့်စုံကဗုဒ္ဓအရှင်မြတ်တို့ပေးတဲ့စွတ်ပေးအိစီတံပဋိတံတုံရှံခိဗ္ဗမေဝသမိတ်ဇတုတုံရှံသင်ဤအိစီတံလူလာတာပဋိတံတောင်းတသောအရာသည်သဗ္ဗေလုံးစုံသောတရားတို့သည်ပုရိန္တုသင်္ကပ္ပအကျဉ်းစီဟုများသည်ပုရိန္တုပြည့်ကြပါစေကုန်သတည်းဟောပြည့်ပါစေစံတော်ပါဏာရသောယထာ35ရဲ့ယူကန်ထဲမှာရောင်လက်ထိန်ဝါတက်ထွန်းလာသည်လပြည့်ဝန်းကြီးသည်ဘယ်လိုလားလဲစင်းနှင်းမြူတိန်သူရိန်မီကိုပြည့်မျိုးငါအင်းကင်းစင်လွတ်ပငွေလာမင်းကြီးသည်ငွေလာမင်းကြီးပမာပုရိန္တုယနေ့မှစနိဗ္ဗာန်ရသည်ကာလတကွန်တန်သာပြင်ဝဲမကျွမ်းမကြံရအောင်ပြည့်ပြည့်ဝဝပြည့်ပြည့်စုံစုံဖြစ်နိုင်ကြပါစေကုန်တော့တည်းကဲတရားသင်ရအောင်အရှိတွင်တန်တရားချီကတော့တဏှာတန်တရားကိုထုံးသောတဏှာကိုသိအောင်တန်တရားကိုထုံးမြတ်တဏှာကိုသိအောင်တတောင်းတွင်လဲမင်းမမြင်တွင်လဲသတို့ဂုံရှိရာဆိုခဲ့မည်ဂုံရှိရာဆိုခဲ့မည်မြင့်မို့ကိုပုံပြုလို့ကုသိုလ်ကိုများအောင်ဆိုကောင်းမှုကိုလည်းများအောင်ကြံတတ္တဝါကောင်းမကောင်းကြောင်းကံကစိမံတော်သည်ကံသာလည်းမိကံသာလည်းဘာဆိုတာကတော့လောကစကားဉာဏ်သာလည်းမိဉာဏ်သာလည်းဘာဆိုတာကတော့ဘောဓမရှင်တော်မြတ်ဘုရားရဲ့တရားဟောပြလို့ထားခဲ့တာကအန္တရာနိဘိက္ခွေအမန္တယာမိဝောဝယဓမ္မသင်္ခါရအပမရိဏသဗ္ဗရိထာဘိက္ခွေစပါဏတ္တချက်သားမြတ်တို့အန္တသတ္တော80ဝါ45မယမနာပဲတရားရည်မြိုက်စီကိုထိုက်ကျွေးတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရင်နှရင်ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပင်မခဲ့ရလေပြီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ခြားဘောရမရှင်တော်မြတ်ဘုရားတို့အခြားဘုရားရှင်တွေလည်းရှိတယ်။ဒါသူတို့ကနေတိုင်းတရားမဟောအောင်။နိုင်တိုင်းမဟောအောင်။မင်းတို့ငါတို့ယောဂီတို့ကျွန်ုပ်တို့ရဲ့ဂေါရမဘုရားတဆူတည်းပဲနေတိုင်းနိုင်တိုင်းတရားဟောရတာ။ပြမန်းတယ်။သိချစ်ဖို့ကောင်းတယ်။သိကျင်ယူဖို့ကောင်းတယ်။နိုင်တိုင်းဟောရတာ။ဒီနေ့မှ2 နာရီလောက်ပဲနားတယ်။ဘာလို့လဲ။တတန်းတူတာကို45ဝါလေး။အဲ့လိုပြမန်းတယ်။ပရိနိဗ္ဗာန်ဆံကနေသွေးဝင်နေသွားပင်ပန်းနေတယ်ဟိုမှာသူ့ဘတ်တာရောက်လာအနန္နာတဲ့ဟာမြတ်စွာဘုရားနဲ့တွေ့ချင်လို့မရဘုရားပင်ပန်းနေတယ်တစ်ချိန်နှစ်ချိန်မြတ်စွာဘုရားကြားတယ်သူ့အတွက်ကုသနာယုံပရိနိဗ္ဗာန်လာဆံရတာလေအနန္နာ
လွတ်လိုက်ရေးတော့ချစ်ဖို့ကောင်းအနန္တလွတ်လိုက်ရေးနောက်ဆုံးတာဝကနောက်ဆုံးပစ္စည်းမတာဝကအဲ့ဒီမှာမေးခွန်းတွေအများကြီးမေးတယ်ဝေးမေးခွန်းတွေငါမဖြေနိုင်ဘူးငါခုမပြောမယ်မဲခင်၈ပါးရှိတဲ့သာသနာမှာပထမသမဏသောတာပန်ဒုတိယသမဏသက္ကရာတတိယသမဏအနာဂံသရုဒ္ဓသမဏယန္နာအဲ့ဒီမဲခင်၈ပါးမရှိရင်အဲ့သမဏကိရိတာခြင်းလို့မရှိဘူးကွာမဲခင်၈ပါးရှိရင်ကိရိတာခြင်းလို့ရှိတယ်ကွာရော့ကျင့်မဲခင်၈ပါးဆိုကျင့်တယ်ဘုရားဆိုယန္နာပြတ်သွားတပည့်တော်သိပါပြီဖေဟာတဲ့အဲ့ဒီမဲခင်၈ပါးကျင့်လိုက်မဲခင်၈ပါးရှိနေသေးတယ်သောတာပန်ဖြစ်ပဲသက္ကရာကဖြစ်နေတယ်အနာဂံဖြစ်ယန္နာမဲခင်၈ပါးမရှိတော့ဘူးဆိုရင်အဲ့ဒါတွေမရှိတော့ဘူးသာသနာမကွယ်သွားပြီအဲ့ဒီလိုမျိုးလေဓမ္မစကြာတရားဟောတယ်အခြားသောမြတ်စွာဘုရားကြီးကောင်းကင်ကကြွတယ်ဒုဂေါရမရှင်တော်ဘုရားကဂုံညုံကြွတယ်စာပါနဲ့ဥပကအတွက်ဥမလေးပြမန်းတာတွေဒီမြင်ဘုရားရှင်နဲ့နာရာဂိရိဆင်မလိုက်ပါနာရာဂိရိအမည်ရှိတယ်ဆင်ပါသူဆုံးဟန်ကြွနေတယ်လေအရင်မျိုးတွေတင်းတိုက်လို့လိုက်ခံရတယ်စိန်သမဏမိမဲယုတ်ကသူ့ဘိုက်ကိုပြင်ချက်ဖုံကဘလို့မရှိဘူးတို့ဘုရားရှင်ကြမှာစိန်သမဏကလည်းငိုကြွေးရှက်ကကိုလေးလည်းဝဲရှိတယ်ဆိုပြီးလူပုံတဲ့သူဆွဲတာအပြစ်တော်မယူဟာနာရာဂိရိစင်ဟုတ်ဗျာစိန်သမဏတို့ဘုရားအဲ့ဒါတွေကိုကိုကစကြလို့ပေးဆက်လိုက်ရတယ်ဒါကြောင့်မလို့ဒီနေရာလေးရောက်လို့ရှိရင်မြတ်စွာဘုရားရှင်ရဲ့မဟာကရုဏာရဲ့ဘုရားရှင်ရဲ့ဂုံရဲ့မေတော်တင်လာကခလေးလေးတို့1328ခုနှစ်ကသင်ပေးခဲ့တာအဲ့ဒါဟန္တာတတော်80ဝါ45မယမနာပဲတရားရည်မြိုက်စေကိုတိုက်ကျွေးတော်မူခဲ့ရသဖြင့်ဟန္တာကိုရင်တော်၍ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပမန်းကေရအလေးပြီဒါနိဒာနိယခုကာလ၌ဝါကုတ်တိနံယုံပြမျိုးစုံသည်ယကုံတမောအင်းရင်တော်ဝဲမြောက်သူအုပ်ခေါင်းပြူကခြေပေါင်းချင်နန်းနိဗ္ဗာန်သို့ဝန်ဆံပြီးဆဲချိန်ကားတဲ့၌ပြိဋိဘံစံယူသိငယ်ဒီမှာမင်းတို့တွေကလေမြင်ရမှလည်းမေ့တယ်ကြားရမှလည်းမေ့တယ်စားရမှလည်းမေ့တယ်မေ့လုံးလို့မမေ့ဘူးလို့ခရီးအရှိကြီးကိုသွားမဲ့မိဘကသားသမီးတွေကိုမှားသလိုနောက်တစ်ခါမတွေ့တော့မှဖြစ်ချင်းရောပြိဋိဘံစံယူသိတော့မှဖြစ်ချင်းမင်းတို့အပြည့်ပေါ်မှားတယ်ဒါနိယခုကာလ၌ဝါကိုတိနံယုံပင်မျိုးစုံသည်ရေကုံသားမောအင်းရင်တော်ဝဲမြောက်သူခေါင်းပြူကခြေပေါင်းချင်နန်းနိဗ္ဗာန်သို့ဝန်ဆံပြီးဆဲချိန်ကားတဲ့၌ဩရင်သူယရဏသာတလျာဟုကရုဏာတတ္တသင်္ချစ်သားတို့အားအမတရားမိတတိတရားသိမမယအောင်တို့ထင်ထင်ရှားရှားကြီးမိန်ကြတော်မူခဲ့ပါသင်္ခါရအစင်ထာဝရပင်မကြပြန်တော့ခင်မင်းစရာတဇက်ကမှမရှိပါတဲ့ဒီဓမ္မယုံပြီးသင်္ခါရတရားတို့သည်ဝေယဓမ္မပျက်စီးခြင်းသဘောရှိကြပါပေကုန်၏ဝေယဓမ္မလက်ကနဲ့ရဲ့နဲ့အဖြစ်ကလည်းမစဲအပြက်ကလည်းမစဲနိုင်နာမို့ထိတ်ဆရာတမြအဝိဇ္ဇာကစာရာကြောင့်ဟေးယောဂီတို့ဤစိတ်သာချကြပြီတော့အနိစ္စဝတ္တတို့ဝါရကဒုက္ခဝတ္တတို့ဝါရကအနတ္တဝတ္တတို့ဝါရကအဲ့ဒီဖြစ်စဉ်ကြီးအကုန်လုံးလေမြန်မာနိုင်ငံခြားစัจ java လားအဝိဇ္ဇာစခဲ့တာစိတ်သားချသည်ပြီးတော့အဝိဇ္ဇာကစတာကြောင့်ဝိဇ္ဇာကစတာမဟုတ်ဘူးလေဟာအဝိဇ္ဇာဆိုဘယုဘယဖြစ်မှာပေါ့ကိုယ့်ကားတွေဖြစ်မှာပေါ့ငကူလုံးတွေကအဝိဇ္ဇာစတာလေအဝိဇ္ဇာစတာမမြဲပါဆင်းရဲပါသည်အစိုးမရပါအလိုမလိုက်ပါစိတ်သားချပြီးတော့ဝိဇ္ဇာကစတာကြောင့်အနိစ္စဝတ္တတို့ဝါရကဒုက္ခဝတ္တတို့ဝါရကအနတ္တဝတ္တတို့ဝါရကအပမရိဏမမိတ်မလျော်မပေါ်မစမြင်တဲ့တတိတရားနဲ့တမ္မာရိတာကိုစီကိုငါပြည့်စုံကြပါကုန်လို့တမ္မာရိတာမြင်ရမှလည်းမမိတ်နဲ့ကြားရမှလည်းမမိတ်နဲ့စားရမှလည်းမမိတ်နဲ့သွားရမှလည်းမမိတ်နဲ့နိုင်ရမှလည်းမမိတ်နဲ့ထိရတွေ့ရသိရတို့မှလည်းမမိတ်လိုက်ကြပါနဲ့မိတဲ့ဝါဒနာတွေကိုမိတဲ့ဝါဒနာတွေကိုတနေ့မကြာတတိထုံကြပြီကုန်တော့ဟောဒီကနေ့ဒုတိယအကြိမ်မြောက်လာရောင်ဖျားပရိယတ္တိအသင်းလာရောင်ဖျားပရိဒအသင်းထေရဝါဒထုတရားကျင်းပရာဤဓမ္မသဘင်ဌာနသို့တရားတော်နာကြွတော်မူလာကြကုန်သောလူရှင်အပေါင်းသူတော်ကောင်းတို့သည်အပ္ပမရာခေါ်တဲ့သူတော်ကောင်း